ကျန်းတန်ကျောင်းတော်မှာလေးကျင့်ပြီးတဲ့နောက်မှာရှောင်းရံကနောက်ဆုံးမှာတော့ဂျာမန်နိုင်ငံတော်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်ပြန်လာတာကအိမ်ပြန်လာဖို့မဟုတ်ပါဘူး။သွေးကြွေးဆက်ဖို့ရွယ်လံကိုင်းနဲ့နှစ်ပေါင်းများစွာဇက်တိုက်ဖြစ်နေခဲ့တဲ့ရန်ညိုးကိုအဆုံးသတ်ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ရှောင်းရံမသိခဲ့တာကဒီတိုက်ပွဲပြီးသွားတာနဲ့သူ့ဘဝရဲ့အကြီးမားဆုံးအန္တရာယ်ကစတင်တော့မယ်ဆိုတာပါပဲ။ဒီတစ်ပိုင်းကိုကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်။ဆရာကိုနှုတ်ဆက်ပြီးတာနဲ့မမကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။မမကတော့နင်းကိုကယ်တာငါမဟုတ်ဘူးသူငါကနင်းတန်းစင်ပေးမယ်လို့ပြောခဲ့တဲ့ဆေးလုံးကိုပဲလိုချင်တာလို့ခက်တီတီနဲ့ပြောပြီးတော့ပျောက်သွားပြီလေ။ကြောက်လောင်ကတော့ကောင်းကင်စားစပယ်အုံးမွေနဲ့ပေါင်းဆက်လိုက်ပြီးတဲ့နောက်မှာသူ့ရဲ့အစွမ်းကဒီလောက်ထိတိုးလာနိုင်မယ်မထင်ထားဘူးလို့ပြောလိုက်ပါတယ်။သူ့ကိုနိုင်ဖို့မလွယ်တော့ဘူးဆိုတော့ဆရာစိတ်ချပါကျွန်တော်နဲ့ချိုင်လင်ကတစ်နှစ်သဘောတူညီချက်ရှိတယ်။ဒီအတော်အတွင်းမှာသူကျွန်တော်ကိုဘာမှလုံးမမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။ရောက်လောင်ကနားမလဲသလိုနဲ့ချိုင်လင်ဆိုတော့ရှောင်းရံကကျွန်တော်သူ့ကိုနာမည်ပေးထားလို့ပြန်ဖြေလိုက်ပါတယ်။မင်းကတော့ပေါက်ကရကြံဆိုရင်စုံတယ်ဒီလောက်ရက်ဆက်သွေးရတဲ့မိမကိုတော့နိုင်ယူနိုင်တယ်ဒါပေမဲ့သတိတော်ထား तू ကခေါင်းပါတယ်ခိုင်းတာအဆင်ပြေရင်အထောက်ပံ့ကောင်းမယ်တစ်ခါမှလာနဲ့မင်းကိုမျိုးချလိုက်မှဆိုပြီးပြောလိုက်ပြီလေရှောင်းရံကတော့ခေါင်းချင်းပြက်လိုက်ပြီးဆရာသမားနှစ်ယောက်အတိုင်ဖောက်ကြည့်နေပါတယ်ဆရာဆွမ်းအားတွေတိုးလာလားလို့မေးလိုက်တော့မဟုတ်ဘူးအရင်ကဆွမ်းအားတချို့ကိုပြန်ပြေးလာတာဆွမ်းအားအလုံးပြည့်ကျင်နေဆိုရင်တော့ခန္ဓာကိုယ်ပြဿနာကိုအရင်ဖြေရှင်းရမယ်လို့ပြောလိုက်ပါတယ်နှလုံးကျွေပြီးတော့ရောဆိုပြီးမေးလိုက်တော့ကျွန်တော်တန်းစင်လိုက်ပြီဆိုပြီးပြန်ဖြေလိုက်ပါတယ်ရောက်လောင်ကသဘောတွေကြပြီးရဲနေပြီလေဟိုသစ္စာဖောက်ကိုလည်းဖယ်ရှားပေးလိုက်ပြီဆိုတော့ရောက်လောင်ကခဏရက်သွားပြီးကျေးဇူးပဲကောင်းလေးဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့ဟန်ဖုန်းသိပြီးတဲ့နောက်မှာဝင်းကျင်တန်းတော်ကလူတွေဆွဲခေါ်သွားတယ်ဆိုတော့ရောက်လောင်ကဒါဆိုရင်ဟန်ဖုန်းမသိသေးဘူးပေါ့ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကဝင်းကျင်တန်းတော်ကသူ့ကိုအသက်ပြန်သွင်းပေးမှလားလို့မေးလိုက်ပါတယ်ရောက်လောင်ကကောင်းချင်းပြလိုက်ပါတယ်စိတ်ပူရမှာကဝင်းကျင်တန်းတော်ကတရေလိုကောင်တွေကငါဝင်းကျင်မင်းစီမှာရှိရဲဆိုတာသူတို့သိသွားလောက်ပြီးလူလွတ်ပြီးမင်းကိုဖမ်းခိုင်းလိုက်မယ်ဆိုပြီးတတိပေးလိုက်ပါတယ်ရှောင်းရံကတော့အကျော်ဆန်းလိုက်ပြီးလာရင်တော့ရင်ဆိုင်ရမှာပဲဆိုပြီးပြောလိုက်ပါတယ်အဖေကိစ္စကသူတို့နဲ့ဆက်ဆက်နေတာသူတို့လာရင်အတော်ပဲဆိုပြီးပြောလိုက်ပါတယ်မဟူယာနယ်မြေရဲ့တောအုပ်ထဲမှာတော့ဟန်ဖုန်းတယောက်အသက်ချမ်းသာပေးပါဆိုပြီးတောင်းပန်နေရပြီလေမူကူနဲ့ရင်းနှီးရလို့ပြောလိုက်တော့မင်းတို့ကောင်ကငါတို့နန်းတော်ရဲ့ဝိဇ္ဇာကြီးနဲ့ဘယ်လိုလုပ်ရင်းနှီးမှလဲလို့ပြန်ပြောလိုက်ပါတယ်လေလုံးကြီးတဲ့ကောင်ကိုယ့်အချိန်တွေကိုမသိတဲ့ကောင်ဆိုပြီးဝါမျိုးဖို့လုပ်နေပြီလေအဲ့ဒီချိန်မှာဟန်ဖုန်းကမူကူနဲ့ပေါင်းပြီးတော့သူ့ဆရာကိုလှုပ်ကြံခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်ကျွန်တော်ကိုပေါ်မှာသူ့လိုချင်တာရှိတယ်အဲ့ဒီပစ္စည်းရရင်သူမင်းကိုတေချာပေါကောင်းကောင်းဆုချမှာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီတော့မှလှုပ်ပေးလိုက်ပြီးဆရာကိုတောင်ပြန်တည့်ရတဲ့ကောင်အမိုက်ပဲမင်းငါ့ကိုလိန်ရင်ငါအကြောင်းသိစေရမယ်ဆိုပြီးချိန်လိုက်ပါတယ်ပြီးတာနဲ့လေဘင်းကနေပြီးတော့တရွတ်တိုက်ဆွဲသွားပြီလေရှောင်းရံကတော့ပေါင်းဆက်ပြီးရလာတဲ့ကောင်းကင်ပြီးတော့ကိုထုတ်ပြနေပါတယ်ရောက်လောင်ကပီတိတွေဖြစ်ပြီးတကယ်လုံးနိုင်သွားတာပဲဆိုပြီးပြောလိုက်ပါတယ်နှစ်မျိုးရပါပြီဆရာခဏကိုလှုပ်ဖို့ရလောက်ပြီလားဆိုတော့ခေါင်းပုတ်လိုက်ပြီးတော့ငါရဲ့ရိုးအေးမီတော့ပါရင်တော့ရလောက်တယ်ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့လိုအပ်တဲ့ပစ္စည်းတွေကအရန်ရှားတယ်ဒါကြောင့်မလောသေးလဲရတယ်ဆိုတော့ဘာတွေလိုအပ်တာလဲကျွန်တော်အခုမဟူရနေမြေမှာအင်အားရှိနေပြီရှာလို့ရနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်ရောက်လောင်ကတော့အင်အားရှိတိုင်းရှာလို့ရတာမဟုတ်ဘူးလို့ပြောနေပေမဲ့ရှောင်းရံကလေမလျှော့တော့ဟုတ်ပြီဆိုပြီးတော့လိုရာတွေကိုပြောပြလိုက်ရပါတယ်အဓိကလိုရာ၃မျိုးပထမကအယိုးသွေးပေါင်းစည်းဆေးလုံးဒုတိယကအဆင့်ခွန်မော်သားရဲတကောင်ရဲ့သွေးစီနဲ့တတိယကတိုင်းအင်ပါယာတယောက်ရဲ့အယိုးစုတစ်ခုတချို့အင်အားစုတွေထဲမှာတော့ရှိလောက်တယ်ဒါပေမဲ့မင်းသူများရဲ့ဘိုးဘေးရဲ့အယိုးစုကိုသွားလူရင်တမျိုးလုံးကမင်းကိုလိုက်တက်လိုက်မယ်လို့ပြောလိုက်ပါတယ်ရှောင်းရံတယောက်မျက်နှာပြတ်သွားတော့ဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်အယိုးသွေးပေါင်းစည်းဆေးလုံးအစင်းခွန်မော်သားရဲ့အစီနဲ့ဒိုစုံတယောက်ရဲ့အယိုးဆိုပြီးပြန်ရွတ်လိုက်ပါတယ်ရောက်လောင်ကတော့ဒါတွေကရှာဖို့တော်တော်ခက်တယ်ဒါကြောင့်မို့လို့လော်လဲမထူးလို့ပြောတာပေါ့ဆိုတော့ရှောင်းရံကစိတ်ချပါကျွန်တော်မှတ်ထားပြီးပါပြီတေချာပေါက်နောက်ကျရင်မရရတဲ့နည်းနဲ့အဲ့ဒီပစ္စည်း၃မျိုးကိုစုမယ်ဆိုတော့ရောက်လောင်ကမျက်လုံးပြူသွားပြီလေမင်းသာခန္ဓာကိုယ်ဖွဲ့စည်းပြီးငါပေါင်းဆက်ပြီးသွားရင်အရင်ကထပ်ပို့ပြီးဆွမ်းထက်လာမှာငါသာဆွမ်းထက်လာရင်မင်းကောင်မလေးကလန်စီသွားပြီးလက်ထပ်ဖို့တောင်းမယ်ဆိုရင်တော့သူတို့ငါ့ကိုထင်သေးမှာမဟုတ်တော့ဘူးရှောင်းမတွေးနဲ့တော့မင်းရဲ့မွေးရပါသမီးနဲ့ရင်မင်းရဲ့ချစ်သူလေးနဲ့လက်ဆက်ဖို့တင့်တော်ပြီးသားအသက်20နဲ့ဒိုးဝမ်မင်းတယောက်တည်းမပြောနဲ့တခြားသူတွေတောင်မင်းကိုမမီဘူးဆိုပြီးအားပေးလိုက်ပါတယ်ရှောင်းရံကတော့နောက်တစ်ခုရှိသေးတယ်ဆိုပြီးသူ့အကိုစီကရခဲ့တာကိုထုတ်ပေးလိုက်ပါတယ်အသက်ဝါမျိုးစေးလုံးနဲ့ဆေးညွန်အကိုနှစ်ကမထင်မဖယ်ရလာတာဆိုတော့ရောက်လောင်ကအလန်တကြားနဲ့စားလိုက်ပြီလို့တော့မပြောနဲ့တော့ဆိုပြီးမေးလိုက်ပါတယ်အကိုနှစ်ကကျွန်တော်သိပြီးထင်တဲ့ကလေးသားချေဖို့ဒီဆေးလုံးကိုသုံးခဲ့တာအသက်ကိုစရေပြီးဒိုဝမ်အစ်စ်ထိရအောင်လုပ်ခဲ့တယ်အခုတစ်နှစ်ပဲကြံတော့တယ်ဆိုပြီးတော့ဝမ်နဲ့တကြီးနဲ့ပြောပြလိုက်ပါတယ်ရောက်လောင်ကပြာခတ်ပြီးတော့ရှောင်းရင်ကကောင်တွေကဘာလို့ဒီအချိုးတွေကြီးပဲလဲဆိုပြီးစိတ်ထဲမှာတွေးနေပါတယ်ရှောင်းရင်ကတော့ဆရာနီးလန်းမရှိဘူးလားဆိုပြီးမေးလိုက်တော့ရောက်လောင်ကဟိုရှောက်တီရှောက်လုပ်ပြီးတော့အစိတ်ရှိသလိုဖေးသေးလဲရှိတယ်ငါမှအာမခံချက်မရှိပေမဲ့ဆန်းလို့တော့ရတယ်ဆိုတော့ဆရာကိုပဲအားကိုးပါတယ်တော့ဆိုပြီးဒုက္ခပေးပြီလေရောက်လောင်ကတော့နားခိုင်းလိုက်ပါတယ်စိတ်ထဲမှာတော့ဖြည့်ရှင်းနှိရှာဖို့ကမလွယ်ဘူးဆိုပြီးတော့နှစ်ဖူးကိုရိုက်နေပြီလေဆရာလိုရတာလည်းမလွယ်လိုက်တာဆိုပြီးတော့ညီးနေပါတယ်ဟို၃ယောက်ကတော့တစ်ခွက်တစ်ဖလားချနေရင်နဲ့ရှောင်းရံကိုတွေးကြမသေးလားဆိုပြီးပြောနေပါတယ်လေလံပွဲပြီးကလေးကမတွေးတော့တာမဟုတ်မှလွယ်ရောသူဖုန်ချမ်းမြို့မှာမရှိတော့လားဆိုပြီးပြောတော့ချင်းလေးခိုင်းချုပ်ကမရှိလေကောင်းလေပဲရှောင်းခိုင်းကရှောင်းရံထွက်လာလို့မဟုတ်ရင်ဖုန်ချမ်းကငါတို့အပိုင်ဖြစ်ပြီဆိုပြီးလေကြီးနေပြီလေရှောင်းရံထွက်လာတာကြပြီတခုခုများဖြစ်သွားလားဆိုပြီးကြံနေကြပြီလေရှောင်းရံကတော့လျှက်စီး3000လှုပ်ရှားမှုကြောင့်ဒိုချီတောင်မန်နေမှာပါပဲနဲ့လေထဲမှာခဏရက်နေနိုင်ပါတယ်ကြလာတော့မှတောင်မန်ကိုထုတ်ပြီးအပေါ်ကိုပြန်တက်လိုက်ပါတယ်ရောက်လောင်ကထွက်လာပြီးစွမ်းအားပြည့်ပြန်ရပြီလားလို့မေးလိုက်ပါတယ်မျောစင်ကထွက်လာတာရန်နေရှိပြီလေအစွမ်းကရှေ့တိုးမလာရင်ဂျာမန်နိုင်ငံတော်ကိုပြန်ဖို့အရေးချင်းမရှိဘူးလို့ပြောလိုက်ပါတယ်ဂျာမန်နိုင်ငံတော်မျက်စိတမိတ်အတွင်းထွက်လာတာ3နှစ်တောင်ရှိပြီဆိုပြီးတော့ရောက်လောင်ကပြောလိုက်တော့ဟုတ်တယ်ထွက်လာတာ3နှစ်ရှိပြန်ပြီပထမ3နှစ်ကကျွန်တော်နားလည်ရင်နဲ့မင်္ဂလာပွဲဖြတ်သိမ်းပြီးအဆက်ခွဲခံခဲ့ရတယ်ဒုတိယ3နှစ်ကရွှေလန်ကိုင်းကလိုက်တက်လို့ပန်းရှင်းမဲ့ခွေးတကောင်လိုပြေးခဲ့ရတယ်ပထမ3နှစ်အတွက်အကျွေးကြည့်ပြီးဒီဒုတိယတစ်ခုကတော့တိတ်မွေးတော့ဆိုပြီးပြောလိုက်ပါတယ်ရောက်လောင်ကဘယ်ချိန်ပြန်မလဲလို့မေးလိုက်တော့မကြခင်မဟူရနယ်မြေကလူတွေကိုခေါ်ပြီးတော့ရွှေလန်ကိုင်းကိုမြေးလှမ်းမယ်ဒီတစ်ခေါက်ထပ်မလို့မဖြစ်တော့ဘူးဆိုပြီးပြောလိုက်ပါတယ်ဟို3ယောက်ကတော့ရှောင်းလီစီကိုလာပြီးရှောင်းရံကိုမတွေ့တာ3လလောက်ရှိပြီဘလို့ပူးပေါင်းပြီးတော့ရွှေလန်ကိုင်းကိုအနိုင်တိုက်မှလဲ
သူမပါရင်ငါတို့လည်းမတိုက်ရဲဘူးနော်ဆိုပြီးလာပြောနေပါတယ်မခူရနယ်မြေကရှုပ်ထွေးတယ်နော်အပြင်မှာတစ်ခုခုမဖြစ်ပါစေနဲ့လို့မျှော်လင့်ပါတယ်လို့ပြောလိုက်ပါတယ်ရှောင်းလီကတော့ခင်ဗျားတို့စိတ်ပူစရာမလိုဘူးလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီချိန်မှာရှောင်းရံကရောက်လာပြီး၃ယောက်ကအစကတည်းကသဘောတူညီချက်ကိုတန်တရားဝင်နေရလားဓာတ်ရိုက်ပြောပါဆိုပြီးဝင်လာပြီလေ၃ယောက်လုံးလေတံပြောင်းသွားပြီးမဟုတ်တာရှောင်းကန်းချုပ်အထင်မလွဲပါနဲ့ကျမတို့ဒီနေ့လာတာရှောင်းလီနဲ့ပူပေါင်းဖို့ကိစ္စဆွေးနွေးဖို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ရှောင်းရံကတော့ပူပေါင်းဖို့ဆန္ဒရှိရင်အသင့်မြင်ထားပါ2လအတွင်းကြားမနိုင်ငံတော်ကိုသွားမယ်ကိစ္စပြီးရင်အစွမ်းထက်ဟွမ်ဆေးလုံးငါရှောင်းရံကိုယ်တိုင်မင်းတို့ကိုပေးမယ်လို့မှားလိုက်ပါတယ်သဘောတိုင်းဆောင်ရွက်ပါမယ်ဆိုပြီးတော့ထွက်သွားပြီလေပြီးတော့မှရှောင်းလီကပြန်လာပြီးပေါ့ဖုန်ချမ်းမျိုးကိုငါးစီကိုပုံအပ်ခဲ့တယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ရှောင်းရံကရေပြီးတော့အသင့်ဖြစ်ပြီလား2လအတွင်းကျွန်တော်တို့ကြားမနိုင်ငံတော်ကိုပြန်မယ်လို့ပြောလိုက်ပြီလေရှောင်းလီကတော့ကောင်းပြီဆိုပြီးသဘောတွေကျနေပါတယ်အတွင်းဆောင်ခဏသွားမလို့လူစုဖို့ကိုလွှဲပေးထားခဲ့မယ်ဆိုပြီးပြောပြီးထွက်သွားပြီလေအတွင်းဆောင်ကိုလာတော့မမကိုပါခေါ်လာတာပါចောင်းသားတွေကတော့ဘဲကမိန်းကလေးအတွင်းဆောင်ကိုရောက်လာလဲဆိုပြီးဝိုင်းကြည့်နေကြပါတယ်သူဘေးကကောင်ကပါလဲရှောင်းရမလားအတွင်းဆောင်ကလူစွမ်းကောင်းဒါကြောင့်မို့လို့သူတို့နှစ်ယောက်ကလိုက်ဖက်နေတာကိုဆိုတဲ့အတန်တွေကြတော့မမအနေခက်မှာဆိုတာနဲ့အမြန်သွားကြမယ်ဆိုပြီးပြောလိုက်ပြီလေစူချင်းစီကိုလာပြီးနှုတ်ဆက်တော့မမကိုတွေ့ပြီးအံ့ဩသွားတာနဲ့ရှောင်းရံကအကြီးကဲစိတ်မပူပါနဲ့ကျွန်တော်နဲ့သူ့ကြားပြဿနာကိုခဏတာဖြေရှင်းပြီးသွားပြီလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ကျမှမင်းကတော့လေတစ်ခါထွက်သွားရင်လားနဲ့ချီပြီးကြတယ်ဒီလိုပြုမှုမျိုးကိုចောင်းသားဆိုစရင်နဲ့ထည့်လို့ရတယ်နော်ဆိုပြီးခေါင်းကိုရိုက်ပြီးပြောလိုက်ပါတယ်ဘာလဲဒီတစ်ခေါက်ပြန်လာတာဘာလို့ဖို့လဲလို့မေးလိုက်တော့အကြီးကဲကြီးကျွန်တော်2လအတွင်းကြားမနိုင်ငံတော်ကိုပြန်တော့မလို့အဲ့ဒီချိန်ကျရင်ရှောင်းကိုင်းကိုစောင့်ရှောက်ပေးဖို့တောင်းဆိုပါတယ်လို့ပြောလိုက်တော့မွေးစားအဖေကတော့ခေါင်းခါပြီးတော့မင်းကတော့လေတွင်းဆောင်ကလူကိုမဟူရနယ်မြေကအင်အားစုကိုစောင့်ရှောက်ပေးဖို့ပြောနေတယ်ဒါပေမဲ့ကျောင်းတော်ရဲ့အင်အားစုနဲ့ဆိုရင်လမ်းကြုံဝင်ကြည့်ပေးလို့ရပါတယ်ဆိုပြီးမငင်းပါဘူးကျန်းတန်ကျောင်းတော်ကကုန်းမြေမှာနိုင်မဲ့ကြီးတော့ရွှေလန်ကိုင်းတဲ့ကိစ္စကိုတော့အများကြီးဝင်ကူမပေးနိုင်ဘူးဒါပေမဲ့တချို့လူတွေကကျောင်းတော်ရဲ့အကြီးအကဲတွေဆိုပေမဲ့သူတို့ကလွတ်လပ်တယ်ဥပမာလင်းရံတို့လို့ပေါ့သူတို့ဘာလို့လို့အတွင်းဆောင်ကဆော့ဖွဲ့ခွင့်မရှိဘူးရွှေလန်ကိုင်းကကြားမနိုင်ငံတော်မှာအုံမြင့်တည်နေပြီရွှေရှမ်းကလည်းတကယ်ဒုံဆုံးအဆင့်တစ်ချက်ပေါ့ဆတာနဲ့နောက်ဆိုရင်အခွင့်အရေးမရှိတော့ဘူးအစစရရဂယူးဆိုင်ပါဆိုပြီးမှားလိုက်ပါတယ်မမကတော့နောက်ထပ်ပဲသွားမလဲလို့မေးလိုက်ပါတယ်ရှောင်းရံကနောက်လှည့်ကြည့်ပြီးငါမင်းကိုတစ်ချိန်လုံးစကားမပြောတော့ဘူးလို့ထင်နေတာလို့ပြောပေမဲ့ reply မလာတာကြောင့်ဖမ်းမှန်ကိုခဏပြန်ရအောင်လို့ပြောလိုက်ပြီလေဖမ်းမှန်ကိုရောက်တော့ခေါင်းဆောင်ပြန်လာပြီလားဆိုပြီးနှုတ်ဆက်နေကြပါတယ်ရှောင်းရံကတော့ဒီတစ်ခေါက်ပြန်လာတာငါကိုယ်တိုင်ဆေးဖော်ပြီးအားလုံးကိုပေးမယ်လို့ပြောလိုက်တော့ပျော်နေကြပြီလေရှောင်းယူကတော့တစ်ခါပြန်လာတာနဲ့တစ်ခါပေါ်လို့ရိုက်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်နောက်2လနေရင်ကြားမနိုင်ငံတော်ကိုပြန်တော့မယ်ဆိုတော့အကုန်လုံးကဒီလောက်မျက်နှာလားဆိုပြီးအံ့ဩနေကြပြီလေဟူဟောင်းနဲ့ဟူကြားကလိုက်မယ်လို့ပြောပြီးမဲ့ဖမ်းမှန်ကိုစောင့်ရှောက်ရမယ်ဆိုပြီးမလိုက်ခိုင်းပါဘူးလင်းရံကတော့ကြိုတင်ပိုကင်လှုပ်ထားတဲ့အတွက်မီးစိမ်းပြသွားပါတယ်ကြည်ရံကဒီကောင်တောင်လိုက်လို့ရတယ်ငါကမရဘူးလားဆိုတော့ပြဿနာမရှာရင်လိုက်ခဲ့ဆိုပြီးပြောလိုက်ပြီလေပြီးတာနဲ့မင်းတို့လည်းသိမှာပါငါကမဟူရနေမြေမှာရှောင်းကိုင်းကိုထောင်ထားတယ်ဖမ်းမှန်ကလူတွေအကြောင်းပြီးသွားရင်သူတို့ကိုရှောင်းကိုင်းနဲ့မိတ်ဆက်ပေးလို့ရတယ်ဆိုတော့ဟူကြားကရှောင်းကိုင်းကမဟူရနေမြေရဲ့အင်အားစုလေအတွင်းဆောင်ကတိတ်သဘောမကျတော့ဘူးလို့ပြန်ပြောလိုက်ပါတယ်ရှောင်းရံကငါမျောလင်းတာကရှောင်းကိုင်းကဖမ်းမှန်ကလူတော်တွေကိုခေါ်ထားပြီးမဟူရနေမြေမှာအခြေချခြင်းလို့နောက်ကျရင်မဟူရနေမြေနဲ့ကျောင်းတော်ကြားဆက်ဆံရေးတည်ငြိမ်အောင်လို့ဆိုပြီးပြောလိုက်ပါတယ်အကြီးကဲစုချင်းကိုလည်းငါပြောပြီးငါထွက်သွားရင်မင်းတို့ငါအစားဖမ်းမှန်ကိုအုပ်ချုပ်ပြီးတော့ရှောင်းကိုင်းကိုနားလည်အောင်လုပ်ဆိုပြီးမှာလိုက်ပါတယ်ပြီးတာနဲ့ဆေးသွားဖော်လိုက်အောင်မယ်ဆိုပြီးထွက်သွားပြီလေလှုပ်ချင်းနဲ့လင်ချိုးရကတော့ထုံးစံတိုင်းပညာပြိုင်နေကြပါတယ်အဲ့ဒီချိန်မှာလင်းရံရောက်လာပြီးမင်းတို့ဒီမှာဘာလို့ချနေကြသေးရလဲမင်းတို့ပါဇက်ကမြဲတမ်းမချတဲ့တန်းပြောနေတဲ့လူပြန်ရောက်လာပြီဆိုပြီးသတင်းလာပေးလိုက်ပြီလေဆေးပေါ်ပြီးတာနဲ့လင်းရံရောက်လာပြီးချမယ်လို့ပြောလိုက်ပါတယ်ရှောင်းရံကမင်းသေးကြလို့လားဆိုတော့ချတော့ချမယ်ဒါပေမဲ့ငါမဟုတ်ဘူးတခြားလူဆိုပြီးပြန်ဖြေလိုက်ပါတယ်စဉ်းစားနေတဲ့ချိန်မှာအကွက်ကိုကြည်ထားဆိုပြီးလှုပ်ချင်းကဝင်ချပြီလေလင်ချိုးရလည်းရောက်လာပါတယ်ဒီနှစ်ယောက်ကမင်းကြားမနိုင်ငံတော်ကိုပြန်ရင်လူလိုတယ်ဆိုလို့မင်းသူတို့ကိုနိုင်ရင်မင်းနဲ့အတူရွှေလန်ကိုင်းကိုလိုက်မယ်ဆိုပြီးလင်းရံကဝင်ပြောလိုက်ပါတယ်တကယ်ချင်းလို့သဘောထားပြီးတမလိုက်ဆိုပြီးអော်လိုက်ပါသေးတယ်ဖမ်းမှန်ကလူတွေကတော့ခေါင်းဆောင်တကယ်ပဲအကြီးကဲတွေနဲ့တိုက်တော့မလားဆိုပြီးអော်နေပြီလေရှောင်းရံကတော့တိုက်ကွက်10ခွက်နဲ့မင်းတို့ကိုကြားမနိုင်ငံတော်စီခေါ်သွားမယ်ဆိုပြီးပြောလိုက်ပါတယ်လာကွာဆိုပြီးတော့ချကြပြီလေဘေးနှစ်ဖက်ကဝင်တိုက်ပေမဲ့6လောက်စာမိသွားပါပြီပထမအကွက်ကိုကြည့်ဆိုပြီးတော့စုပ်ယူလက်ဝါးသုံးပြီးရိုက်ချလိုက်ပါတယ်လင်ချိုးရကစိတ်မြရောင်ဓာတ်ချက်နဲ့တိုက်လိုက်ပြီလေရှောင်းရံကတော့ပေတံနဲ့ပြစ်လိုက်ပါတယ်လင်ချိုးရတယောက်အောက်ကိုပြန်ကျသွားပါပြီတတိယအကွက်တော်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲအကြီးကဲစုချင်းတို့ရောက်လာပြီလေထပ်လာဆိုပြီးတော့လှူချင်းကပြေးတိုက်ပါတယ်လှူချင်းကလည်းအစိမ့်မြင့်သိမ်မင်းလက်တဲ့နဲ့ပြန်တိုက်လိုက်ပါတယ်ပခုံးတစ်ဖက်ကိုကင်ပြီးတော့ချုပ်ထားတဲ့အချိန်မှာပဲလင်ချိုးရကထပ်ပြီးတော့တိုက်လိုက်ပါတယ်ရှောင်းရံကလျှက်စီး3000အဆွမ်းနဲ့ရှောင်းပြီးတော့လင်ချိုးရရဲ့အနောက်ကနေရှစ်စင်းပေါက်ကွက်လက်သီးနဲ့ထိုးချလိုက်ပါတယ်လှူချင်းကိုဝင်တိုက်လိုက်တော့မှောက်သွားပြီလေ၅ခွက်ထဲနဲ့အနိုင်ရသွားတာပါစုချင်းကတော့သူလျှက်စီး3000လှုပ်ရှားမှုအဆွမ်းကိုဒီလောက်ထိအခြေအနေရအောင်လေ့ကျင့်ထားတာပဲဆိုပြီးသဘောကျနေပြီလေလင်းရံကဝင်လာပြီးတော့မင်းမထင်နဲ့သူတို့ကပုံမှန်ဆိုရင်အရန်ပေါက်မှာလားတကယ်တော့မင်းကိုအမြဲတမ်းပေါင်းသိနေတငယ်ချင်းလို့သဘောထားတာဆိုပြီးဝင်ပြောလိုက်ပါတယ်ရှောင်းရံကတော့ဟင်းလင်းမြင်တောင်တဲ့တစိမ့်ကိုလေ့ကျင့်နေပါတယ်တောင်ကြီးတစ်ခုလုံးပြိုကျသွားတဲ့အချိန်မှာရောက်လောင်ထွက်လာပြီးဟင်းလင်းမြင်တောင်တဲ့တစိမ့်ဆိုတာဒါလားတကယ်ပဲအဆင့်မြင့်ဒီအဆင့်ဒိုတိုင်းပညာတစ်ခုပြီးသားတယ်ဆိုပြီးပြောလိုက်ပါတယ်မင်းကောင်မလေးရှိတဲ့မျိုးနွယ်ထဲမှာလူတိုင်းလေ့ကျင့်နိုင်တာမဟုတ်ဘူးဆိုပြီးထပ်ပြောလိုက်ပါတယ်ရှောင်းရံကတော့စားလိတ်ထဲမှာတိုင်းနှစ်ကွက်ပဲပါလို့နှမျောနေပါသေးတယ်ရောက်လောင်ကတော့ကျင်းတဲ့ဆန်းမှာမင်းကလည်းဒီနတ်ဖျားတစိမ့်ကျင့်စဉ်ကအဆင့်မြင့်ဒီအဆင့်တိုင်းပညာဆိုပေမဲ့နောက်ဆုံးတစိမ့်ကိုသာလေ့ကျင့်ပြီးသွားရင်ထန်းအဆင့်ဒိုပညာနဲ့တောင်ရှင်လို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်သူမင်းကိုတစိမ့်နှစ်ခုပေးလိုက်တဲ့တောင်သူအတတ်နိုင်ဆုံးဖြစ်နေပြီဆိုတော့ကျွန်တော်အင်အားကြီးတာသလိုရွှေရှမ်းကလည်းငြိမ်နေမှာမဟုတ်ဘူးပြီးတော့သူတို့ကဝင်းကျင်တဲ့တော့နဲ့ချိတ်ဆက်နေတာဆရာမကူနိုင်တဲ့အခြေအနေအတွက်ကိုပြင်ဆင်ထားရမယ်လို့ပြောလိုက်ပါတယ်ရောက်လောင်ကတော့မင်းသာနတ်ဖျားကျင်းစဉ်ရဲ့ဒုတိယတစ်စိတ်ကိုသာလေ့ကျင့်နိုင်ရင်သူ့ကိုတေချာပေါက်တတ်နိုင်တယ်ဆိုပြီးအားပေးလိုက်ပါတယ်ရှောင်းရံတယောက်အခုပထမတစ်စိတ်ကိုတောင်ကောင်းကောင်းမလုံနိုင်သေးတဲ့အတွက်စိတ်တက်ကြသွားပြီလေဒါဆိုရင်ကောင်းကင်မီတောက်၃ခုကိုပေါင်းပြီးတော့ဒေါသနတ်ဖျားကြာပန်းကို၃ပေါ်ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံတယောက်စမ်းကြည့်နေပြီလေပေါင်းကြည့်ပေမဲ့မရပါဘူးရောက်လောင်ကတော့ဒါကတော့ဖြစ်မှာပဲလေကောင်းကင်မီတောက်၃ခုပေါင်းတာအခုမင်းမပြောနဲ့ထိတ်သီးစိတ်ရှိတဲ့ငါတော်ကတော့လှုပ်ဖို့ခက်ခဲတယ်ဆိုတော့
မစမ်းကြည့်ရင်ရမရပဲလုံးလုံးသိမှလဲဆိုပြီးထပ်ကြိုးစားနေပြီလေထက်ကကြိုးစားပေမဲ့မအောင်မြင်ပါဘူးစမ်းတာအခါတရကြော်ပြီးပောက်ကွဲလိုင်းကိုတော့လက်နှစ်ဖက်နဲ့ထိန်းချုပ်နိုင်ပြီးထက်လုံမယ်ဆိုပြီးပြန်သွားပြီလေပြီးသွားတယ်မော်သားရဲကတော့ရှာထွက်သွားပါပြီတဖြည်းဖြည်းနဲ့တိုးတက်လာပါတယ်အဲ့ဒီချိန်မှာငှက်ကလေးရောက်လာပြီးသတင်းလာပို့ပြီလေဂျာမန်နိုင်ငံတော်ကိုပြန်ဖို့ချိန်ကြပါပြီအတွင်းဆောင်ကလူတွေကိုနှုတ်ဆက်လိုက်ပါတယ်စူချင်းကလည်းရှောင်းကိုင်းကိုလူလွတ်ပြီးကြည်ပေးနေမှာမို့ဂယူးဆိုင်သွားဆိုပြီးမှားလိုက်ပါတယ်ကျွန်တော်အသက်ရှင်နေသေးရင်အကူကြီးလိုလာတဲ့အခါဂျာမန်နိုင်ငံတော်ကိုအချိန်မျိုးလာစားပါဆိုတော့နင်းတန်ကမခူရနေမြေကလူတွေရဲ့လေတံနဲ့တပုံနယ်ပဲဆိုပြီးတော့ဟူဂျာကပြောလိုက်ပါတယ်ဟူဟောက်ကတော့ဒိုဝန်အစ်ရောက်ရင်မင်းကိုဂျာမန်နိုင်ငံတော်ကိုလာပြီးတော့ကူမယ်ဆိုပြီးပြောလိုက်ပါတယ်မမကတော့စိတ်မရှိပဲသွားလို့ရပြီလားဆိုပြီးဂျာဖြတ်မေးလိုက်ပြီလေရှောင်းရံကအားလုံးကိုနှုတ်ဆက်ပြီးထွက်သွားကြပါပြီအောက်ကလူတွေကတော့ရှောင်းရံအောင်မြင်မှမလားဆိုတဲ့မေးခွန်းနဲ့ကြံနေခဲ့ပါတယ်ရှောင်းလီကလေချုံလိုက်တော့ပြန်တန်းရဲရင်တွေရောက်လာပြီလေရှောင်းရံရင်တက်သွားတာနဲ့နောက်ကနေလိုက်တက်လိုက်ကြပါတယ်ပြီးတာနဲ့ဂျာမန်နိုင်ငံတော်စီကိုစတင်ထွက်ခွာလာကြပါပြီဂျာမန်နိုင်ငံတော်ယွန်လန်ကိုင်းငါရှောင်းရံပြန်လာပြီလို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းရင်ရင်ကျေကျုပ်ချထားတဲ့စီကိုယွန်ရှမ်းရောက်လာပြီးဆရာကိုစိတ်ဆိုးနေသေးရလားလို့မိလိုက်ပါတယ်ရင်ကတော့ဘာလို့ရောက်လာလဲလို့ပြန်ပြောလိုက်ပါတယ်ယွန်အားဒီစိတ်ကိုဘယ်တော့ပြင်မှာလဲရှောင်းကလန်လေးတစ်ခုအတွက်နဲ့ဆရာပြုစုပြောထောင်ခဲ့တာတွေမေ့ကုန်ပြီလားလို့မေးလိုက်တော့မှတ်သားထားပါတယ်လို့ပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့ရှောင်းကလန်ကိုဘာလို့ဒီလိုပုံစံမျိုးဖြစ်အောင်လုပ်ရတာလဲဒီလိုလုပ်တာကရှောင်းရံနဲ့အစုံမဲ့တိုက်ပွဲကိုစားလိုက်တာပဲလို့နားမလည်နိုင်မနဲ့ပြန်မေးလိုက်ပါတယ်ရှောင်းရံကမွေးရပါပါရမီအရေးချင်းနေလေးရှိရကောင်ပဲနောက်သားလေးကိုငါယွန်ရှမ်းကဘာမနာလို့စရာရှိလို့လဲပြီးတော့ဒီကောင်လေးကသတင်းစာနာပြောက်သွားတာ3နှစ်ရှိနေပြီဘယ်မှာတင်နေမှန်းတော့မသိဘူးအဲ့လိုပြောလိုက်တော့ယွန်ရံမျက်နှာလေးညှိုးသွားပြီလေငါကမင်းသူ့ကိုလုံးဝမေ့သွားပြီလို့ထင်ပြီးတော့ဂိုင်းချုပ်ရာထူးပြန်ပေးဖို့စီစဉ်ထားတာအခုကြည့်ရတာမင်းသူ့ကိုမမေ့နိုင်သေးဘူးပဲရှောင်းကလန်ကိုငါလွတ်ပေးမှာမဟုတ်ဘူးအစောကြီးကလေးကသတင်းရထားတယ်ရှောင်းကလန်ကလက်ကျန်တွေကိုမိထဲရမိသားစုကကာကွယ်ပေးထားတယ်ဆိုတာကိုသိလိုက်ရတယ်ဒီတစ်ခါသူတို့ကိုဂျာမန်နိုင်ငံတော်ကပျောက်သွားစေရမယ်ဆိုပြီးချိန်လိုက်တော့ယူရင်တယောက်ချက်ချင်းပဲထလာပြီးတော့ဆရာမိထဲရမျိုးနွယ်စုကိုသွားတိုက်မလို့လားတခြားအင်အားစုတွေမကြေမနက်ဖြစ်မှာမကြောက်ဘူးလားလို့ဆိုပြီးမေးလိုက်ပါတယ်ရင်ရှမ်းကတော့အားလုံးကလူရက်သက်သာအစိတ်မရှိတယ်သူတို့လှုပ်ရှားရင်တခါတည်းရှင်းပြလိုက်မှာပေါ့ဆိုပြီးပြောလိုက်ပါတယ်ရင်ကတော့ဆရာလမ်းမရောက်နေပြီယွန်လန်ကိုင်းကဆရာလက်ထဲမှာပြက်စီးမှလို့ပြောလိုက်တော့ယွန်ရှမ်းတယောက်ကတင်းပြီးတော့အတင်းရဲလိုက်တာမင်းကကိုဒီလိုစကားမျိုးပြောရဲတယ်ပေါ့ဆိုပြီးပြန်ဟောလိုက်ပါတယ်မထွက်သွားခင်မှာယွန်လန်ကိုင်းကငါလက်ထဲမှာမပြက်စီးစေရဘူးပြောင်းပြန်နေနဲ့ငါကဂိုင်းချုပ်ဆက်ဆက်မရောက်နိုင်တဲ့ထိတ်တန်းစင်တီကိုရောက်အောင်ခေါ်သွားမှလို့ပြောလိုက်ပါတယ်ပြီးတော့မင်းဟိုကောင်ကိုမေးလိုက်တာကောင်းမယ်သူအသက်ရှင်နေရင်တော့မင်းတို့ကြားမှာဘာမှဖြစ်စရာအကြောင်းမရှိဘူးလို့ပြောပြီးထွက်သွားပြီလေယွန်တယောက်ကတော့ဝမ်းနဲ့ပလက်နဲ့ကြံခဲ့ပါတယ်ရာဖေးကတော့ဟိုက်လောင်တဲ့ရှောင်းတင်းကိုယွန်လန်ကိုင်းရဲ့လှုပ်ရှားမှုစိတ်လာတဲ့အကြောင်းပြောပြနေပါတယ်မိထဲရမျိုးနွယ်စုကရှောင်းကလန်ကလူတွေကိုစောင့်ရှောက်ထားတာတည်သွားတဲ့ပုံပဲဆိုတော့ဟိုက်လောင်ကငါတို့ကိုပြစ်မှတ်ထားနေပြီလားလို့မေးလိုက်ပါတယ်ကျမသာယွန်လန်ကိုင်းမှာတရှို့ထည့်မထားရင်သတိတောင်ထားမိမှာမဟုတ်ဘူးဖြစ်နိုင်ရရှိတယ်လို့ပြန်ဖြေလိုက်ပြီလေရှောင်းတင်းကတော့တခြားအင်အားစုတွေကသူတို့လုံခြုံမှုအတွက်ဝင်မပါနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်ဟိုက်လောင်ကသတိထားပြီးနေပြင်ဆင်စရာရှိတာပြင်ဆင်ထားလို့မှာလိုက်ပါတယ်ရှောင်းတင်းကိုလည်းဒီနေ့ကစပြီးအပြင်သိမ့်မထွက်နဲ့လို့ပြောလိုက်ပါတယ်ရှောင်းတင်းကတော့ဟိုက်လောင်တို့ကိုအားနာနေပြီလေငါအလောင်းစားကြီးတစ်ခုလုပ်လိုက်တယ်ပဲမှတ်လိုက်ပါဆိုတော့ဟိုက်လောင်ကကျွန်တော်ညီလေးသုံးပြန်လာပြီးတော့ယွန်လန်ကိုင်းကိုတိုက်ခိုက်နိုင်မယ်လို့လောင်းနာလာလို့မိလိုက်ပါတယ်ရာဖေးကလည်းကောင်လေးကိုငါယုံနေသူကလူစွမ်းကောင်းဖြစ်တဲ့ဂျာမန်နိုင်ငံတော်ကိုပြန်လာလိမ့်မယ်ဆိုပြီးစိတ်ထဲကနေတွေးလိုက်ပါတယ်ရှောင်းရံကတော့ရှောင်းလီကိုပဲရောက်နေပြီလေလို့မိလိုက်ပါတယ်ဝမ်ရံလို့ခေါ်တဲ့နိုင်ငံတော်ကိုခုမှရောက်တာနောက်တစ်လလောက်နေရင်ဂျာမန်နိုင်ငံတော်ကိုပြန်ရောက်ပြီလို့ဖြေလိုက်ပါတယ်လမ်းမှာနှောက်ယှက်တာတွေရှိသေးလားဆိုတော့လောလောနဲ့သွားနေတာငါတို့ဘာပြဿနာမှမရှာခဲ့ဘူးလို့ပြောလိုက်ပါတယ်တိတ်ဆိတ်နေတော့ကြည်ရံပဲမှလဲလို့မိလိုက်ပါတယ်အဲ့ကလေးမလေးလားပြင်းလို့ဆိုပြီးတော့ချိုင်လင်းကိုခေါ်ပြီးထွက်သွားတယ်လို့ပြန်ဖြေလိုက်ပါတယ်ရှောင်းရံကတော့သူတို့ဘေးမှာပူညံလုံးမနေတော့တိတ်ပြီးနေသားမကြတယ်လို့ပဲဆိုပြီးပြောလိုက်ပါတယ်ရှောင်းလီကထူးတော့ထူးဆန်းနေချိုင်လင်းလိုမိမချမ်းကြီးကကြည်ရံပေါ်တော့ကောင်းကောင်းဆက်ဆန်နေဒီအတော်တွင်းမှာနှစ်ယောက်တူတူကစားကြတယ်လို့ပြောပြလိုက်ပါတယ်သူတို့ရဲ့မူလကိုယ်တွေကမော်သားရဲဆိုတော့အချင်းချင်းတန်ဖိုးထားတာနေမယ်လို့ပြောလိုက်ပါတယ်မမကတော့ကြည်ရံနောက်ကိုလိုက်ရင်းနဲ့ဂိုင်းကျုပ်တယောက်ရဲ့ရန်နာကိုဖောက်ဖို့လုပ်နေရပါတယ်အဲ့ဒီလူကလောဘကြီးပြီးနေရာတိုင်းကိုသွားပြီးတော့စိတ်ပစ္စည်းတွေကိုလူချက်တဲ့အကြောင်းမသိအောင်ဝတ်ထားပေမဲ့သူကတော့အဝေးကနေတောင်အနှမ်းရတဲ့အကြောင်းကြည်ရံကပြောပြနေပါတယ်Google စောင့်နေတာကတော့အစင်းချောက်မော်သားရဲပါမမကမော်သားရဲကိုမကြောက်ပေမဲ့ရှောင်းရံပေါ်စီလုံးမှာကိုစိုးရိမ်နေတာပါကြည်ရံကတော့မမကိုအကြံရပြီဆိုပြီးနာနာကိုကပ်ပြီးပြောလိုက်ပြီလေမမကနင်းအကြံမစိုးဘူးဒါပေမဲ့မော်သားရဲနဲ့နင်းအဆင်ပြေပါမလားလို့မေးလိုက်ပါတယ်ရပါတယ်ချနေကြပဲဆိုပြီးကြည်ရံကပြန်ဖြေလိုက်ပါတယ်ပြီးတာနဲ့မော်သားရဲကိုလျှက်စစ်စွမ်းရင်းနေနဲ့ချမယ်ဆိုပြီးစိန်ခေါ်လိုက်ပြီလေမော်သားရဲကလည်းကလေးမနင်းဘာလို့ချင်တာလဲဆိုပြီးပြန်ချပါတယ်သိချင်နေရလားလို့អော်လိုက်တော့ကြောင်ကြီးကကြမ်းလိုက်တာဆိုပြီးပြေးပြီလေမော်သားရဲနောက်ကလိုက်တဲ့ချိန်မှာပဲမမကထွက်လာပြီးလေဟာနဲ့တားစီကိုလွယ်လုံးနေဆိုပြီးအစီရင်ကိုဖျက်လိုက်ပါတယ်ကြည်ရံကတော့ပြေးနေရပြီလေမော်သားရဲကိုကြောက်တုံးနဲ့ကန်ထုတ်လိုက်ပါတယ်လက်သေးနဲ့ကုတ်ချလိုက်တော့ရှောင်နေရပါပြီထပ်တိုက်တော့ဒိုကြီးတောင်မနေကိုထုတ်ပြီးပေါ်ကိုရှောင်လိုက်ပါတယ်လေထဲမှာနင်းကိုနေမဲ့တောင်မရှိနေတဲ့ထင်နေလားဆိုပြီးတော့နောက်ပြီးတော့ထပ်ပြေးပြီလေမော်သားရဲကတော့နင်းကိုဆုတ်ပြစ်မယ်ဆိုပြီးနောက်ကနေလိုက်နေပါတယ်လှမ်းအောင်လိုက်တဲ့အချိန်မှာပဲတစ်ပင်ကိုချိန်နဲ့ကန်လိုက်ပြီးအပေါ်ကနေရှောင်လိုက်ပါတယ်ပါဇက်ကလည်းနှုတ်ဆက်ပါတယ်ကြားကြီးရေလို့ပြောလိုက်ပါသေးတယ်မော်သားရဲကြီးကတော့တစ်ပင်နဲ့ခေါင်းနဲ့သွားဆောင်နေပြီလေငါ့ကိုလိန်နေပေါ့ဆိုပြီးဒေါသတွေထွက်ပြီးတော့စွမ်းရည်လုံးနဲ့ပြစ်လိုက်ပါတယ်ကြည်ရံတယောက်အသေးအံရှောင်နေရပြီလေတစ်ပင်နေလဲပြီးတော့ချောင်ပိတ်မိသွားပါတယ်မော်သားရဲကတော့ပြေးလို့လည်းမလွတ်တော့ဘူးမလားဆိုပြီးသဘောတွေကျနေပါပြီမိတော့တွေကတဖြည်းဖြည်းကြီးလာပါတယ်ရှောင်းစရာနေရာကလည်းမရှိသလောက်ပါပဲမမကဲပါအောင်လို့អော်လိုက်တာနဲ့မမကချက်ချင်းရောက်လာပြီးမိတော့တွေကိုဖယ်လိုက်ပြီလေမော်သားရဲကြီးကနောက်ကိုလွတ်ထွက်သွားပါတယ်မင်းရောငါရောမော်သားရဲတွေငါမင်းကိုဒဏ်ရာရအောင်မလုပ်ချင်ဘူးကိုယ်စင်ကိုသိရင်မြန်သွားတော့ဆိုပြီးတော့တီငိန်နဲ့လေတံလေးနဲ့ပြောလိုက်ပါတယ်ကြည်ရံကိုနောက်လှည့်ကြည့်ပြီးတော့အတူလောင်လက်စွပ်ကိုပေးလိုက်ပြီလေမော်သားရဲကကြည့်ပြီးတော့အဲ့ဒါသခင်ရဲ့ရတနာတွေမလားလက်ဆက်တက်တော့မင်းတို့ကငါ့ကိုတစ်ဖက်လက်နဲ့လှုပ်သွားတာပဲသွားပြီးသခင်သိရင်ငါ့ကိုညှာမှာမဟုတ်ဘူးဆိုပြီးတော့ပြာရခတ်နေပါပြီကြည်ရံကတော့ရှေ့ထွက်လာပြီး
ကိုဟာကိုမော်သားရဲမလို့ပဲသူများအတွက်အဆောင်ခွေးသွားလုပ်နေတယ်ငါတို့လိုလိုလက်ကမကောင်းဘူးလားလို့ပြောလိုက်ပြီလေငါလည်းနေကြတာပေါ့ဟိုခိုင်းချုပ်ကငါကိုပေါ်မှာအတားဆီးချထားတယ်ငါဘာတတ်နိုင်မှာလဲမထူးပါဘူးတိမ်မဲ့တူတူအပြစ်ပေါက်အောင်လုပ်မယ်ဆိုပြီးတော့ပြေးတိုက်တော့မမကလက်တစ်ဖက်ထဲနဲ့ပြန်တိုက်လိုက်ပါတယ်တကယ်တော့လက်ကအတားဆီးကိုဖြုတ်ပေးလိုက်တာပါမော်သားရဲကတော့အထိန်ချုပ်မရှိတော့ဘူးဆိုပြီးတော့ပြောနေပြီလေဒိုသုံးဘိုးဘေးကြီးကျေးဇူးပါလို့ဆိုပြီးပြောတော့ချစ်ရန်ကတိုက်အောင်မလာလို့မေးလိုက်ပါတယ်မတိုက်တော့ဘူးဟိုခိုင်းချုပ်ဆုပ်ရရနာတွေကလူလို့ရလာတာမင်းတို့ယူသွားတာနဲတောင်နေသေးတယ်လုံးဆရာမလို့တော့ဆိုပြီးပြောပြီးပြန်သွားပြီလေမမကတော့ချစ်ရန်ကိုတန်ရရသွားသေးလားဆိုပြီးခေါင်းလေးကိုပုတ်ပြီးတော့မေးလိုက်ပါတယ်ချစ်ရန်ကတော့ညီမသာမမချိုင်လင်းလို့တော်ရင်ကောင်းပါပဲဆိုပြီးပြန်ပြောလိုက်ပါတယ်မမကတော့မင်းမမွေးရပါအရေးချင်းနေရှိတယ်ဒီလူတရံထဲမှာပိတ်မိနေလို့အစွမ်းကိုမသုံးနိုင်တာလို့ပြောလိုက်တော့ဘာမှမဖြစ်ပါဘူးရှောင်းရန်ကသာညီမအတွက်တရံပြောင်းဆေးလုံးလုပ်ပေးနိုင်ရင်ညီမလည်းမူလားကိုယ်တွေကိုပြန်ရပြီလို့ပြောရင်းနဲ့စားနေတဲ့အတီးတီကစားရခက်တဲ့အကြောင်းကိုပြောလိုက်ပါတယ်ဟိုကောင်ကဂရီပေးတဲ့တာပြောတာဘယ်ချိန်မှဂရီတီမှလဲဆိုတာမသိဘူးလို့ဆိုပြီးဖြေရလိုက်တော့မမကရှောင်းရန်ကိုမယုံတာလားညီမထင်တာတော့သူကလူကောင်းပါဆိုပြီးကပြောလိုက်ပါတယ်မမကတော့အတွေးနဲ့လွန်နေပြီးပြန်ရမယ်ဆိုပြီးပြောလိုက်ပါတယ်ရေမော်ကိုပြန်ရောက်တော့ယူလာတဲ့ဆေးအမယ်တွေကိုမမချိုင်လင်အတွက်ဆေးဖော်ပြီးရင်ကျန်တာငါ့အတွက်ဆေးလုံးလုပ်ပေးဆိုပြီးပြောပြီးပေးလိုက်ပါတယ်ရှောင်းရန်ကတော့ဆေးအမယ်တွေကိုကြည့်ပြီးအံ့ဩနေပြီလေကြောက်စိမ့်တဲ့ကတွေအစုံမဲ့ခံတို့ဒါမှမင်းတို့ဒါတွေဘယ်ရရတာလဲလို့မေးလိုက်ပါတယ်ရတနာဖွက်ထားတဲ့ကူတွေကရတာလीဆိုတော့မမစီသွားပြီးမင်းခိုးခိုင်းတာလားဆိုပြီးတော့ထွက်ပြနေပြီလေမမကတော့ပြဿနာတက်ရင်ငါတာဝန်ယူမယ်ဆိုပြီးခက်ပြက်ပြက်ပြန်ပြောလိုက်ပါတယ်ရှောင်းရံပြန်ပြောမဲ့အချိန်မှာပဲကြည်ရံကဝင်ပြီးတော့နင်းစိတ်ချမမချိုင်လင်ကနင်းပြောတဲ့ပြဿနာမရှာရဘူးဆိုတာကိုအမြဲမှတ်ထားတယ်လို့ပြောလိုက်ပါတယ်ရှောင်းရံကတော့နောက်ဆိုရင်ငါခွင့်ပြုချက်မရပဲအပြင်မထွက်နဲ့ဆိုပြီးပြောလိုက်တော့မမကတင်းသွားပြီလေဒါပေမဲ့ဘာမှမပြောပဲပြန်လှည့်ထွက်သွားပါတယ်နောက်ဆုံးမှာတော့ဂျာမနိုင်ငံတော်ကိုပြန်ရောက်လာပါပြီကြည်ရံကတော့လှေပေါ်ကနေဆင်းလို့ရပြီဆိုပြီးစိတ်လိုချနေပြီလေအရှိန်ကိုမြင့်လိုက်ကြပါတယ်အပေါ်ကနေကြည့်ရင်တခုခုမှားနေတာကိုသတိထားမိလိုက်ပါတယ်မမကတော့မျိုးထဲမှာတိုက်ခိုက်နေကြတယ်ဆိုပြီးဝင်ပြောလိုက်ပါတယ်ကြံကွေးခန္ဓာထဲကဆန်အိမ်မှာတိုက်ခိုက်နေကြတာပါမုံလီမင်းတော်လန့်နေတာလားဒီကိစ္စသာမျိုးတော်စီရောက်သွားရင်မင်းတို့တအိမ်လုံးခေါင်းပြတ်ခံရမှာဆိုပြီးတော့စစ်သူကြီးကပြောလိုက်ပါတယ်မုံလီကတော့ငါ့ကိုထောက်ပံ့မိမဲ့လူရှိလို့လုံနိုင်တာလေမင်းတက်အာနာကိုငါစီအပ်လိုက်မဟုတ်ရင်ဒီဆန်အိမ်ကမင်းကိုမင်းမြုံမဲ့နေရဖြစ်သွားမယ်ဆိုပြီးချိန်ကြောက်လိုက်ပါတယ်ဒိုလင်းစင်လေးနဲ့ငါ့ကိုတက်ချင်နေသေးတယ်ဆိုတော့ထောက်ပံ့နေတဲ့လူတွေကိုအော်ခေါ်လိုက်ပြီလေရွှေလန်ကိုင်းကအကြီးကဲရွှေဖက်မှာစစ်သူကြီးမှုတဲ့မင်းတို့မှုအိမ်ကနိုင်ငံတော်တွေကမျိုးနွယ်ကြီး၃ခုတည်းကတစုငါတို့ရွှေလန်ကိုင်းစီမှာအညံ့လာခံရင်နောက်ကြရင်ဂုံသတင်းကြော်တော်လာလိမ့်မယ်မဟုတ်ရင်တော့ဒီနေ့ကမင်းသိနေပဲဆိုပြီးချိန်ကြောက်လိုက်ပါတယ်မှုထဲကတော့ရွှေလန်ကိုင်းကနိုင်ငံတော်ကိုသစ္စာဖောက်တယ်တရက်မင်းပြန်ခံရမှာငါမှုထဲနိုင်ငံတော်ရဲ့စစ်သူကြီးဆိုပြီးတော့အညံ့ခံဖို့ညှင်းလိုက်ပါတယ်ဒီမှာသိမယ်ဆိုရင်တော့ဒီကြမ်းကွက်ခန္ဓာကိုလောလောနဲ့မပေးလိုက်နိုင်ဘူးဆိုပြီးပြန်တိုက်ဖို့ပြင်လိုက်ပါတယ်နှစ်ဖက်စလုံးအခြေအနေတင်းမာနေတဲ့အချိန်မှာထွက်လာတာ3နှစ်တောင်ရှိပြီရွှေလန်ကိုင်းကဒီလိုလူဘာဝမယ်မထင်ထားဘူးလောဘကမသေးဘူးဆိုပြီးတော့ရှောင်းရံတို့ထွက်လာပြီလေမုံလီကတော့ကြားမနိုင်ငံတော်မှာဘသူကရွှေလန်ကိုင်းကိုဒီလိုမျိုးဆဲရတာလဲဆိုပြီးတွေးလိုက်ပါတယ်ဒိုးဝမ်ပြီးတော့ဒိုးဆုံးဆိုပြီးတော့မူးထဲတယောက်ရှောင်းရံတို့အဖွဲ့ကိုကြည့်ပြီးအံ့ဩနေပြီလေရွှေဖန်းကတော့ဘသူရောက်လာလဲငါရွှေလန်ကိုင်းကအကြီးကဲဂိုင်းချုပ်ကရွှေရှမ်းမင်းတို့ကြားဘူးလားဆိုပြီးမေးလိုက်ပါတယ်ကြားဘူးရုံနဲ့မဟုတ်ဘူးအရန်တော်ရင်းနှီးသေးတယ်လို့ပြောပြီးအောက်ဆင်လာပြီလေရွှေဖန်းကရှောင်းရံကိုကြည့်ပြီးဒီကောက်ကိုရင်းနှီးတယ်ပြီးတော့ဟိုမိမကိုရော်လို့တွေးနေတဲ့အချိန်မှာရှောင်းရံရဲ့ပေတံကိုမြင်သွားပြီးပြန်မှတ်မိသွားပြီလေမင်းကရှောင်းရံလာလို့မေးလိုက်ပါတယ်အသက်ရှင်နေသေးတယ်ဆိုတော့အံ့ဩနေပြီလေခွေးကောင်ရင်ရွှမ်းတောင်မသေးသေးတာငါကအသက်ဆက်ရှင်ရမှာပေါ့ဆိုပြီးပြန်ဖြေလိုက်ပါတယ်တကယ်တော့စစ်သူကြီးမှုထဲကလွန်ခဲ့တဲ့3နှစ်ကရှောင်းရံနိုင်ငံတော်တွေကထွက်ဖို့ကိုကူညီပေးခဲ့တာပါရွှေဖန်းကတော့အမေးရှိတယ်ရှောင်းရံကိုတွေ့ရင်ချက်ချင်းတက်ပစ်ဆိုပြီးអော်လိုက်ပါတယ်တပည့်တွေကပြေးတိုက်တော့နောက်ကအဖွက်ထွက်လာပြီးကိစ္စတုံးလိုက်ပြီလေအကုန်လုံးမှောက်ကုန်ပါပြီမှုထဲကတော့အံ့ဩပြီးချင်းအံ့ဩနေပြီလေဒီကောင်လေး3နှစ်အတွင်းမှာဒီလောက်ထိအင်အားကြီးမှလာတယ်ဆိုပြီးတွေးလိုက်ပါတယ်မုံလီကတော့အချက်ပြမီကြီးကိုထုတ်သုံးလိုက်ပါပြီရှောင်းလီကလည်းအောက်ကိုဆင်းလာပါပြီမုံလီကတော့အကြီးကဲစိတ်ချပါသူတို့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဆိုပြီးတော့ကွန်ဖီဒန့်အပြည့်နဲ့ပြောလိုက်ပါတယ်တကားရဲ့အပြင်မှာသူခေါ်ထားတဲ့အဖွဲ့ကတော့တိုက်ခံနေရပြီလေရှောင်းရံကတော့ရွှေလန်ကိုင်းကိုလာတိုက်တာတက်ကူမခေါ်လာလို့မရဘူးလေလို့ပြောပြီးမှရှောင်းလီကဝင်လာပါတယ်ရွှေဖန်းကတော့မုံလီကိုရှောင်းရံရဲ့အကြောင်းခိုင်းချုပ်ကိုသတင်းသွားပို့ခိုင်းလိုက်ပါတယ်ဒါပေမဲ့ရှောင်းရံကဆွဲငင်အားနဲ့မုံလီကိုဆွဲယူလိုက်ပါတယ်ရွှေဖန်းကတော့တိုက်ချင်အောင်ဆောင်ပြီးပြေးပြီလေပြေးချင်တာလားဆိုပြီးတော့လျှက်စစ်3000အစွမ်းနဲ့နောက်ကနေလိုက်သွားပါတယ်အရှိကနေပေါ်လာပြီးတော့6တောင်းနဲ့နေရင်ကိုအုပ်လိုက်ပြီလေကျဲသုံးပွင့်ဒူဝမ်ကများမင်းသာထွက်ပြေးသွားရင်ငါရွှေရှမ်းနဲ့ဘလို့စီရင်ရှင်းလို့ရတော့မှာလဲဆိုပြီးပြောလိုက်ပါတယ်ရွှေဖန်းကတော့မင်းငါ့ကိုတတ်ရင်ဂိုင်းချုပ်ကမင်းကိုလှုပ်ပေးမှာမဟုတ်ဘူးလို့ပြောတော့ရွှေလန်ကိုင်းကရှောင်းကလန်ကိုဖျက်ဆီးတယ်ဒီရန်ကျွေးကိုတစ်ခုပြီးတစ်ခုပြန်လာဆက်မယ်ခွေးရင်ရှမ်းလည်းရောက်တော့မှာဆိုပြီးပြောရင်းနဲ့ကောင်းကင်ပြီးတော့နဲ့ပြချလိုက်ပြီလေတပည့်တွေကတော့လန့်ပြီးအညံ့ခံနေကြပါတယ်မှုထဲကတော့ဒီနေ့မင်းလာကူညီလို့မဟုတ်ရင်ရွှေလန်ကိုင်းရဲ့စီစဉ်အောင်မြင်တော့မှာဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကတော့မထင်ထားတဲ့အကြောင်းတွေကိုပြန်ပြောပြီးနိုင်ငံထဲမှာဘာတွေဖြစ်နေရလဲပြောပြလို့ရမလားလို့မေးလိုက်ပါတယ်ဒီနှစ်တွေအတွင်းမှာနိုင်ငံတော်ကရွှေလန်ကိုင်းလက်ချက်နဲ့ပျက်စီးနေတာညီလေးရှောင်းရံထွက်သွားပြီးတော့နှစ်ဝက်လောက်ကစတယ်အဲ့ဒီချိန်ကရွှေလန်ကိုင်းကပုံမှန်မဟုတ်တော့ဘဲနဲ့တပည့်တွေကိုအများကြီးခေါ်တယ်ပြီးတော့တပည့်တွေကိုနိုင်ငံရဲ့နေရာအနှံ့မှာပို့ထားတယ်ဘရင်နဲ့မျိုးနွယ်ကြီးသုံးစုကပုံကန်တော့မယ်ဆိုတာသိပေမဲ့ရွှေရှမ်းရဲ့အင်အားကိုကြောက်လို့ဘာမှမပြောရဘူးဒီလိုနဲ့သူတို့လူပါဝလာတာပဲမင်းတို့ရှောင်းကလန်နဲ့ပတ်သက်တဲ့လူတိုင်းကိုလိုက်တက်တယ်ဆိုပြီးပြောပြလိုက်ပါတယ်။ရွှေလန်ကိုင်းမှာတော့တပည့်တွေကလေ့ကျင့်နေပါတယ်။ရင်ဖန်းစီကတရင်မရတော့ဂိတ်ပေါက်လေးတစ်ခုတော့ဒီလောက်ထိချိန်ဆွဲနေတာဆိုပြီးတော့ချက်ချင်းစာပို့ပြီးတော့တတိပေးခိုင်းလိုက်ပါတယ်။9ရက်အတွင်းနိုင်တိုက်ဖို့ပါ။ဟိုကိစ္စဘယ်လိုလဲလို့မေးလိုက်တော့လူဝင်အားစုပြီးတဲ့အကြောင်းနဲ့အမိန့်ချရင်ချက်ချင်းဝင်တိုက်ပြီးတော့မိထဲကမျိုးနွယ်စုကိုအမြင့်ဖြုတ်ပြစ်မဲ့အကြောင်းကိုပြန်ဖြေလိုက်ပါတယ်။ဟိုက်လောင်ကိုစိတ်ပူနေတော့ရွှေရှမ်းကသူတက်တက်စီစဉ်ထားတာရှိတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။
ချက်ချင်းမိထဲရမျိုးနွယ်စုကိုအပြတ်ဖြတ်ပစ်မယ်ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကမိထဲရမျိုးနွယ်စုအကြောင်းကိုမေးလိုက်တော့ထန်ရှမ်းကမျိုးနွယ်စုခေါင်းဆောင်ရဲ့ယာရုကိုယာဖေးကိုပေးပြီး2နှစ်အတွင်းမှာမျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်အောင်လုပ်ခဲ့တယ်ဆိုတော့ယာဖေးကိုချီးကျူးလိုက်ပါတယ်ရှောင်းရံကတော့ထွက်ပြေးနေတော့ကအချိန်ကိုပြန်တွေးပြီးသွားပြီလေရှောင်းလီကတော့ရွှေလန်ခိုင်းချုပ်ကရွှေရွှေမဟုတ်ဘဲနဲ့ဘာလို့ရွှင်ရှမ်းဖြစ်နေရလဲဆိုပြီးမေးလိုက်ပါတယ်မူထေကတော့ရှောင်းရံထွက်သွားပြီးမကြဘူးရွှင်ကယာရုကနေဖယ်ရှားခံလိုက်ရတယ်ဆိုတော့ရှောင်းရံတရားဝမ်းနေသွားပြီလေရွှေလန်ခိုင်းဒီလိုအခြေအနေရောက်သွားတာရွှင်ရှမ်းတယောက်ထဲကပဲလှုပ်သွားတာမျိုးနွယ်စုခေါင်းဆောင်ပြောတာကတော့သူမကြခင်မျိုးနွယ်စု3စုလုံးကိုတိုက်ခိုက်တော့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အရင်ဆုံးမိထဲရမျိုးနွယ်စုနဲ့စမယ်ထင်တယ်ဆိုတော့ရှောင်းရံနန်းသွားပြီးဘာလို့လဲလို့မေးလိုက်ပါတယ်ဟိုက်ဘော်တုံးကညီလေးရှောင်းရံနဲ့ရှောင်းကလန်ကလူတွေကိုကူညီခဲ့ဘူးတယ်လေမျိုးတော်ကလူတွေအကုန်သိတယ်ရွှင်ရှမ်းရဲ့အချင်းနဲ့ဆိုရင်တေချာပေါက်မိထဲရကိုအရင်တိုက်မှာပဲဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကတော့ချက်ချင်းထပြီးမျိုးတော်ကိုအမြန်ပြန်ဖို့ပြင်လိုက်ပြီလေရွှင်ကတော့အပြင်မှာတပည့်တွေလှုပ်ရှားနေတဲ့အတန်ကိုကြားတော့ဆရာတကယ်ပဲဒီလိုလုပ်တော့မှလားဆိုပြီးတော့ပြောရင်းနဲ့အဆက်ဟောင်းလေးကိုပြန်မလာပါနဲ့ဆိုပြီးစိတ်ပူနေပါပြီနန်းတော်ကရွှေရှမ်းကိုပြီးတော့သူတို့ရဲ့နီလန်နဲ့အကြီးကဲတွေကိုစွမ်းမြင့်တင်ပေးနေတာပါဒီတစ်ခေါက်တော့ရှောင်းကလန်ကလူတွေကိုတယောက်မှအလိုမပေးနဲ့တော့ဆိုပြီးတော့ရွှေရှမ်းကိုမှားလိုက်ပါတယ်ဒီတစ်ခေါက်အစ်စ်မြင့်သွားတဲ့သူတွေကတော့ရွှင်တူးနဲ့ရွှင်ချပါမိထဲရမျိုးနွယ်စုကိုအမြန်ဆုံးရှင်းပြဖို့ရွှေရှမ်းကအမိန်ပေးလိုက်ပါတယ်အလိုက်မသိပဲဝင်နောက်ရှက်တဲ့လူတွေရှိရင်သူတို့ကပါတခါတည်းရှင်းပြလိုက်လို့မှားလိုက်ပါသေးတယ်ကြားလောင်တို့ကိုပြောတာပါဝိညာဉ်နန်းတော်ကလူကလည်းဒီတစ်ခေါက်တော့ငါ့ကိုစိတ်ပြအောင်မလုပ်ပါနဲ့တော့ဆိုပြီးပြောလိုက်ပြီလေမင်းတို့ကရှောင်းကလန်ကနေဘာရှာချင်တာလဲလို့မေးလိုက်တော့မမေးသင့်တဲ့အရာတွေကိုမမေးတာပိုကောင်းတယ်တိသွားလဲမင်းတို့အကျိုးမရှိဘူးလို့ဖြေရင်းနဲ့ကြောက်သွားပြီလေဟိုင်းလောင်တို့ကတော့တိုက်ပွဲဆနေပါပြီရာဖေးကမြားဖွဲ့ကိုမိန်ပေးနေပါတယ်ရွှေလန်ကိုင်းကလူတွေကလည်းအလုံးရင်းနဲ့ကိုဝင်တိုက်နေပြီလေအကြီးကတယောက်ကတော့ဒါကရှောင်းကလန်ကြောင့်ဖြစ်ရတာမဟုတ်ရင်ရွှေလန်ကိုင်းကခုလိုဝင်တိုက်မှာမဟုတ်ဘူးဆိုပြီးနောင်တရတယ်လို့ပြောနေပြီလေကျန်တဲ့တယောက်ကလည်းထောက်ခံလိုက်ပါတယ်ဟိုင်းလောင်ကတော့အပီပြေတိုက်နေပါတယ်ရှောင်းတင်းထွက်လာပြီးတော့မိထဲရမျိုးနဲ့စုခုလိုဒုက္ခရောက်ရတာကျွန်တော်တို့ရှောင်းကလန်ကြောင့်ဖြစ်တာကျွန်တော်နဲ့မျိုးနဲ့တဝက်ကိုထုတ်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်ကျွန်တော်တို့မျိုးနဲ့အတွက်မျိုးဆက်နေနဲ့ခြံထားခဲ့ရင်ကိုရပါပြီဆိုပြီးဒီညီနဲ့ပြောလိုက်ပါတယ်အသက်ကငယ်ပေမဲ့ဆင်ញင်တွေးတော့မှုကောင်းတယ်ရှောင်းကလန်ကဒီလိုလူငယ်ရှိတာမတိုးတက်မှပူစရာမလိုတော့ဘူးဒါပေမဲ့နှမျောစရာပဲလို့ထန်ရှမ်းကတွေးလိုက်ပါတယ်ဟိုင်းလောင်ကတော့ရွှေလန်ကိုင်းကမိထဲရမျိုးနဲ့စုကိုတိုက်ခိုက်တာရှောင်းကလန်တခုတည်းကြောင့်ဟုတ်လို့လားဆိုပြီးမေးလိုက်ပြီလေရာဖေးကတော့နားလည်အိမ်တော်နဲ့မွေးတော်ကိုဆက်သွယ်သေးတယ်ဒါပေမဲ့သူတို့ကဆိုပြီးဆက်မပြောနိုင်တော့ပါဘူးဟိုက်လောင်ကတော့ဒီလူအိုကြီးအသက်ဆုံးရမယ်ဆိုရင်တော့မင်းတို့အားလုံးကိုကာဝယ်ပေးမယ်ဆိုပြီးတော့တင်းခံနေပါတယ်ရှောင်းတင်းကတော့မျက်နှာပြတ်သွားပြီးဟိုက်လောင်ညီလေးသုံးပြန်လာတာကိုစောင့်နေရမလားဆိုပြီးမေးလိုက်ပါတယ်ငါအဲ့ဒီကောင်လေးပေါ်မှာယုံကြည်မှုရှိရလို့ပြန်ဖြေလိုက်ပြီလေအဲ့ဒီချိန်မှာယွန်လန်ကိုင်းရဲ့အထူးအမှတ်အသားနဲ့မိုးချင်းတန်ထွက်ပေါ်လာပါတယ်မိထဲရမျိုးနွယ်စုရှောင်းကလန်ကအကျွင်းကြံတွေကိုထုတ်ပေးမဟုတ်ရင်မျိုးနွယ်စုတစ်ခုလုံးကိုတပ်ပစ်ဖို့ကဒီနေ့ပဲဖြစ်သွားမယ်ဆိုပြီးအကြီးကဲ2ယောက်ထွက်လာပြီလေဟိုက်လောင်ကတော့ထန်ရှမ်းနဲ့ယာဖေးကိုလူခေါ်ပြီးတော့ခြားသူတွေကိုတားခိုင်းလိုက်သူတို့ကိုငါတာဝန်ထားလိုက်ဆိုပြီးပြေးတိုက်ပါတယ်ထန်ရှမ်းကလည်းရှောင်းတင်းကိုခေါ်ပြီးအတွင်းဆောင်ကိုစောင့်ကြည့်ဖို့ယာဖေးကိုပြောလိုက်ပြီလေဒီနေရာမှာခံတက်ပေါက်သွားရင်မင်းတို့ကရှောင်းကလန်အတွက်နောက်ဆုံးခံတက်ပဲလို့ပြောလိုက်ပါတယ်ထန်ရှမ်းကလည်းမင်းတို့နဲ့အဆုံးထိတိုက်မယ်လို့ချိန်လိုက်ပြီလေဟိုက်လောင်ကဝင်တိုက်တော့ရွှေလန်ကိုင်းကအကြီးကဲ2ယောက်ကဟိုက်ဘော်တော့မင်းကောင်းမှမနေနဲ့မင်းတယောက်ထဲအားနဲ့တွန်းလှန်နေတာလားကိုယ့်အခြေအနေကိုတည်စမ်းပါဆိုပြီးတော့ရှောင်းကလန်ရဲ့အကျွေးကြံတွေကိုထုတ်ပေးခိုင်းလိုက်ပြီလေရင်တူးနဲ့ရင်ချကလည်းဒိုဟန်အဆင့်ရောက်သွားပြီဒါပေမဲ့စွမ်းအားကမတည်ငြိမ်သေးဘူးကြည့်ရတာရင်ရှမ်းကလျှို့ဝှက်နီတစ်ခုခုတုံးထားလားဆိုပြီးဟိုက်လောင်ကတွေးနေပြီလေလူတွေကိုထုတ်ပေးမှလားဆိုတော့ဒီနှစ်တွေအတွင်းမှာရွှင်ရှမ်းရဲ့လုံပုံကိုင်ပုံတွေကခေတ်ဆက်ဆက်ရွှင်လန်ကိုင်းရဲ့တိတ်ခါကိုကြာစင်းစေတာပဲမိထဲရမျိုးနွယ်စုကိုအညံ့ခံဖို့ရွှင်ရှမ်းကမတန်ဘူးလို့ပြောပြီးတော့ညင်လိုက်ပြီလေမိထဲရမျိုးနွယ်စုကိုသွေးမြေကြအောင်တိုက်ရဆိုပြီးအမိန်ပေးလိုက်ပါတယ်မြားဖွဲ့တွေကလည်းဇက်တိုက်ပစ်နေပါပြီတက်ကြဆိုပြီးတော့ပြေးတိုက်ပါတယ်ထန်ရှမ်းကဟိုက်လောင်ကိုတော့ကူမလို့တော့ရင်ဖူးနဲ့ရွှေရှင်ကမင်းရဲ့ပြိုင်ပွဲကငါတို့ပဲဆိုပြီးတော့တားလိုက်ပါတယ်မထင်ထားဘူးမင်းတို့ဘာရောက်လာတာပဲလားဆိုတော့ဂိုင်းချုပ်ကမင်းတို့မိထွေးရမျိုးနွယ်စုပေါ်မှာတီးခတ်နိုင်တဲ့အတိုင်းသာကြော်သွားပြီးတောင်းမှတ်ပါတယ်အမေရဆောင်ရွက်ရမှာပဲဆိုပြီးတိုက်ဖို့ပြင်လိုက်ပြီလေထန်ရှမ်းကလည်းမင်းတို့ရွှင်လန်ကိုင်းကိုပိုင်းပိုင်းပြတ်စေရမယ်ဆိုပြီးပြေးတိုက်ပါတယ်ဟိုက်လောင်ကလည်းတိုက်နေပါပြီရေခဲလန်ကိုထုတ်လိုက်ပြီးတော့တိုက်တာကိုကာလိုက်ပါတယ်ရင်တူးနဲ့ရင်ချ2ယောက်ပေါင်းပြီးတော့အစီရင်ကိုထုတ်ပြီးတိုက်လိုက်ပြီလေဟိုက်လောင်ကရေခဲကျင်းမုံ1000နဲ့ကာလိုက်ပါတယ်နန်းတော်ထဲမှာတော့ကျမတို့တကယ်ပဲဘာမှမလုပ်တော့ဘူးလားဆိုပြီးရောင်ရဲကမေးလိုက်ပါတယ်ရွှေလန်ကိုင်းရဲ့လက်ရှိအခြေအနေကိုမင်းလည်းသိတာပဲအဲ့ဒီကောင်ရွှေရှမ်းကိုအပြစ်လုပ်မိရင်ဆိုပြီးတော့တပ်ပြင်းချပြီးဖားမှာကပြန်ဖြေလိုက်ပါတယ်ရွှေလန်ကိုင်းရဲ့လောဘကမိထဲရမျိုးနွယ်စုမှနဲ့ရက်တန်သွားမှာမဟုတ်တာကိုသူတို့လည်းသိနေတယ်လေဒါကြောင့်အခုငြိမ်နေရင်သူတို့တော်ဝင်မျိုးနွယ်စုပေါ်မှာလည်းထိခိုက်နိုင်တယ်လို့ပြောနေတော့မှကြားလောင်ကရွှေရှမ်းကဒုံဆုံးအစ်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်နားလန်ကလန်မှာလည်းစောင့်ကိုစောင့်ကြည့်ရမယ်လို့ပြောလိုက်ပါတယ်နားလန်ကျဲစိတ်ထဲမှာတော့ရွှေလန်ခိုင်းကနားလန်ရန်ရဲ့မျက်နှာကိုထောက်ပြီးတော့နားလန်အိမ်တော်ကိုအလွတ်ပေးဖို့မျှော်လင့်နေတယ်လေမိထဲရမျိုးနွယ်စုမှာတော့စွမ်းအားဖြိုခွင်းများကယာကန်တန်းတော်မကြံတော့တဲ့အကြောင်းယာဖေးကိုတင်လာပို့နေပါတယ်ယာဖေးကအကုန်လုံးကိုတုံးခိုင်းလိုက်ပါပြီရှောင်းကလန်ကလူတွေကိုနေရာမရွှေ့ရသေးခင်ရွှေလန်ခိုင်းကလူတွေပို့ရောက်လာမှာကိုစိုးရိမ်နေရပြီလေရှောင်းတင်းကလည်းငါကရှောင်းကလန်ရဲ့နောက်ဆုံးခံတတ်ပဲရှောင်းကလန်ကလူတွေကိုလိုချင်ရင်ငါရဲ့အလောင်းပေါ်ကကြော်သွားမှရမယ်ဆိုပြီးပြောလိုက်ပါတယ်ဟိုက်လောင်ကတော့2ယောက်တယောက်တိုင်ရင်းနဲ့မနှဲပဲကာကွယ်နေရပါတယ်နောက်ဆုံးမှာရေခဲနှကား2ကောင်ကိုထုတ်လိုက်ပြီလေအနောက်ကနေဇက်တိုက်လိုက်ပြီးတိုက်ပါတယ်စွန့်ရင်ငကြီးပေါ်လာပြီးတော့ရေခဲနှကားကိုအမှုန့်ကျိလိုက်ပါပြီထန်ရှမ်းကလည်းမှောက်နေပါပြီဟိုက်လောင်တို့တိုက်နေတာကိုကြည်ရင်းနဲ့ရွင်ချနဲ့ရွင်တူကဟိုက်လောင်နဲ့တိုက်ဖို့ဒဏ်လူရေရှင်းရှိသွားပြီလားဆိုပြီးပြောလိုက်ပါတယ်ဟို2ယောက်ကလည်းထန်ရှမ်းကိုအညံ့ခိုင်နေပါတယ်ထန်ရှမ်းကတော့မိထဲရမျိုးနွယ်စုမှာငွေမက်ပေမဲ့တရေဘောကြောင်တဲ့လူမပါဘူးဆိုပြီးတော့ဒိုးချီတောင်မန်တွေကိုထုတ်ပြီးတေရင်တောင်မင်းတို့2ယောက်ကိုခေါ်သွားမယ်ဆိုပြီးပြေးတိုက်ပြီလေလက်သီးနဲ့ဇက်တိုက်ထိုးလိုက်ပါတယ်ငါတို့လည်းမညတော့ဘူးဆိုပြီးပြန်တိုက်ပြီလေနောက်ဆုတ်သွားတဲ့အချိန်မှာတယောက်ကအနောက်ကနေထိုးချလိုက်ပါတယ်တယောက်တလဲစီထိုးနေကြပြီလေနောက်ဆုံးမှာထန်းရှံမှောက်သွားပါတယ်
ကျွန်တော်တို့ခမရောက်ကိုညီမယ်ဆိုပြီးတော့ယွင်ချာတို့စီကိုဟို2ယောက်ကရောက်လာပါပြီ4ယောက်1ယောက်ဖြစ်သွားပြီလေဟိုက်လောင်ကတော့တိုက်သမျှကိုရှောင်နေရပါတယ်အနောက်က2ယောက်ပေါ်လာပြီးတော့ကြောကိုစီရင်နဲ့ပြေးရလိုက်ပါတယ်ဟိုက်ပေါ်တော့မင်းသိပြီပဲဆိုပြီးတော့ကြောနောက်ကစီရင်ကိုဖော်လိုက်ပါတယ်ကြားလောင်ကတော့ကြည်ရင်နဲ့ဟိုက်ပေါ်တော့ရှုံးတော့မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာရှောင်းရင်ရဲ့အငွေသက်ကိုခံစားလိုက်မိပြီလေအကြီးကလေးယောက်ကဟိုက်လောင်ကိုချုပ်ပြီးစွမ်းအားတွေနဲ့ပြစ်လိုက်ပါတယ်အဲ့ဒီမှာမိလူသားတစ်ယောက်ကအချိန်မီဝင်ကာလိုက်ပါတယ်ဟိုက်လောင်ကတော့မိတ်ဆွေတတိထားလို့អော်လိုက်ပါတယ်ရွှေလန်ကိုင်းကိစ္စမင်းလာရှုပ်တာတေချင်လို့လားလို့မေးလိုက်ပါတယ်ရှောင်းရံကကာပြီးတော့ပြန်တိုက်လိုက်တော့နောက်ကိုလွန်သွားကြပြီလေအဲ့ဒီကြတော့မှမိတ်ဆွေကဘာတူလဲနာမည်မိတ်ဆက်ပေးပါအောင်နေပါလေဖြစ်ကုန်ပါပြီရှောင်းရံကတော့မတွေ့ရ3နှစ်ပဲရှိသေးတယ်ရွှေလန်ကိုင်းရဲ့အကျွမ်းကျင်ဆုံးလောက်ကကြီးနိုင်ငယ်ချင်းလောက်တာပဲဆိုပြီးပြန်ဖြေလိုက်ပါတယ်ငါတို့၄ယောက်ကမင်းကိုမရှင်းနိုင်ဘူးဆိုတာနဲ့မင်းအစ်မရဲနဲ့ဒီကြားမနိုင်ငံတော်မှာဘယ်သူမှရွှေလန်ကိုင်းကိုမစော်ကားရဲဘူးပုံရှိုးကွယ်ရှိုးနဲ့ခိုးကြောင်ခိုးဝဲလောက်တာကလူတော်တွေရဲ့လုံရက်မှုတ်ဘူးဆိုပြီးစကားကြီးစကားကျယ်တွေပြောနေကြပြီလေမိရောက်တွေကိုဖယ်လိုက်တော့မှရှောင်းရံမှန်းတည်သွားကြပါတယ်ရှောင်းအိမ်ကရှောင်းရံအကျွေးပြန်လာတောင်းပြီဆိုတော့မင်းတကယ်ပဲလာအသေးခံတာပဲလို့ပြန်ပြောလိုက်ပါတယ်ရှောင်းရံကတော့ရွှေရှမ်းကိုတောင်မတက်ရသေးတာငါဘယ်လိုလုပ်သေးမှလဲဆိုပြီးပြန်ပြောလိုက်ပြီလေငါတို့ကအစောကြီးတွေကအရေးကဲနှောင်းလေတဲ့ကောင်တွေလာဖြတ်မှာကိုကာကွယ်ထားပြီးသားဆိုပြီးတော့အမှတ်သားကိုပြစ်လွတ်လိုက်ပါတယ်အကြီးကဲတွေတန်းစီရောက်လာကြပါပြီရှောင်းရံကလည်းလက်ခုပ်တီးလိုက်တော့တက်ကူတွေအကုန်ပေါ်လာပြီလေလင်းရှိုးရတို့အကုန်ဆင်းလာကြပါတယ်သူပြန်လာမယ်လို့တကယ်မထင်ထားဘူးရွှေလန်ကိုင်းရဲ့အကြံစီတွေကလွယ်လွယ်နဲ့မဖြစ်မြောက်တော့ဘူးဆိုပြီးကြားလောင်ကပြောလိုက်ပါတယ်ရောင်ရဲ့ဒီနေ့ပြီးသွားရင်ကြားမနိုင်ငံတော်နဲ့ရွှေလန်ကိုင်းရဲ့ဂျာကတိုက်ပွဲကအနှေးနဲ့အမြန်ဖြစ်လာတော့မှာပဲရှောင်းရံနဲ့မြများထိတွေ့ပြီးတော့ငါတို့တော်ဝင်မျိုးနယ်အပေါ်သူ့အကောင်းမြင်အောင်ဆောင်ရွက်ပါဆိုပြီးမှာလိုက်ပါတယ်ရောင်ရဲကတော့အခုချက်ချင်းစစ်တပ်ကိုလှုပ်ပြီးတော့မိထဲရမျိုးနယ်စုကိုကူညီဖို့အကြံပြုပါတယ်ဆိုပြီးပြောလိုက်ပါတယ်အားလုံးပြီးမှသွားတာထက်စာရင်စေတနာကိုပို့ပြပေးရရောက်တယ်ဆိုပြီးပြောလိုက်တော့ကြားလောင်ကသဘောတူလိုက်ပြီလေဟိုက်လောင်ကတော့ရှောင်းရံဒီလူတွေကမင်းရဲ့လူတွေလာလို့မေးလိုက်ပါတယ်ရှောင်းရံကဟုတ်တယ်လို့ဖြေပြီးတော့သူတို့နီလန်းတိုင်းသူတို့ကိုပြန်တုံ့ပြန်ဦးမှာပဲဆိုပြီးဖြေလိုက်ပါတယ်ဒိုဝမ်2ယောက်ဒိုဝမ်9ယောက်အရန်အားကောင်းတယ်မထင်ထားဘူးပြန်ရောက်ချင်းရွှေလန်ကိုင်းကဒီလိုလက်ဆောင်ကြီးပေးတာကိုအာမနာနဲ့လက်ခံလိုက်တော့မယ်ဆိုပြီးရှောင်းရံကပြောလိုက်ပါတယ်တယောက်မှမချန်နဲ့ဆိုတော့အကုန်လုံးပြေးတိုက်ကြပြီလေရွှေချာတို့ကတော့တပည့်တွေကိုအသေးခံပြီးတိုက်ပွဲဝင်ဖို့တိုက်ခိုင်းလိုက်ပါပြီရှောင်းရံကိုတိုက်မယ်လို့တော့မင်းတို့ရဲ့ပြန်ဘက်ကငါပဲဆိုပြီးဟိုက်လောင်ကဝင်တားလိုက်ပါတယ်ရှောင်းရံကတော့လျှက်စီး3000ကိုတုံးပြီးလာသမျှပြန်တန်းရေးမော်တာရဲတွေကိုတိုက်လိုက်ပါတယ်ရာဖေးစီကိုတကောင်ဦးတီလာနေတော့ချက်ချင်းပဲရှောင်းရံကထွက်လာပြီးတော့ကိစ္စတုံးလိုက်ပါတယ်ပြီးရနဲ့နောက်ကိုလှည့်လိုက်ပြီးမမရာဖေးမတွေ့တာ3နှစ်တောင်ရှိပြီနော်ပိုလှလာတယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ရာဖေးတယောက်ပျော်သွားပြီးတော့မင်းပြန်လာသေးတယ်နော်ဆိုပြီးပြန်ပြောလိုက်ပါတယ်မင်းကိုကြီးကဟိုဘက်မှာလို့ပြောလိုက်တော့ပြေးသွားပြီးတော့ရှောင်းတင်းရဲ့ခြေထောက်ကိုမြင်လိုက်ပြီလေရှောင်းတင်းကလည်းကောင်းလေးမင်းပြန်လာပြီပဲအကိုကြီးကဘာမှမဖြစ်ပါဘူးခြေထောက်ကအစိမ့်မိပြီးမတမဆွမ်းဖြစ်သွားရုံမှာလက်နဲ့အုံနောက်ကဘာမှမဖြစ်ဘူးလို့နှုတ်ဆက်လိုက်ပါတယ်ရှောင်းလီဘက်ကိုလှည့်ပြီးတော့ဘလို့ဖြစ်လို့2နှစ်အတွင်းဒိုဝမ်အဆင့်ကိုရောက်သွားရလဲလို့မေးလိုက်တော့ညီလေး3ရက်ဆွမ်းဆောင်ကြကြောင်းပေါ်ဆိုပြီးလိန်လိုက်ပြီလေရှောင်းရံတယောက်ဒေါသကိုချုပ်ထိန်ပြီးတော့အကိုကြီးဒီနှစ်တိမ်မှာပင်ပန်းသွားပြီလို့ပြောလိုက်ပါတယ်ရှောင်းရင်တော်ကိုနောက်ဆိုဘယ်သူမှလာပြီးမစော်ကားစေရဘူးဆိုပြီးတော့ရာဖေးမမလူတွေကိုနောက်ဆုတ်ခိုင်းလိုက်ပါဆိုပြီးပြောလိုက်ပါတယ်မိထဲရမျိုးနယ်စုကိုကျူးကျော်လာတဲ့သူတွေအမြန်ထွက်သွားပါလို့ပြောပြီးတော့နှလုံးကျွေမိတော့ကိုလွတ်လိုက်တာအကုန်လုံးအမှုန့်ဖြစ်သွားပါပြီရှောင်းတင်းတယောက်ကြည့်နေရင်းနဲ့ဒီကောင်လေးဟိုတုန်းကလို့စိတ်ပြောတဲ့ကောင်လေးတယောက်မဟုတ်တော့ဘူးသူ့အတွက်ကောင်းတဲ့ကိစ္စပါပဲဆိုပြီးပြောလိုက်ပါတယ်မသေးချင်လို့ပြေးတဲ့သူတွေကလည်းတော်ဝင်စစ်တပ်နဲ့တွေ့ပြီးဖမ်းခံလိုက်ရပြီလေပြီးတာနဲ့ရောင်ရဲကရှောင်းရံကိုလာနှုတ်ဆက်ပါတယ်ရာဖေးကမင်းသမီးလေးရောင်ရဲလာပြီလားလို့မေးလိုက်တော့အမရာဖေးတောင်းမှတ်ပါတယ်အစောကြီးကလေးကလာချင်နေတာဒါပေမဲ့စစ်တပ်ကိုဆေလွတ်ဖို့ကအချိန်တစ်ခုစောင့်နေရလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ပြောနေတော့မှပဲဟိုက်လောင်ပွဲချမ်းနေတော့သွားကြည့်ရပြီလေအရှိမတိုက်နေရင်းနဲ့အနောက်ကနေဓာတ်နဲ့ပြေထိုးတော့ရှောင်းရံကဝင်တားလိုက်ပါတယ်ဟိုက်လောင်သူတို့ကိုတူတူတိုက်ရမယ်လို့ပြောလိုက်ပြီလေကျန်တဲ့သူတွေကလည်းတယောက်ပြီးတယောက်ဖြုတ်နေကြပါပြီအရင်ကအကြောင်းတွေကိုပြန်တွေးရင်းနဲ့ပေတံကိုရမ်းပြီးတော့တိုက်လိုက်ပါတယ်ချင်းလေးတွေလို့ပြုတ်ကြကုန်ပြီလေဟိုက်လောင်ကတော့ရေခဲနှကားကိုစီးပြီးတိုက်ခိုက်နေပါတယ်အဝိုင်းခံလိုက်ရတော့ဟိုက်ပေါ်တော့မင်းငါတို့ကိုတိုက်ရင်ဂါရုပ်ကဒီတိုင်းနေမှာမဟုတ်ဘူးဆိုပြီးအဖကိုတတ်နေပြန်ပြီလေဟိုက်လောင်ကတော့ဂယူးမဆိုင်ပါဘူးအကာအကွယ်ကိုရေခဲနှကားနဲ့တိုက်လိုက်ပါတယ်ရှောင်းရံကလည်းပေတံနဲ့ဝင်တိုက်တော့အကာအကွယ်ကပြတ်သွားတဲ့ချိန်မှာပေတံနဲ့ဇက်တိုက်ရိုက်နေပြီလေအောက်ကိုကျသွားပြီမဲ့စွဲငင်ရလက်ဝါးနဲ့ပြန်ဆွဲယူပြီးတော့ပေတံနဲ့ရိုက်ချလိုက်ပါတယ်ရွှင်ရွှင်ကတော့သူ့ဘဲလေးရဲ့အငွေသက်တွေကိုပြန်ရနေပြီလေရွှင်ချမ်းကိုလည်းအကြီးကဲတွေရဲ့ဝင်းကျင်တစိမ့်ပြားအလုံးပေါက်ကွဲသွားတဲ့အကြောင်းကိုအကြီးကဲတယောက်ကလာလျှောက်နေပါတယ်ပြောနေတော့မှပဲနောက်ထပ်2ခုထပ်ပြီးကွဲသွားပြန်ပါတယ်ရွှင်တူးနဲ့ရွှင်ချာရဲ့တစိမ့်ပါဘေးလူတွေကတော့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒိုဝမ်2ယောက်ဒိုဝမ်9ယောက်လေကြားမနိုင်ငံတော်မှာသူတို့ထက်အင်အားကြီးတဲ့သူရှိသေးရလားဆိုပြီးမယုံကြည်နိုင်ဖြစ်နေပါတယ်ရွှင်ချမ်းတယောက်ဒေါသထွက်သွားပြီးတော့တေချင်နေတဲ့ခွေးသားလေးရှောင်းရံပြန်လာတာလေးဆိုပြီးပြောလိုက်ပါတယ်ကျန်တဲ့အကြီးကဲတွေကတော့မဖြစ်နိုင်ဘူးလေအသက်ရှင်နေတောင်ဒီလောက်ဆွမ်းတာမဖြစ်နိုင်ဘူးဆိုတော့အငွေသက်ကိုကြည့်ရတာအနည်းဆုံးဒိုဝမ်အဆင့်ကိုရောက်နေပြီအဲ့တုန်းကငါသူ့ကိုအထင်သေးပြီလို့ဒီကောင်လေးလွတ်သွားတာဒီတစ်ခါအသေးသက်မယ်ဆိုပြီးချိန်လိုက်ပြီလေအဝင်ထွက်တွေကိုစောင့်ကြည့်ခိုင်းပြီးကျူးကျော်လာတဲ့လူမှန်သမျှတက်စေဆိုပြီးအမိန့်ပေးလိုက်ပါတယ်အကုန်ထွက်သွားတော့ဝင်းကျင်တန်းတော်ကပေါ်လာပြီးတော့ဒီကောင်ရှောင်းရံကမဟူရနေမြေမှာဘဝသစ္စာနေတယ်ဆိုပြီးငါမင်းကိုတတိပေးထားတာပဲဒီတစ်ခါတော့မင်းဒုက္ခမသေးဘူးနော်ဆိုတော့ငါသူ့ကိုတတ်ဖို့ကလွယ်လွယ်လေးပဲသူ့ကိုဖမ်းပြီးတော့မသေးမရှင်းခံစားချက်ကိုမြည်ခိုင်းမယ်ဆိုပြီးလေကြီးနေပြန်ပြီလေကြားရတာကတော့သူ့ကိုယ်ထဲမှာနတ်ဆေးဆရာကြီးရောင်ချမ်းရဲ့ဝင်းကျင်ရှိနေတယ်တဲ့အချိန်ကျရင်ရောင်ချမ်းကိုငါရှင်းမယ်မင်းကရှောင်းရံကိုရှင်းဖို့တာဝန်ယူဆိုပြီးပြောလိုက်ပါတယ်ရွှင်ချမ်းကတော့စိတ်ချဆိုပြီးပြန်ဖြေလိုက်ပါတယ်ဝင်းကျင်တန်းတော်ကတော့ရန်သူကိုရှော့မတွက်နဲ့မဟုတ်ရင်ဇက်သိန်းကပိုကြီးတန်သွားလိမ့်မယ်ဆိုပြီးတတိပေးလိုက်ပါတယ်မိထဲရမျိုးနွယ်စုမှာတော့အကုန်သေးကုန်ပါပြီရှောင်းရံတယောက်ဟိုက်လောင်နာကိုရောက်လာပြီးတော့ခြေသူတင်ကြောင်ပြောလိုက်တော့မင်းက3နှစ်လောက်မတွေ့ရနဲ့စကားပြောတာချက်ကိုချက်ကန်းနဲ့ဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒီတုန်းကခရီးပေးထားတဲ့အတိုင်းခရမ်းရောင်စီးလုံးကိုထုတ်ပြီးပေးလိုက်ပါတယ်ဟိုက်လောင်ကတော့ယူပြီးတော့ငါဒီနေ့ကိုစောင့်နေတာ3နှစ်တောင်ရှိပြီမင်းမှတ်မိသေးတဲ့ပေါ့ဆိုပြီးရင်ထဲထိသွားပြီလေ
တိုက်ပွဲပြီးတော့အစည်းအဝေးမှာရွှေလန်ကိုင်းကအင်အားကြီးသူတွေထက်ရှိနိုင်သေးတဲ့အကြောင်းပြောနေကြပါတယ်ဟိုက်လောင်ကပြဿနာကရွှေရှမ်းငါတို့ဒိုဝမ်နေနဲ့ပဲမရတော့ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာမမနဲ့ကြည်ရန်ပေါ်လာပြီလေရှောင်းရန်ကကြည်ရန်လက်ထက်ကစေးမယ်ကိုလူယူလိုက်ပြီးတော့သူများပစ္စည်းကိုမယူရဘူးလေဆိုပြီးစိတ်ဆိုးပြီးပြောလိုက်ပါတယ်မမကိုကြည့်လိုက်တော့မင်းတို့တိုက်ပွဲပြင်းထန်နေရတဲ့ငါကြည်ရန်ကိုခေါ်ပြီးရှောက်ကြည့်နေတာမထင်မှတ်ထားဘဲနဲ့ပစ္စည်းကောင်းတချို့တွေ့လို့ဆိုတော့လေလံအင်ကပစ္စည်းတွေမှန်သိသွားပြီလေချက်ချင်းပဲဟိုက်လောင်ကိုတောင်းပန်လိုက်ပါတယ်မမကဟိုက်လောင်ကိုစိုက်ကြည့်လိုက်တော့ဘာမှမဖြစ်ပါဘူးသူတို့ကြိုက်တယ်ဆိုမှတော့ဘယ်မှမဒူစာကိုပေးပါတယ်ဆိုပြီးပြောလိုက်တော့မှကြည်ရန်ကိုရှောင်းရန်စီကပြန်ယူဖို့ချက်ပြလိုက်ပါတယ်ကောင်းလေးမင်းမမဒူစာဆိုတဲ့ဟွယ်ပဲရှိရင်ရွှေရှမ်းကိုကြောက်စရာမလိုဘူးလို့စိတ်ထဲကလှမ်းပြောလိုက်ပါတယ်ရှောင်းရန်ကတော့အကြောင်းသိနေတော့တိတ်မမျောလင်းဖို့ပြန်ပြောလိုက်ပါတယ်ရွှေလန်ကိုင်းကိုရင်ဆိုင်ဖို့အမြန်ဆုံးနားလန်အိမ်နဲ့မူးအိမ်ပြီးတော့ပေါ်စီးပညာရှင်အဖွဲ့အစည်းဘရင်အဖွဲ့နဲ့ဆက်သွယ်ပြီးတော့သူတို့ကိုပူးပေါင်းဖို့ဖိတ်ခေါ်ရမယ်ဘာလို့လဲဆိုတော့ဖားမနဲ့ကြားရှင်ထန်းရဲ့အစွမ်းကလည်းမသေးဘူးပူးပေါင်းရင်နိုင်ဖို့ရာခိုင်နှုန်းများတယ်ဆိုပြီးအကြံပေးလိုက်ပါတယ်အကိုကြီးကလည်းဟိုက်လောင်ပြောတာဟုတ်တယ်ငါတို့ပူးပေါင်းရင်ပိုကောင်းမယ်ဆိုပြီးပြောလိုက်ပြီလေတန်တဲ့လူတွေကလည်းအကြံကိုလက်ခံကြပါတယ်ရှောင်းရန်ရန်ညိုးကိုဘယ်လိုရှင်းမလဲဆိုတော့အားလုံးအဆုံးသတ်မှပဲပြီးမယ်ဆိုပြီးပြောလိုက်ပြီလေရှောင်းရန်နဲ့ဟိုက်လောင်တို့ကမဟာမိတ်ဖွဲ့စည်းဖို့အတွက်တိုင်ပင်နေကြပါတယ်ရွှေလန်ကိုင်းကိုအမြင့်ပြတ်တိုက်ဖို့အတွက်လူတစ်ယောက်ကိုရှင်းဖို့လိုတယ်လို့ဟိုက်လောင်ကပြောလိုက်တော့ဘသူလဲလို့ပြန်ပြလိုက်ပါတယ်စေးဘရင်ကုဟီလို့ပြောလိုက်တော့ဂျာမန်စိတ်ဝင်ယူမိတော့သွားလူတော့ကအချိန်ကိုပြန်တွေးမိသွားပြီလေဟိုက်လောင်ကတော့သူသာရွှေလန်ကိုင်းကိုကူပြန်ဆိုရင်တိုင်းပြည်ရဲ့ထိပ်တန်း10ယောက်မှာ9ယောက်လောက်ကိုစစ်ကူခေါ်နိုင်မှာပဲလို့ပြောနေတော့မှရာဖေးကိုတွေးလိုက်ပါတယ်ရာဖေးကတော့ကြီးရတာရှင်တို့အစင်းသင်းပြင်ပြီးသွားပြီထင်တယ်ဆိုပြီးပြောပြီးနှုတ်ဆက်လိုက်ပါတယ်ရှောင်းရန်ကစိုက်ကြည့်နေလိုက်တော့ဘာဖြစ်တာလဲဆိုပြီးရှက်သွေးဖြာပြီးမေးလိုက်တော့ရှောင်းရန်ကခေါင်းခါလိုက်ပြီးမဟုတ်ပါဘူးအရင်3နှစ်ကိုပြန်တွေးမိသွားလို့ပါဆိုပြီးတော့သူ့ကိုကယ်တင်ခဲ့လို့ကျေးဇူးကိုအစတရာပြန်ဆက်မဲ့အကြောင်းပြောလိုက်ပါတယ်ဘယင်မဖြစ်ချင်ရင်တော့အစွမ်းကုန်ကူကြည့်ပါမယ်ဆိုပြီးပြောလိုက်တော့ရာဖေးကရေပြီးတော့မမကဘယင်မလို့ဖို့စိတ်ဝင်စားပါဘူးဒီတစ်ခေါက်ဆွေးနွေးမှုမှာနိုင်ငံတော်ရဲ့အင်အားကြီးတွေအားလုံးတက်ရောက်လိမ့်မယ်မင်းတတိထားပြီးတုံ့ပြန်တော့ဆိုပြီးမာနေတဲ့ချိန်မှာကြည်ရန်တို့ရောက်လာပြီလေရာဖေးကမမကိုမြင်တော့ဒီတယောက်ကဘယ်သူလဲဆိုပြီးမေးလိုက်ပါတယ်မိတ်ဆွေတယောက်ပါချိုင်လင်လို့ခေါ်လို့ရတယ်ဆိုပြီးရှောင်းရန်ကပြန်ဖြေလိုက်ပါတယ်ရာဖေးကတော်တော်လှတာပဲဒါကြောင့်ရှောင်းရန်နားမှာနေနေတာပေါ့ဆိုပြီးခနေလိုက်ပါတယ်နှစ်ယောက်သားစိုက်ကြည့်နေပြီးမမကအလုံးမလို့ပဲဘာလို့အပူတွေပြောနေရလဲဆိုပြီးပြောလိုက်တော့ဟိုက်လောင်ကချောင်းဟန်းလိုက်ပြီးရာဖေးဒီနေ့မျိုးနွယ်စုတွေရဲ့လေးလံပွဲပြန်စပြီးဒီကိစ္စမင်းသွားကြည့်ပေးဆိုပြီးလူစုခွဲဖို့ကြိုးစားလိုက်ပါတယ်ရာဖေးကတော့ရှောင်းရန်နားကိုကတ်သွားပြီးမမတဝင်းတူအောင်စကင်ရှစ်တွေလောက်ပြနေပြီလေပါဇက်ကနေပြီးတော့လေကောင်းလေးဆွေးနွေးပွဲမှာဒေါသကိုရှေ့ထဲမတင်နဲ့နော်တယောက်ကိုပဲပအောင်ဆွဲနိုင်လဲတယောက်ပဲပါညာနဲ့ပြောနေပါတယ်မမေးနဲ့နော်မမပေါ်ဂရီးတစ်ခုကျွေးရှိသေးတယ်ဆိုပြီးပြောနေပေမဲ့လက်ကတော့ရင်ဘက်ကနေမဖယ်ပါဘူးမမကတော့မျက်လုံးကမိတွေတောင်းနေပြီလေရာဖေးကမမကိုကြည့်လိုက်ပြီးလှောင်လုံးတစ်ချက်ပြုံးပြီးထွက်သွားပါပြီရှောင်းရန်ကလည်းမမသွားကြရအောင်ဆိုပြီးခေါ်လိုက်တော့စိတ်ဆိုးနေတဲ့မျက်နှာထားလေးနဲ့ကိုပစာကိုသွားဆိုပြီးတော့ထွက်သွားပြီလေရှောင်းရန်ကတော့ဒီတယောက်ကလည်းဒီနေ့ထူးထူးဆန်းဆန်းပါလားဆိုပြီးကျွန်တော်နောင်လေးနဲ့ကြံနေခဲ့ပါတယ်အစကမမကတူတူသွားမယ်လို့ပြောထားတာပါဟိုက်လောင်ကတော့မိမတွေကတဝင်းတိုတက်တယ်ဆိုပြီးပြောလိုက်ပါတယ်ဟိုက်လောင်ကပြင်ဆင်စရာရှိသေးလို့ဆိုပြီးခမ်းမစီကိုရှောင်းရန်ကိုရင်သွားခိုင်းလိုက်ပါတယ်လိုက်ကြည့်နေရင်လည်းကောင်မလေးတယောက်ကြီးကဲတယောက်နဲ့စကားများနေတာကိုတွေ့လိုက်ပြီလေရေခဲမီတီတီကိုလူနေကြတာပါကောင်မလေးကတော့ရွှဲမိန်ပါအကြီးကဲကသူ့ပွဲမှာကိုဖျက်လို့တော့တင်းနေတာပါအကြီးကဲကအယောင်းဝယ်လုပ်တဲ့နေရာမှာဘသူကရင်ဝယ်ရမယ်လို့သတ်မှတ်မထားဘူးငါကရွှေတင်းက9000ထုတ်မှာမင်းပို့ထုံးနိုင်ရင်ပြောဆိုတော့ဈေးတွေကလည်းရံမဖြစ်ဖို့တားနေပါတယ်ဘေးကလူတွေကတော့ဒီကောင်မလေးကဘသူမို့လို့အကြီးကဲနဲ့ပြန်လူရဲတာလဲဆိုပြီးဆက်စုနေကြပါပြီအဲ့ဒီချိန်မှာရှောင်းရံဝင်လာပြီးရေခဲမီတတီကိုရွှေတင်းက3သိန်းပေးမယ်ဆိုပြီးပြောလိုက်ပြီလေအန်အောနေတဲ့ရွှေမိဘက်ကိုလှည့်ပြီးတော့ဆရာကြီးဖူလန်ခင်နေကောင်းလားဆိုပြီးမေးလိုက်ပါတယ်နေကောင်းတယ်လို့ပြန်ဖြစ်နေနဲ့လက်ကိုဆွဲလိုက်ပြီးဒီကိုဘာလာလောက်တာလဲမြန်မြန်ထွက်သွားဆိုပြီးတော့စိုးရင်တကြီးနဲ့ပြောလိုက်ပါတယ်ရှောင်းရံကတော့ရွှေလန်ကိုင်းကိုစိတ်မပူနဲ့ဆိုပြီးပြောလိုက်ပါတယ်ရှေ့ကအကြီးကဲကတော့ဘဲကမိုးကြရွှေကိုပေါ်လာလဲရွှေသားသုံးပြီးတော့မိမလလေးရဲ့အပြုံးကိုဖလဲနေတာပဲဆိုပြီးခနဲ့တယ်လို့လည်းပြောလိုက်ပါတယ်လက်ထဲကနေဆွဲယူလိုက်တော့ရှောင်းရံကဆွဲငင်ရနဲ့ပြန်ယူလိုက်ပြီးတော့ဈေးပုတ်ပေးရင်ပိုင်ရမယ်ဆိုရွှေတင်းက3သိန်းပေးထားရလေဆိုတော့ခွေရကြီးလဲနေပြီးတော့မင်းဆရာဘသူလဲပါညာနဲ့လုံနေပြီလေရှောင်းရံကတော့လက်ရှိမော်စေးပညာရှင်အဖွဲ့ရဲ့အကြီးကဲကအာနာနဲ့လူကိုနိုင်ခြင်းနဲ့ပြင်အသက်ကြီးရဆိုပြီးကြံတဲ့သူတွေကိုထင်သေးနေတာမထင်ထားဘူးလို့ပြန်ပြောလိုက်တော့အကြီးကဲကပေါက်ကွဲပြီးဒိုကြီးဆွဲရင်တွေကိုထုတ်လိုက်ပါပြီဒီနေ့မင်းဆရာစားမင်းကိုငါဆုံးမမယ်ဆိုပြီးអော်လိုက်တော့ရှောင်းရံတင်းသွားပြီလေအကြီးကဲကဝင်တိုက်တာကိုလက်တစ်ဖက်ထဲနဲ့ကာလိုက်ပြီးလွှင့်ပစ်လိုက်ပါတယ်အမိုက်ကောင်ဆိုပြီးထပ်တိုက်ဖို့လို့တော့လက်စီး3000အစွဲနဲ့ရှေ့တိုးလာပြီးလည်းပြင်းညှစ်ထားလိုက်ပြီးတော့ဆရာကူစားဆုံးမဖို့အတွက်မထိုက်တန်သေးဘူးလို့ပြောနေရင်လည်းဖားမှာကြည့်နေတာကိုကြည့်လို့ဝိုင်းရင်ထွက်ခဲ့တော့လေမထွက်လာသေးရင်အဆင့်9မော်စီပညာရှင်တယောက်ရောတော့မှတော့ဆိုပြီးပြောလိုက်ပါတယ်ဖားမှာကထွက်လာပြီးတော့မတွေ့တာကြာပြီတော့ဆိုပြီးပြောပြီးထွက်လာမှလွှတ်လိုက်ပါတယ်မင်းစိတ်ချဒီကိစ္စကိုငါသိချဖြေရှင်းလိုက်မယ်လူတွေစုံနေပြီအလုံးမင်းကိုခမ်းမာထဲမှာစောင့်နေရလို့ပြောပြီးတော့ထွက်သွားပါတယ်ရှောင်းရံကတော့ရေခဲမီတတီကိုရွှဲမင်းကိုပြစ်ပေးပြီးတော့နောက်မှတွေ့မယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ခမ်းမာတဲ့ကိုရှောင်းရံဝင်လာတော့ကြားလောင်ကညီလေးရှောင်းရံမင်းစွမ်းရတယ်3နှစ်အတွင်းဒီလောက်ထိမြင့်လာမယ်မထင်ထားဘူးဆိုပြီးပြောပြီးနှုတ်ဆက်လိုက်ပါတယ်နေရာယူပြီးတော့ကိုယ်ဝိုင်းမနေတော့ပဲရွှေလန်ကိုင်းကိုတိုက်ဖို့ကကျွန်တော်တို့ကလန်တစ်ခုတည်းရဲ့ကိစ္စမဟုတ်တော့ဘူးအားလုံးပူးပေါင်းပြီးတော့နိုင်ငံတော်ရဲ့အန်ဒီရကောင်ဖြစ်တဲ့ရွှေလန်ကိုင်းကိုချေမုန်းဖို့ပဲလို့ပြောလိုက်ပါတယ်ချားလောင်ကတော့သူတို့ကိုတိုက်ရိုက်တော့မတိုက်သေးဘူးထင်တယ်နော်ဆိုပြီးပြောလိုက်တော့ကျွန်တော်ပြန်လာတဲ့လမ်းမှာကျန်းကွေခန္ဓာကိုဖျက်တော့တိုက်တိုက်ဆိုင်ဆိုင်ရွှေလန်ကိုင်းကအကြီးကဲကခေါင်းဆောင်နေရာကိုလူဖို့ကြံနေတာကိုတွေ့ခဲ့တယ်တူတာအောင်မြင်သွားရင်နိုင်ငံတော်ရဲ့စစ်တပ်ကရွှေလန်ကိုင်းရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားမယ်လို့ပြန်ပြောလိုက်တော့မင်းသမီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဆိုပြီးအလန်တကြားနဲ့ပြန်ပြောလိုက်ပါတယ်ရှောင်းရံကတော့နောက်2ရက်နေရင်သတင်းလာပို့လိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပြီလေအားလုံးပဲခင်ဗျားတို့တကူတည်းလွတ်မြောက်နိုင်မယ်ထင်လားလို့ဆိုပြီးမေးလိုက်ပါတယ်လက်ရှိတိုင်းပြည်ရဲ့အခြေအနေကဂျားနေလုံးလို့မရတော့ဘူးကျွန်တော်ကရွှေလန်ကိုင်းနဲ့အသေးခံတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတော့ဘာအမှားရွေးမှဖြစ်မခံနိုင်ဘူးတိုက်ပွဲမစတင်ခင်ရက်တီချက်ကိုပြတ်သားပေးဖို့လိုတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အားလုံးကလည်းစဉ်းစားနေကြပြီလေဟိုက်လောင်ကတော့မိထဲရမျိုးနွယ်စုကရှောင်းရံဘက်မှာပဲဆိုပြီးပြောလိုက်ပါတယ်တိုက်ပွဲနိုင်ကြီးဘယ်လောက်ထိမှန်ထားလဲလို့မေးလိုက်တော့50-50ပဲလို့ပြန်ဖြေလိုက်ပါတယ်
ကြားလောင်ကမင်းဒီတစ်ခေါက်ဒိုဝမ်တွေကိုအများကြီးခေါ်လာပြီမယ်ရွှေလန်ကိုင်းရဲ့အင်အားကလည်းတော့ပဲမဟုတ်ဘူးဒိုဝမ်တွေကိုမပြောသေးဘူးရွှေရှမ်းတယောက်နဲ့တော့မလွယ်လောက်ဘူးဆိုပြီးဝင်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာရှောင်းရံကလက်ဖြောက်ထိလိုက်ပြီးမခူရနေမြေက3ယောက်ကိုခေါ်လိုက်ပါတယ်ဒိုဝမ်လားကျွန်တော်မှလည်းရှိတယ်ဒိုဆုံးလည်းရှိတာပေါ့လို့ပြောရင်းနဲ့ရောက်လောက်ထွက်လာပြီလေအခုလူကြီးမင်းရှောင်းရံပြစ်ပြစ်မှာနဲ့အားလုံးကသဘောတူမှတော့ကျွန်တော်တို့တော်ဝင်မျိုးနယ်စုလည်းကြံနေခဲ့လို့မဖြစ်ဘူးဆိုပြီးတော့သဘောတူလိုက်ပြီလေအားလုံးကသဘောတူပြီးတဲ့အချိန်မှာပဲဟိုင်းလောင်စီကိုသတင်းပို့ငှက်လေးရောက်လာပါတယ်ရာဖေးစီကပါပြောနေတာကတော့ရင်ရှမ်းကရင်ရင်နဲ့ကူဟီအတွက်မင်္ဂလာပွဲလုပ်ပေးမယ့်အကြောင်းမှာရင်ရင်ကကျင့်ကြံနေရင်ရောက်လာတော့မှထွက်လာခဲ့ပါဘာလို့ခိုးကြောင်ခိုးဝဲလုပ်နေသေးရလဲဆိုပြီးတော့အေးဆက်ဆက်နဲ့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာကူခေါ်ကဝင်လာပြီးမထင်ထားဘူးဒိုချီဆွဲရင်တွေကိုရွှေရှမ်းကချိတ်ပိတ်ထားပေမဲ့အာယုံခန္ဓာဆွဲကတော့ကောင်းသေးတာပဲဆိုပြီးတော့အပူတွေပြောလိုက်ပါတယ်ရင်ရင်ကတော့အစကရှင်းကိုလူကြီးလူကောင်းထင်ထားတာမထင်ထားဘူးရှင်လဲသူများဒုက္ခရောက်တဲ့အချိန်မှာအခွင့်အရေးဝင်ယူရတာပဲဆိုပြီးတဲပြန်ပြောလိုက်ပါတယ်ငါမလုပ်ဘူးဒါတွေအကုန်ရွှေရှမ်းရဲ့အကြံငါငင်းဆန်လို့မရဘူးဆိုပြီးပြန်ဖြေလိုက်ပါတယ်တကယ်တော့သူကရင်ရင်ကိုကြိုက်နေတာပါရင်ရင်ကတော့သူ့ကိုမိတ်ဆွေတယောက်အနေနဲ့ပဲသဘောထားတာပါရှောင်းရံကြောင်လာလို့မေးလိုက်တော့ရင်ရင်တယောက်ချက်ချင်းပဲရှောင်းမပြောနဲ့ဆိုပြီးអော်လိုက်ပါတယ်ကူဟီကရင်ရင်ငါငတုံးမဟုတ်ဘူးရင်ရှမ်းကငါ့ကိုပြောထားပြီးသားမင်းနဲ့သူနဲ့အမှန်တကယ်ကတဲကန်နာရမှာကလေးကအခြေအနေတွေရှိခဲ့တယ်ဒါပေမဲ့ငါမထင်ထားခဲ့တာကငါကဘာမှမဟုတ်တဲ့ကောင်ကိုရှုံးတာပဲဆိုပြီးကြေကွဲပြနေပြီလေရင်ရင်ကတော့ဘာပဲဖြစ်ဖြစ်ရှင်းမှုမပါဘူးကျမတခုပဲမေးမယ်ဆရာအကြံပေးတာကိုညင်မလားဆိုပြီးတော့မေးလိုက်တော့ငါမင်းနဲ့ထိုက်တယ်နဲ့မင်းနဲ့ရှောင်းရံကလုံးဝမဖြစ်နိုင်ဘူးလို့ပြန်ဖြေလိုက်ပါတယ်ရင်ရင်ကတော့ကျမကိစ္စရှင်းဝင်ပါရမလို့ကျမသဘောမတူတဲ့ကိစ္စကိုဆရာဆုံးဖြတ်ချက်ဆိုရင်တော့ခေါင်းမငိမ့်နိုင်ဘူးဆိုပြီးတော့ပြပြသားညင်လိုက်ပါတယ်စော်ပြစ်ကောင်လေးကတော့စိတ်တူပြီးတော့ငါဆေးပြီးရင်မင်းကိုပဲကြိုက်တာဟိုကောင်ရှောင်းရံကမင်းဒီလောက်ထိတတိယစရာဘာကြောင့်ရှိလို့လဲဆိုပြီးပေါက်ကွဲနေပြီလေနောက်လှည့်ပြီးတော့ရှောင်းရံကြားမနိုင်ငံတော်ကိုပြန်လာပြီလဲဆိုရောချက်ချင်းပဲမျက်လုံးပွင့်လာပါပြီမင်းဝမ်းတာမနေနဲ့ရှောင်းရံကရွှေလန်ကိုင်းကတိုက်ရှင်နေတာတေချာပေါက်ရှုံးပါပဲမင်္ဂလာပွဲပြီးရင်ငါရွှေရှမ်းကိုမင်းရက်ကိုထဲမှာချိတ်ပိတ်ထားတာကိုဖယ်ခိုင်းပေးမယ်ပြောပြီးတော့ထွက်သွားပါတယ်ရှောင်းရံကတော့မင်္ဂလာပွဲကျင်းပမဲ့နေ့မှာပဲသွားတိုက်မယ်ဆိုပြီးကြေညာလိုက်ပါတယ်ကြားလောင်ကဒီလောက်ထိပြန်လာလားဆိုတော့အားလုံးပဲသိမှာပါကုဟော်ကအင်အားကြီးတွေကိုဆင့်ခေါ်နိုင်တယ်သူသားတကယ်ရွှေလန်ကိုင်းကိုခိုးလုံလိုက်ရင်ဒီတိုက်ပွဲကရှုပ်ထွေးသွားနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်အားလုံးကလည်းလက်ခံလိုက်ကြပါတယ်ကြားလောင်ကလည်း2ရက်နေရင်တော်ဝင်မျိုးနယ်ကမင်းနဲ့တူတူတိုက်ပွဲဝင်မယ်ဆိုပြီးသဘောတူလိုက်ပြီလေကောင်းကင်ကိုမောကြည့်နေရင်လည်း2ရက်လုံးပြောင်းနေတော့သွားလိုက်ပြီးထင်နေတာလို့ပြောတော့မမကထွက်လာပါတယ်ဝင်းညင်ပေါင်းစီစေးလုံးမရခင်ထွက်သွားမှမဟုတ်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်ငါ့ကိုတက်ချင်သေးလားဆိုတော့မင်းကမတက်သိမ့်လို့လားဆိုပြီးတခုံးပဲပြန်မေးလိုက်ပါတယ်အဲ့ဒီကိစ္စလို့ပြောလိုက်တာနဲ့မမတယောက်နဲ့စောင်းထိုးနေပြီလေအချိန်ရောက်တာနဲ့ဆေးလုံးကိုပေးမှာပါအဲ့ဒီချိန်ကျရင်စားမစားကမဲလို့ပဲဆိုတော့မမကစားမှာပြီးရင်ကောင်းကင်စားစပယ်အုံးမွေကငါ့ကိုမနောက်ရှက်နိုင်တော့ဘူးအဲ့ဒီချိန်ကျရင်မတွေ့ဘူးပဲတက်လို့ရပြီဆိုပြီးတော့ပြောလိုက်ပါတယ်ရှောင်းရံကတော့တကယ်ပဲလားတကယ်စပယ်အုံးမွေကြောင့်လားကျွန်တော်ကတော့မယုံပါဘူးမတူစာပြေမကအကောင်သေးတဲ့ကောင်းကင်စားစပယ်အုံးမွေကိုကြောက်နေမယ်လို့မထင်ထားဘူးဆိုပြီးတော့ရှေ့တိုးလာပြီလေမမကတော့ငါဘီမကနင့်ကိုတန်ရောစင်နေရှိနေမယ်ထင်ထားလားဆိုပြီးပြန်မိလိုက်ပါတယ်ရှောင်းရံကတော့မထင်ရဲတဲ့အကြောင်းပြန်ပြောပြီးဒီတိုက်ပွဲကိုသူနိုင်မယ်လို့မသိကြတဲ့အကြောင်းပြောရင်းနဲ့ဘလို့တစ်သတည်သွားခဲ့ရင်ဝင်းကျင်ပေါစီစေလုံး30ရမလို့ပဲလွန်မြောက်ပါပြီလို့ပြောလိုက်ပါတယ်မမကတော့အဲ့လိုဆိုရင်ရွှေရှမ်းကိုကျေးဇူးတင်နေမှာဆိုပြီးတော့အကန်နေပြောနေပေမဲ့တကယ်တော့သူလည်းစိတ်ပူနေပါတယ်နောက်ဆုံးတော့မင်္ဂလာဆောင်ရမယ့်နေ့ကိုရောက်လာပြီလေရွှေလန်ကိုင်းသားတွေကလည်းအခမ်းအနားတွေပြင်ဆင်နေကြပါတယ်ရွှေရှမ်းကတော့ဒီနေ့ပြီးသွားရင်မင်းကရွှေလန်ကိုင်းကလူပဲဆိုပြီးတော့ကုခေါ်ကိုချုပ်နေပြီလေရှောင်းရံနဲ့ရွှေအားရဲ့ဆက်ဆံရေးကမယိုးသားဘူးငါဒီနေ့မင်္ဂလာပွဲကိုစီစဉ်တာတည်တော့သူတို့ဒီနေ့လာတိုက်ကြမှာပဲဆိုတော့ကုခေါ်ကဘသူ့ကောင်မှကျွန်တော်နဲ့ရွှေရဲ့မင်္ဂလာပွဲကိုဖျက်ဆီးခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးအသေးချာပြောနေပြီလေပြီးတာနဲ့ရွှေရဲ့ခန္ဓာကိုယ်တွေကချိတ်ပိတ်ထားတာကိုမင်္ဂလာပွဲပြီးရင်ဖျက်ပေးဖို့တောင်းဆိုလိုက်ပါတယ်အချိန်တန်လို့အတီတရားပြန်ဝင်လာရင်ခိုင်ချုပ်ရဲ့စေနာတွေကိုသူနားလဲမှာပါဆိုပြီးတော့ဖားနေပါသေးတယ်။ဒါပေါ့ရွှင်ရွှင်ကိုကြီးပြင်းတဲ့အထိငါပဲဆောက်ရှောက်လာတာဆိုပြီးဂုံစာပြနေပါပြီ။ရွှင်ရွှင်ကတော့လှပတဲ့သူတို့သမီးဝတ်စုံလေးကိုဝတ်ထားပေမဲ့မျက်လုံးတွေကတော့ချက်ဝက်အပိုင်းစားနဲ့စိတ်ကတော့ရှောင်းရံစီမှာပဲရောက်နေပါတယ်။ဝင်းကျင်တန်းတော်ကလည်းကူဟီနဲ့ရွှင်ရွှင်ကိုမင်္ဂလာဆောင်ပေးပြီးစီးရုံနိုင်လို့ရွှင်ရှမ်းကိုချီးကျူးနေပါတယ်။ရွှင်ရှမ်းကတော့သူဒီလိုလုပ်တာရှောင်းရံနဲ့ကူဟီကိုရတိုက်ပေးခြင်းလို့ဆိုပြီးပြန်ဖြေလိုက်ပါတယ်။နှစ်ဖက်စလုံးအားကုန်တော့မှသူကဂျားတွေကဝင်ပြီးမျက်ထုတ်ချင်တာပါ။ဝင်းကျင်တန်းတော်ကတော့ကူဟီကိုမသေးစေနဲ့ဒီကောင်းရဲ့ဝင်းကျင်စွမ်းအားကိုကြည့်ရတာထူးခြားတဲ့ဝင်းကျင်ခန္ဓာကိုဖြစ်မှာဆိုပြီးမှားလိုက်ပါတယ်။ကူဟီကအစင်းကြောင့်မော်ဆေးပညာရှင်တယောက်အနေနဲ့ရွှေလန်ကိုင်းတို့အကျိုးရှိရဆိုပြီးပြန်ပြောလိုက်တော့ဘာလဲမင်းကမကြည့်နိုင်ဘူးလားရွှင်ရှမ်းငါတို့ဝင်းကျင်နန်းတော်ကတေကန်နီးဖြစ်နေတဲ့မင်းကိုဒိုဆုံးဖြစ်အောင်လုပ်ပေးထားတာနော်အဲ့လိုပဲဘာမှမရှိတော့အောင်လဲလုံနိုင်စွမ်းရှိရဆိုပြီးချင်းချောင်းနေပြီလေရွှင်ရှမ်းကလည်းကျေးဇူးမမေးတဲ့အကြောင်းပြောပြီးကူဟီကိုစိတ်ဝင်စားနေတယ်ဆိုမှတော့ကိစ္စတွေအလုံးပြီးသွားရင်ဝင်းကျင်ကိုတိတ်ယူသွားပါဆိုပြီးထိုးကျွေးနေပြီလေအလိုက်တီသားပဲဇလန်ကောင်းတို့စောက်ကြည့်နေမယ်လို့ပြောပြီးတော့ပျောက်သွားပါပြီမင်္ဂလာပွဲမှာလည်းဧည့်သည်တွေကရောက်နေကြပြီလေပြီးတာနဲ့တို့သမီးဖြစ်တဲ့ရွှင်ရွှင်ဝင်လာပါတယ်ရွှင်ရှမ်းကထားလိုက်ပြီးတော့ချစ်တဲ့ဘက်နဲ့ဆေးဘရင်ကူဟီရဲ့မင်္ဂလာပွဲကိုတက်ရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ဒီနေ့ကျွန်တော်ခိုင်ချုပ်အနေနဲ့ကြေညာပါမယ်ဆိုပြီးတော့ချစ်တဲ့ဘက်ရွှင်ရွှင်ကိုဆေးဘရင်ကူဟီနဲ့လက်ထပ်ပေးလိုက်ပါပြီဆိုပြီးတော့မင်္ဂလာပွဲကိုစလိုက်ပြီလေမုံမြေကိုဂါတော်ပြူရမယ့်ချိန်မှာပဲရှောင်းရံရောက်လာပြီးဝင်တာလိုက်ပါပြီရွှင်ရှမ်းဘာလို့ဒီလောက်ထိလောနေရလဲဒီနေ့မင်္ဂလာပွဲလားဇာဗနာပွဲလားမသိကြသေးဘူးတော့ဆိုပြီးပြောလိုက်ပါတယ်ရွှင်ရှမ်းကတော့လှောင်ပြုံးပြုံးလိုက်ပြီးမင်းကအိမ်ရမဲတဲ့ခွေးတကောင်ပဲဒီမှာစကကြီးစကကျယ်တွေလာပြောနေရလားဆိုပြီးပြန်ပြောလိုက်ပါတယ်ရှောင်းကလန်ကိုဖျက်ဆီးခဲ့တဲ့သွေးကြီးကိုရွှေလန်ကိုင်းတစ်ခိုင်းလုံးနဲ့အယော်ပေးမယ်ဆိုရင်တော့မကြည်အေးနိုင်ဘူးဆိုတော့ရွှင်ရှမ်းကရှောင်းရံရဲ့နောက်ကိုကြည့်လိုက်ပြီးကြားရှက်တဲ့ဘာလဲမင်းကလည်းအဒီလိုင်းမသိတဲ့ကောင်စိုးလေးဘက်ကလားဆိုပြီးမေးလိုက်ပါတယ်မင်းတို့ရွှေလန်ကိုင်းရဲ့အကျယ်စီတွေကတိတာနေပြီပဲငါတို့ကိုမတုံ့ပြန်မှတ်နေတာဆိုပြီးတော့ကြားလောင်ကပြန်ဖြေလိုက်ပါတယ်အဲ့ဒီချိန်မှာရွှင်ရွှင်တယောက်ကတော့ရှောင်းရံအတွက်စိတ်ပူနေပြီလေဒါကိုကူဟီကရိပ်မိပြီးတော့
ရွင်အားမင်းဘာလို့ရှောင်းရံကိုဒီလောက်ထိဂယူးဆိုင်နေတာလဲဆိုပြီးတော့တင်းနေပါပြီနောက်လှည့်ကြည့်လိုက်ပြီးတော့ရှောင်းရံဒီနေ့က9ရက်မင်္ဂလာပွဲနေပဲဒါကိုမင်းကလူတွေခေါ်လာပြီးရွင်လန်ကိုင်းမှာလာတောင်းကြတယ်တရားလုံးနဲ့မထင်ထားဘူးလားဆိုပြီးអော်လိုက်ပါတယ်ရှောင်းရံကတော့တစ်ချက်ကြည့်လိုက်ပြီးတော့ရွင်လန်ကိုင်းကရှောင်းကလန်ကိုတက်ဖြတ်တာကြတော့ရောတရားမလွန်လို့လားရွင်လန်ကိုင်းကမိထဲရမျိုးနွယ်စုကိုဝင်တိုက်တာကရောတရားမလွန်ဘူးလားဆိုပြီးပြန်မေးလိုက်ပါတယ်မင်းတို့တောင်တရားလွန်ရဲမှာတော့ငါလည်းဘာမှမလုပ်ရဲစရာမရှိဘူးဆိုပြီးတော့ပြန်ပြောလိုက်တော့လန်သွားကြပြီလေရွင်ရှမ်းကမင်းနဲ့ရွင်ကိုတကယ်ပေးသားခြင်းနဲ့များထင်နေလားမင်းဆိုတဲ့ဆေးဘရင်ကိုစီးအောင်ခြင်းလို့ပဲပြီးတော့မင်းရဲ့ကြောတောင်းတော့အင်အားကိုမလို့ဆိုပြီးတော့ရှောင်းရံကထပ်ပြောလိုက်တော့အဲ့တော့ဘာဖြစ်လဲငါရွင်အားကိုချစ်တယ်လေသူ့အတွက်ဆိုရင်ရွင်လန်ကိုင်းကိုဝင်ဖို့သဘောတူတယ်ဆိုပြီးတော့နွားလေးကဘာမှမဖြစ်တယ်လို့လည်းပြန်ဖြေလိုက်ပါတယ်ရှောင်းရံကရွင်ရှမ်းအင်အားကြီးတဲ့သူကိုတိမ့်သွင်းဖို့အတွက်ကိုတပည့်ကိုတောင်ဒီလိုအောက်တန်းကြတဲ့နီးကိုသုံးတယ်တကယ်မွန်မြတ်တဲ့ဆရာပဲဆိုပြီးမခံကျင်အောင်ပြောနေပါတယ်ရွင်ရှမ်းကတော့မင်းကိုဒီတစ်ခေါက်တေချာပေါက်ဖမ်းပြီးရှာရင်းကနေဖျက်ပစ်မယ်ဆိုပြီးချိန်လိုက်ပါတယ်ကူဟီကလည်းဒီကိစ္စသူနဲ့အနေအများသက်ဆိုင်နေတာမို့သူတိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကတော့သူ့ကိုအဟန်သားဖြစ်စေတဲ့သူမှန်သမျှသူ့ရန်သူပဲကူဟီလည်းလာထားဆိုပြီးတိုက်ဖို့ပြင်လိုက်ပါတယ်10ခွက်အတွင်းမင်းမရှုံးဘူးဆိုရင်ငါချက်ချင်းထွက်သွားမယ်ဒါပေမဲ့ရှုံးခဲ့ရင်တော့ရွင်လန်ကိုင်းရဲ့ကိစ္စကိုမင်းဝင်မပါနဲ့ဆိုပြီးတော့ရွင်လန်ကိုင်းရဲ့နောက်ခံရောက်သွားအောင်ပြောလိုက်ပါတယ်ကူဟီကစိန်ခေါ်မှုကိုလက်ခံပြီးငါသူ့ရဲ့ရှေ့မှာမင်းကိုအတိုင်းပိုင်းပြမယ်ဆိုပြီးတော့ပြေးတိုက်ပြီလေရှောင်းရံကပေတယ်နဲ့ကာလိုက်ပါတယ်ပြီးတာနဲ့ဇက်တိုက်နေကြပြီလေကူဟီကမီလီယံသား1000ကိုသုံးပြီးတော့မင်းသာပေါ်မလာရင်ငါလိုချင်တာရနေပြီဒါပေမဲ့မင်းကိုအတိုင်းပိုင်းပြီးရင်လည်းအချိန်မီပါသေးတယ်ဆိုပြီးပြောပြီးတော့တိုက်လိုက်ပါတယ်ရှောင်းရံကတော့ရှောင်းလိုက်ပြီးပေတယ်နဲ့တစ်ချက်ရမ်းလိုက်တာဓာတ်တွေကုန်ပြောက်ကုန်ပြီလေကူဟီကလည်းဓာတ်တွေကိုထုတ်ပြီးထပ်တိုက်ပါတယ်ရှောင်းရံကတော့လျှက်စီး3000ဆွမ်းနဲ့ရှောင်းပြီးတော့အစိမ်းရောင်မီတောင်နဲ့ထပ်တိုက်နေပြီပဲကူဟီရဲ့ခရမ်းရောင်မီတောင်ကလည်းအားကောင်းနေတယ်လေရှောင်းရံရှစ်ကွက်ရှိပြီနော်ဆိုပြီးတော့ခရမ်းရံတောင်မန်တွေကိုထုတ်လိုက်ပါပြီအောက်ကလူတွေကတော့ရှောင်းရံမနိုင်တော့ဘူးဆိုပြီးထင်ကြေးပေးနေကြပါတယ်ရှောင်းရံကတော့မင်းကိုဖြည့်ရှင်းဖို့အတွက်2ကွက်ဆိုတုံးလောက်ပြီဆိုပြီးပြောပြီးတော့ပေရောင်ကိုသုံးလိုက်ပြီးတော့ဒိုချီစွမ်းရည်တွေကိုထုတ်လိုက်ပါတယ်အောက်ကလူတွေကဒိုခွန်လားဆိုပြီးအံအားသိနေကြပေမဲ့ရွင်ရှန်ကတော့ဟန်ပြသက်သက်ပဲတကယ်အဆင့်ကိုမရောက်သေးဘူးကူဟီကို10ခွက်အတွင်းနိုင်ဖို့ကဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးယုံကြည်နေပါတယ်လျှက်စီး3000ဆွမ်းကိုသုံးလိုက်တော့ကူဟီကလည်းစိတ်ရယုံသီးစိတ်ကိုသုံးပြီးတော့ခရမ်းရောင်ပြီးတော့လက်သိန်းနဲ့တိုက်လိုက်ပါတယ်ရှောင်းရံကတော့ချွေကြားချင်းတဲ့ဟင်းတန်ကိုထုတ်ပြီးသုံးလိုက်တော့ကူဟီအပြင်ရွင်လန်ကိုင်းကတပည့်တွေပါနားပိတ်ထားရပြီလေကူဟီကလည်းခရမ်းသိန်းငက်လောင်ကျွမ်းမှုကိုထုတ်ပြီးတော့ပြန်တိုက်လိုက်ပါတယ်ခရမ်းရောင်သိန်းငက်ကြီးကိုရှောင်းရံတယောက်လက်သီးနဲ့ထိုးလိုက်တာပေါက်ကွဲသွားပြီလေအစိမ်းရောင်မီလီယံတွေကြောင့်သူတို့သမီးကိုအုပ်ထားတဲ့ပဝါလေးပါလွင်သွားပါတယ်ကူဟီကတော့သွေးရန်လိုက်ရပြီလေရှုံးသွားပါပြီကြားလောင်ကတော့ပြဿနာတစ်ခုနည်းသွားတာပေါ့လို့ပြောလိုက်ပါတယ်ဟိုင်လောင်ကကြားလောင်ကိုခဏနေတိုက်ခိုက်ရင်ရွင်လန်ကိုင်းကအကြီးကဲတွေကိုတားထားသူတို့မှောင်ဝင်ကပောက်မဖန်တီးစေနဲ့ရွင်ရှမ်းကိုတော့ရှောင်းရံပြောသလိုပဲသူ့ကိုပဲလွှတ်ထားလိုက်ဆိုပြီးမှာလိုက်ပါတယ်ကူဟီတယောက်အရှုံးကိုလက်ခံပြီးတော့ပိုင်ဆိုင်ရလူနေပါမိမလာလေးကိုကြည့်ပြီးတော့ရွင်ရွင်မင်းရဲ့ရွေးချယ်မှုကမှန်ကောင်းမှန်နိုင်ပါတယ်ငါသူ့ကိုမနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်ရွင်ရှမ်းကိုလည်းသူရှုံးလို့ဂရီးတီရပါမယ်ဒီမင်္ဂလာပွဲကိုလည်းဂန်ရုပ်ကပဲဖျက်သိမ်းပေးပါလို့ပြောပြီးထွက်သွားပြီလေတခြားဧည့်သည်တွေကလည်းလိုက်ပြီးတော့ပြန်သွားကြပါတယ်ရွင်ရှမ်းကထားလိုက်ပြီးတော့ရှောင်းရံကိုငါဝင်ခံရမယ်မင်းလွန်ခဲ့တဲ့3နှစ်ကထက်ပိုတိုးတက်လာတယ်ဒါကြောင့်ဒီတစ်ခေါက်ရွင်လန်တောင်ကနေပြီးတော့ရှင်လျက်ပြန်မစင်းရဘူးဆိုပြီးပြောပြီးတော့ဒိုချီစွမ်းရည်တွေကိုထုတ်လိုက်ပါတယ်ကျူးကျော်သူမှန်သမျှကိုအကုန်တက်ဆိုပြီးအမေပေးလိုက်ပြီလေအကြီးကဲတွေကစပြီးလှုပ်ရှားကြပါတယ်ရှောင်းရံကတော့ရွင်ရှမ်းမင်းအကုန်တက်လို့ပြောစရာမလိုဘူးမင်းကြောင့်ငါအဖေပြောက်ဆုံးတာရှောင်းကလန်ကိုဖျက်ဆီးတဲ့ရန်ကြီးကအစကတည်းကတေမအဆုံးသက်မှာဆိုပြီးပြောလိုက်ပါတယ်ရွင်ရှမ်းကတော့ကောင်းစုပ်မင်းဖေကငါလက်ထဲမရောက်တာကန်းကောင်းတယ်မဟုတ်ရင်သူ့ကိုကောင်းကောင်းကြီးနှိပ်စက်မှာဒါမှစိတ်ထဲကအညှိုးတွေကြိမ်မှာလို့ပြောလိုက်တော့ရွင်တယောက်သူပဲလေးစိတ်တိကိုက်မှာဆိုရင်ပြီးတော့ဝင်ပြောနေပြီလေရှောင်းရံကသူ့အဖေပဲမှလဲလို့မေးလိုက်တော့မင်းတက်လုံးပြန်ကယ်လို့မရတဲ့နေရာမှာဆိုပြီးပြန်ဖြေလိုက်တော့ဝင်းကျင်တဲ့တော့ရဲ့လက်ထဲမှာမှန်သိသွားပါပြီရွင်ရှမ်းကမင်းဝင်းကျင်တဲ့တော့ကိုတိတာမင်းကိုယ်တွေကဝင်းကျင်ကပြောပြတာမလားဆိုပြီးပြန်မေးလိုက်ပါတယ်အဲ့တော့မှရှောင်းရံတယောက်ရွင်ရှမ်းနဲ့ဝင်းကျင်တဲ့တော့ဆက်ဆက်နေတာသိကြသွားပါတယ်တပည့်တွေအားလုံးဆက်ကွင်းကိုချခိုင်းလိုက်ပြီလေမင်း3နှစ်တွင်ဘယ်လောက်ထိတိုးတက်လာလဲငါကိုယ်တိုင်ဆက်သက်မယ်လို့ပြောပြီးတော့ရှေ့ထွက်လိုက်ပါတယ်ရှောင်းရံတယောက်ကောင်းကင်မီးလုံးတွေသွင်းပြောင်းချင်းစဉ်ဂျပန်စိန်ပြောင်းလဲမှုကိုထုတ်ပြီးတော့စွမ်းရည်တွေကိုမြင့်တင်လိုက်ပါတယ်စွမ်းအားတွေကိုမြင့်နေပြီးတဲ့လျှို့ဝှက်ချင်းစဉ်လားမင်းဘယ်လောက်ထိတိုးတက်လာလဲဆိုတာငါစမ်းကြည့်မယ်လို့ပြောပြီးလက်ကိုရမ်းလိုက်ပါတယ်လေဟာနယ်ထဲမှာလမ်းလျှောက်လာတဲ့ရွင်ရှမ်းကိုလျှက်စီး3000နဲ့သုံးပြီးတော့အနောက်ကနေပေတယ်နဲ့ဝင်ခုတ်ပါတယ်ရွင်ရှမ်းကတော့လာတိုက်သမျှကိုလက်ဗလာနဲ့ကာနေရပြီလေမင်းရဲ့အရှိန်ကမြန်ပါတယ်ဒါပေမဲ့ဒိုးဝမ်တွေကိုပဲတိုက်ဖို့အသုံးဝင်မယ်လို့ပြောနေတော့မှဒီလိုဆိုရင်ရောဆိုပြီးအပေါ်ကနေတက်ခုတ်ပြီလေရွင်ရှမ်းကကာလိုက်တော့အဆက်မပြတ်တိုက်နေပါတယ်ရွင်ရှမ်းကလည်းအမြန်နှုန်းကမဆိုးပေမဲ့စွမ်းအားတွေကတော့လိုသေးတယ်လို့ပြောပြီးပြန်တိုက်ပါတယ်ရှောင်းရံတရားအောက်ကိုလွန်သွားပါပြီပြီးတာနဲ့ပြန်တက်လာပြီးတော့ရှစ်ဆပြင်းထန်လက်သီးနဲ့ဝင်ထိုးပြီလေရွင်ရှမ်းကကာလာရင်းနဲ့ဒီအကွက်ကိုမင်းလွန်ခဲ့တဲ့3နှစ်ကလေးကသုံးပြီးသားလေဆိုတော့တိုင်းကွက်တူတော်လည်းဘာဖြစ်လဲခမားကြီးမတက်မတာခံစားဖို့ကအဓိကပဲဆိုပြီးတော့စွမ်းရည်တွေကိုလက်သီးတဲကိုထည့်ပြီးဇက်တိုက်ထိုးပါတယ်နောက်ဆုံးတစ်ချက်ကိုရွင်ရှမ်းတယောက်မကနိုင်တော့ပဲရင်ဘက်နဲ့လက်သီးနဲ့နှုတ်ဆက်လိုက်ရပါတယ်တောင်နေပါဖောက်ပြီးတော့လွင့်သွားပြီလေရင်ဘက်ကိုကြည့်ပြီးတော့ဒိုဆုံးစင်ကိုရောက်ကြတဲ့ကမင်းကပထမဆုံး9ခုပေါ်မှာလက်သီးရထင်စေတဲ့လူပဲဆိုပြီးတော့အစိမ်းရောက်တို့ကြီးစွမ်းရည်နေပြီးပတ်ပတ်လေးမှာပေါ်လာပါတယ်ရွင်ရှမ်းရဲ့ကိုယ်တွေကထွက်လာတယ်အစွမ်းထက်ဖီရတဲ့ကြောင့်တောင်နေပါပြိုကုန်ပြီးတော့တခြားလူတွေကလည်းသတိထားလိုက်မိပါတယ်ဟိုင်လောင်ကတော့အချိန်ဆွဲခိုင်းထားတာကိုတကယ်တိုက်နေလို့စိတ်ပူနေပြီလေရွင်ရှမ်းရဲ့စွမ်းအားကအကြီးကဲစူးချင်းထက်မြင့်ပြီးတော့ရွင်ရှမ်းကိုရှင်းနိုင်တဲ့သူကမဒူစာပဲရှိမယ်ဆိုတာရှောင်းရံတယောက်ကြည့်ပြီးတော့တွေးလိုက်မိပါတယ်ရှောင်းရံကိုယ်တွေကနေလည်းကြောက်စိတ်အောင်ပြီးတော့တွေထွက်လာပါပြီဒါကိုရွင်ရှမ်းကကြည့်ပြီးကောင်းကင်ပြီးတော့ဟုတ်လားအဲ့ဒါကမင်းရဲ့ထောက်ပံ့လားဒါဆိုရင်တော့ငါကမင်းကိုဒီနေ့စိတ်ပြက်စေရလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်အမြင်ကွယ်သွားတာနဲ့ရွင်ရှမ်းကစတိုက်ပါတယ်တောင်ကိုပတ်ပြီးတော့တိုင်ရင်တောင်မှာနှစ်ချမ်းကွဲသွားပြီလေအဲ့ဒီကြားထဲမှာပြန်ပြီးတော့ဆက်တိုက်နေပါတယ်တောင်တစ်ခုလုံးကပေါက်ကွဲထွက်သွားပါပြီငါပြောသားပဲငါလို့ဒိုဆုံးဘိုးဘေးတယောက်ရဲ့ရှေ့မှာဘယ်တိုက်ကွက်မဆိုအလကားပဲဆိုပြီးတော့ရွင်ရှမ်းတယောက်လေးကြီးနေလိုက်ပါတယ်
ပြောနေတော့မှာပဲရှောင်းရံကဝင်တိုက်တော့တေးချင်းနေတာပဲဆိုပြီးတော့ကာလိုက်ပါတယ်အဲ့ဒီချိန်မှာရောက်လောင်ထွက်လာပြီးငါးတပည့်ကိုမင်းလိုဒိုစုံလေးကအနိုင်ကျင့်လို့ရမလားဆိုပြီးဝင်တိုက်ပြီလေရွှင်ရှမ်းကရှောင်းဖို့လုပ်လိုက်ပေမဲ့ရှောင်းရံကချုပ်ထားလိုက်ပါတယ်ကြော့ကော့ပြီးတော့အောက်ကိုပြုတ်ကျသွားပါပြီလေးဘက်ထောက်ပြီးတော့တွေးရလိုက်ရပါတယ်ရောက်လောင်ကိုကြည့်ပြီးတော့သူကဘာတူလဲကြားမနိုင်ငံတော်မှာဘယ်တော့မှဒီလောက်အင်အားကြီးတဲ့လူရှိလာတာလဲဆိုပြီးတော့ရွှင်လန်ကိုင်းသားတွေကအံ့ဩနေကြပါတယ်ရင်ကတော့သူ့ဘဲကအကုန်လုံးကိုတက်ပြတ်တော့မှလားဆိုပြီးစိုးရိမ်နေပါတယ်ရွှင်ရှမ်းပြန်ထားလာတော့အရင်တုန်းကငါ့လိုဝိဇ္ဇာကြီးတာမင်းရဲ့ရွှင်လန်ကိုင်းကိုရှင်းကျင်နေဆိုရင်စကားတခွန်းပြောရုံနဲ့လုံလောက်တယ်ဆိုပြီးတော့ရောက်လောင်ကပြောလိုက်တော့ဝိဇ္ဇာဟုတ်လားမက်ဆီရှေကအဖိုးကြီးကဒိုဇန်တိုက်ဝိဇ္ဇာဆင်လာဆိုပြီးတော့လန်သွားကြပြီလေဒါပေမဲ့တစ်ချက်ရဲလိုက်ပြီးတော့အဲ့ဒီတုန်းကဘလောက်ပဲတန်မာခဲ့ပါစေတိုက်ခိုက်မဲ့သူပေါ်လာမှာပဲလို့ပြောလိုက်ပါတယ်ဝင်းကျင်တန်းတော်ကိုပြောနေတာပါပြန်ထလာပြီးတော့ခမည်းလဲရှောင်းရံတဲ့တူတူနေခဲ့လိုက်တော့ဆိုပြီးတော့ကြွေလိုက်ပြီလေမင်းတယောက်ထဲနဲ့လားဆိုတော့ငါအစွမ်းစားနဲ့တော့ရချင်မှရမယ်ဒါပေမဲ့ခမည်းကိုစောင့်နေတာတော်တော်ကြာတဲ့လူတယောက်ရှိရဆိုပြီးတော့ပြောပြီးတာနဲ့အနက်ရောင်မျိုးကိုတွေထွက်လာပါပြီခိုင်းသားတွေကလည်းဘယ်အချိန်တုန်းကဒီလိုစမ်းကြတဲ့အရာကြီးခိုင်းထဲမှာတင်ထားလဲဆိုပြီးအံ့ဩနေကြပါတယ်သူတို့သိတာဘာမှမရှိပါဘူးရင်တယောက်3နှစ်တာချင်းဆိုပွဲတုန်းကသူလိုက်ခဲ့တဲ့အရာရဲ့အငွေးတက်နဲ့တူတာကိုသတိထားမိသွားပါတယ်ဆရာကဘလို့အရာတွေနဲ့ပတ်သက်နေရလဲဆိုပြီးသိကျင်နေပြီလေထွက်လာတာကတော့ဝင်းကျင်တန်းတော်ရဲ့စောင့်ရှောက်သူပါထွက်လာတာနဲ့ရောင်ချမ်းထင်မထားဘူးမင်းကိုယ်တိုင်ရောက်လာတာပဲအဲ့နှစ်တုန်းကမင်းကန်ကောင်းပြီးလွတ်သွားတော့မင်းကိုလိုက်ရှာဖို့ငါဝင်းကျင်တန်းတော်ကတော်တော်အားဆိုင်လိုက်ရတယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်ကြွတ်တအုပ်နဲ့တူတဲ့ကောင်တွေအဲ့တုန်းကမင်းတို့တလိမ့်ဆန်ကောင်ဟန်ဖုန်းကိုကူပြီးတော့ငါ့ကိုတိုက်ခိုက်ခဲ့တာအဲ့ဒီကြွေးကိုငါဒီနေ့ကောင်းကောင်းဖြေရှင်းရမယ်ဆိုပြီးရောက်လောင်ကပြန်ပြောလိုက်ပါတယ်ဟိုကလည်းမင်းမခန္ဓာကိုယ်ရှိနေသေးရင်တော့ငါနည်းနည်းလောက်ကြောက်အောင်ပဲအခုမင်းရဲ့ပုံစံနဲ့ကတော့ဝင်းကျင်ကိုယ်တဲ့တစ်ခုကိုအရားယူဖို့ဆိုတာငါတို့ဝင်းကျင်တဲ့တော့ကဒီလက်နေအများကြီးရှိရလို့ပြောရင်းနဲ့ကိုထင်ပြလိုက်ပြီလေရှောင်းရံမင်းကိုငါမကူညီနိုင်တော့ဘူးသတိထားပါလို့မှားလိုက်ပါတယ်ဝင်းကျင်တဲ့တော်ရဲ့အဆောင်ရှောက်သူကတော့ရှောင်းကလန်ကလိုချင်တာရှိသေးလို့ရှောင်းရံကိုမသေးစေနဲ့ဆိုပြီးရွှေရှမ်းကိုလှည့်ပြီးမှားလိုက်ပါတယ်အဲ့ဒီစကားကိုကြတော့ဝင်းကျင်တဲ့တော်ကလိုချင်တာကတိုရှီရှေးအောင်အင်ပါယာကြောက်စိမ်းများမှန်းရှောင်းရံတယောက်ရိမ့်ပြီးသွားပြီလေပြီးတာနဲ့တိုက်ကြပါပြီရှောင်းလောင်နဲ့ဝင်းကျင်တဲ့တော်ရဲ့ဆောင်ရှောက်သူတို့တိုက်နေကြတာကိုရှောင်းရံကဝင်တိုက်မယ်လို့တော့ရွှေရှမ်းကဝင်ထားလိုက်ပြီးတော့မင်းကိုဘယ်သူကူနိုင်မလဲကြည့်ကြသေးတာပေါ့ဆိုပြီးပြောလိုက်ပါတယ်ရောက်လောင်တို့ကလည်းအကျိတ်နဲ့တိုက်နေကြပါပြီလက်ထဲမှာကင်ထားတဲ့ဒဇင်နဲ့ခုတ်ချလိုက်တော့ရောက်လောင်ကကာလိုက်ပါတယ်မင်းလိုဝင်းကျင်ကောင်ကငါ့ကိုတက်ချင်ရင်ဆိုပြီးတော့30စိတ်ဝင်းကျင်ဖြတ်ချိုးကိုထုတ်သုံးလိုက်ပါတယ်ရောက်လောင်တယောက်ရှောင်နေရပါပြီပြီးတာနဲ့သူ့ရဲ့ပေတံကိုထုတ်ပြီးပြန်တိုက်ပြီလေဒီအဖိုးကြီးကတကယ်အံ့ဩကောင်းတာပဲဒါကြောင့်မလို့ဝင်းကျင်တဲ့တော့ကအဆောင်ရှောက်3ယောက်လွတ်တာကိုတောင်မဖမ်းမိတာကိုတော်တော်လေးလက်ပေါက်ခဲ့တယ်ဆိုပြီးတော့ရွှေရှမ်းကိုရှောင်းရံကိုမြန်မြန်ရှင်းဖို့လှည့်ပြောလိုက်ပါတယ်ရွှေရှမ်းကလည်းတကွက်ထဲနဲ့ပဲရှင်းမယ်ဆိုပြီးတော့အစိမ်းရောင်ဆွမ်းရည်တွေခေါင်းပေါ်ကနေထွက်လာပါပြီဆွမ်းရည်ဝဲကရက်ထဲကနေပြီးတော့ဓာတ်ရှည်တစ်ခုလည်းပေါ်လာပါတယ်ပြီးတာနဲ့လေဖြတ်စီးသားနဲ့တိုက်လိုက်ပါတယ်တောင်နှစ်ခုကရှောင်းရံရဲ့လမ်းကြောင်းကိုပိတ်ထားလိုက်ပါပြီဓာတ်ကလည်းကျလာပါပြီရှောင်းရံကတော့ဟင်းလင်းမြင့်တောင်တဲ့စိတ်ကိုထုတ်တုံးလိုက်ပါတယ်ရှိသမျှလူတွေအကုန်လုံးလွတ်ထွက်ကုန်ပြီလေရှောင်းရံလက်ထဲကနေလည်းသွေးတွေစီးကြလာပါတယ်ရွှေရှမ်းကတော့ငါမင်းကိုပေါ်သေးသေးထင်မိတာပဲအခုသုံးတဲ့တိုင်ကမနှိမ်ဘူးမလားလိုအပ်တဲ့ဒိုကြီးစွမ်းရင်ကလည်းများမှာပဲမင်းအခုဘယ်နှခေါက်ထပ်သုံးနိုင်အောင်မလဲဆိုပြီးတော့ဓာတ်ကိုထုတ်လိုက်ပါတယ်ရှောင်းရံကလည်းဒိုစုံတယောက်ကိုနိုင်ဖို့အတွက်ကဟင်းလင်းမြင့်တောင်တဲ့စိတ်ကိုထပ်သုံးဖို့ကျင်သားမရသေးဘူးတကွက်ထဲနဲ့မနိုင်လောက်ဘူးဆိုတာသိပါတယ်သူ့ရဲ့ဆရာကလည်းနိုင်မထင်ရပေမဲ့ဝင်းကျင်ကိုယ်တဲ့တစ်ခုဖြစ်နေတော့ဒိုစုံတယောက်နဲ့ကြာမတိုက်နိုင်တာကိုသတိထားလိုက်မိပါတယ်ဟိုက်လောင်တို့လာတဲ့အထိအချိန်ဆုံးနဲ့ချကွာဆိုပြီးတော့ဆေးလုံးကိုထုတ်ပြီးတောက်လိုက်ပါတယ်ပြီးတာနဲ့တိုက်ကြပါပြီဓာတ်နဲ့တိုက်သမျှကိုဇက်တိုက်ရှောင်နေရပြီလေရှောင်ရင်းနဲ့ပဲအချိန်ကိုက်ဆောင်ပြီးတော့ကြည်လင်ကြမ်းနှလုံးမီတော့ကိုထုတ်သုံးလိုက်ပါပြီရွှေရှမ်းကတော့တေးစမ်းလာပြန်ပြီးဒီကွက်ဆိုပြီးတော့ချိန်ဆနေပါတယ်ရှောင်းရံကကောင်းကင်မီတော့3ခုကိုပေါင်းနေတော့မှရွှေရှမ်းတယောက်နောက်ကနေလိုက်တိုက်ပါတယ်ရှေ့ကနေကြောက်စိမ့်ပလင်းနေနဲ့ပြစ်ပေါင်းနေပါတယ်လိုက်တဲ့အချိန်နေအောင်တစ်လုံးပြီးတစ်လုံးထုတ်သုံးနေရပြီလေနောက်ဆုံးမှာတော့ကောင်းကင်မီတော့တွေပေါင်းဆက်သွားပြီးတော့3ယောက်ချိန်မိကြပန်းလေးပေါ်လာပြီလေဒီနေ့ပဲလွန်ခဲ့တဲ့3နှစ်ကရန်ကျွေးကိုအဆုံးသတ်ကြတာပေါ့လို့ပြောပြီးတော့ဂျာပန်ကိုလှုပ်ပေးလိုက်ပါတယ်3ယောက်ချိန်မိဂျာပန်ကစွန့်ရင်ဆွဲခဲ့ရက်ကိုကြော်ပြီးတော့ရွှေရှမ်းစီကိုတက်တက်မက်မက်ရောက်လာပြီလေမိဂျာပန်ပောက်ကွဲမှုကြောင့်ကျန်တဲ့လူတွေအကုန်လုံးကလည်းလွတ်ရကိုပြေးနေရပါတယ်ရွှေလန်ခိုင်းတစ်ခုလုံးဆုတ်ပြတ်တက်သွားပါပြီလင်ချိုးရကတော့ရှောင်းရံရဲ့ဆွမ်းအားကိုကြည့်ပြီးရှောင်းရံကိုကြော်ဖို့ကခက်နေကြောင်းကိုသဘောပေါက်သွားပါတယ်ဝင်းကျင်တန်းတော်ရဲ့ဆောက်ရှောက်သူကလည်းရောက်လောင်ကဝင်းကျင်ကိုယ်တည်းပဲရှိပေမဲ့သူမဖမ်းနိုင်တော့တဲ့ထိဆွမ်းနေတော့တိုင်ပတ်နေပြီလေမင်းရဲ့ဆွမ်းအားလောက်နဲ့ငါးစီကဝင်းကျင်ဆွမ်းရင်ကိုလူကြုံကျင်နေဆိုရင်10နှစ်လောက်ကြိုးစားလိုက်ဆိုပြီးတော့ရောက်လောင်ကလည်းပြန်ပြောလိုက်ပါတယ်ဟုတ်လားမင်းကငါ့ကိုလိုတဲ့ထင်နေရလားဆိုပြီးတော့ဆောက်ရှောက်သူကလည်းဒိုရှိဆွမ်းရင်တွေကိုထုတ်သုံးလိုက်ပါပြီဝင်းကျင်တန်းတော်ရဲ့ကိုင်တယ်တဲ့နီးကရောက်လောင်အတွက်အဆင်မပြေတာကိုကိုယ်တိုင်ခံစားမိနေပါတယ်ကောင်းကင်ဘောကနေပြီးတော့ရှောင်းရံတယောက်ပြုတ်ကျလာပါတယ်ရွှေလန်ခိုင်းကတပည့်တွေကတော့တေးပြီးထင်နေပေမဲ့အချိန်မီပြန်သတိရလာပြီးဒိုချီတောင်မန်တွေကိုထုတ်လိုက်ပါတယ်ပြီးတာနဲ့ရွှေရှမ်းလို့អော်ပြီးတော့နောက်ကနေတောက်လျှောက်လိုက်လာပြီလေရွှေရှမ်းကလည်းသူ့ရဲ့အကြောင်းကိုသူသိတော့ပြေးပါတယ်ဒီနေ့မင်းကိုအစပေါင်းများစွာပြန်ပေးဆက်ခိုင်းမယ်လို့ပြောပြီးတော့ပြေးထိုးပါပြီအဖေအတွက်လက်စားချေတာလို့ပြောပြီးတော့မင်းကိုပင့်လက်သီးတစ်ချက်သေသွားတဲ့ရှောင်းမျိုးနဲ့သူ့အတွက်တစ်ချက်ငါးကိုဒုက္ခိတဖြစ်အောင်လုပ်တာတစ်ချက်ဆိုပြီးတော့တစ်ချက်ပြီးတစ်ချက်လက်သီးစာတွေကျွေးနေပါပြီနောက်ဆုံးတစ်ချက်ကိုထိုးမဲ့အလုံးမှာတော့ရှောင်းရံလို့អော်ပြီးတော့ယူရင်ကတားလိုက်ပါတယ်ကြားလောင်တို့ကလည်းဒါကအဆုံးဖြတ်ပေးမဲ့လက်သီးတစ်ချက်ဆိုတာခံမှန်းမိကြတယ်လေယူရင်အတန်ကြောင့်ခဏရက်သွားပေမဲ့ရှောင်းကလန်ပြက်စီရတဲ့နေ့ကိုပြန်တွေးပြီးတော့ထိုးချလိုက်ပါပြီရွှေရှမ်းတက်ရောက်ကွင်းထဲကိုကြပြီးတော့အသွက်ထွက်သွားပါတယ်ရှောင်းရံကတော့ဒိုချီစွမ်းရည်တွေကိုအကုန်သုံးလိုက်ရတဲ့အတွက်အားကုန်ပြီးပြုတ်ကြမယ်လို့ဖြစ်တော့ရောက်လောင်ကဝင်ထိန်လိုက်ပါတယ်ပြီးတာနဲ့ရောက်လောင်ကိုရွှေရှမ်းရဲ့အလောင်းကိုသိမ်းဖို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့တိုင်းရင်ပါရတယောက်ရဲ့အယိုးကရောက်လောင်တို့အရေးကြီးရလေကောင်းပြီဆိုပြီးတော့ပြေးယူနေတဲ့အချိန်မှာပဲအဆောင်ရှောက်ကိုရောက်လာပြီးတော့ရောက်ချံမင်းတိတ်နေတာပဲလို့တိုက်တော့မင်းတေချင်နေရလားဆိုပြီးတော့ရောက်လောင်ကလည်းပေတံထုတ်ပြီးပြန်တိုက်ပါတယ်ဘသူကတေချင်နေရလဲတေချပြောမရဘူးတော့ဆိုပြီးတော့ရွှေရှမ်းရဲ့ဝင်းကျင်ကိုအတင်းထုတ်ယူနေပြီလေ
ပြီးတာနဲ့အလောင်းကိုပစ်ချလိုက်ပါတယ်ဒီနေ့မင်းကိုရအောင်ဖမ်းသွားမယ်ဆိုပြီးတိုက်နေပါပြီအဆောင်ရှောက်ဘူးကဝင်းကျင်တရားဝါမျိုးချင်းကိုထုတ်သုံးလိုက်ပါတယ်ရှောင်းရံကဘယ်လိုဖြစ်တာလဲလို့မေးလိုက်တော့ဒီကောင်ကရွှေရှမ်းရဲ့ဝင်းကျင်ကိုဝါမျိုးနေရပဲဖြစ်မယ်ဆိုပြီးပြောပြလိုက်ပါတယ်ရောက်လောင်ကတော့လွယ်လွယ်နဲ့ဝါမျိုးဝင်မပေးနိုင်ဘူးဆိုပြီးတော့အယိုးအေးမီတောင်းနဲ့တိုက်လိုက်ပါတယ်အဆောင်ရှောက်ဘူးကတော့ရွှေရှမ်းတေသွားတော့အထောက်ပံ့နေပြန်ယူမယ်ဆိုပြီးတော့အကြီးကဲတဲ့စီကနေစွမ်းရည်တွေကိုပြန်ဆုပ်ယူလိုက်ပါပြီရွှေကတော့သူတို့ရဲ့ဝင်းကျင်တွေပြန်ပေးဆိုပြီးပြေးတိုက်ပါတယ်ဟိုကပြန်တိုက်တော့တစ်ချက်ထဲနဲ့နောက်ဆုတ်လိုက်ရပါပြီအစီရင်ဖွင့်နေတော့မှရွှေကိုတိုက်လိုက်တော့နတ်လက်ရင်ရန်ကဝင်တားလိုက်ပါတယ်ဘာလို့ထွက်လာလဲလို့မေးလိုက်တော့တကားပိတ်ကျင့်ကြံနေတော့မှတိုက်ခိုက်နေတဲ့အတန်တွေကြားလို့တရင်တကားကိုဖွင့်ပြီးတော့အမြန်ထွက်လာတာဆိုပြီးလှည့်ပြေးလိုက်ပါတယ်ရွှေကတော့ဘေးပပက်လေကိုကြည့်ပြီးတော့ရွှေလန်ကိုင်းကပြက်စီးတော့မယ်ထင်တယ်ဆိုပြီးတော့ငိုတန်လေးနဲ့ပြောလိုက်ပါတယ်အဲ့ဒီတော့မှရဲရန်တယောက်ရွှေရှမ်းရဲ့အလောင်းကိုတွေ့ပြီးတော့အံ့ဩသွားပြီလေနေလုံးခဲ့တာလားဆိုပြီးတော့ရှောင်းရံကိုရန်ချတော့ရွှေကနေစရာအကြီးကရှောင်းကလန်ပေါ်မှာအပြစ်ကျူးလွန်ထားတယ်ရွှေလန်ကိုင်းရဲ့ရန်သူကရှောင်းရံမဟုတ်ဘူးသူပဲဆိုပြီးတော့အဆောင်ရှောက်ဘူးကိုလက်ညှိုးထိုးပြလိုက်ပါတယ်အခုငါဆရာနဲ့အကြီးကဲတွေအတွက်လက်စားချေရမယ်ဆိုပြီးတော့အစီရင်ကိုထိန်ခိုင်းလိုက်ပါတယ်ပြီးတာနဲ့တိမ်မော်ဝင်ကဘာလို့អော်လိုက်ပါတယ်မကောင်းဆိုးဝါးကြီးသွားသေးလိုက်ဆိုပြီးတော့တိုက်လိုက်ပြီလေအဆောင်ရှောက်ဘူးကတော့အစီရင်စုံလေးနဲ့ငါ့ကိုရင်ဆိုင်ကြတာလားဆိုပြီးတော့လက်တစ်ဖက်ကိုလှုပ်ရှားလိုက်တာအနီအောင်မြူကိုတွေပြေးသွားပါပြီရောက်လောင်တို့ကလည်းထွက်မရတော့ဒီတစ်ခါတော့ဒုက္ခရောက်ပြီဆိုပြီးသိလိုက်ပြီလေရင်တိုက်လိုက်တဲ့ဓာတ်တွေကိုလည်းမြူကိုတွေကတိုက်စားသွားပြီးဓာတ်ကြီးကြီးထုတ်ပြီးတော့တိုက်လိုက်ပါတယ်လဝါကြီးပေါ်လာပြီးတော့ဓာတ်ကိုထိန်းထားလိုက်ပါတယ်ရင်ကထပ်တိုက်ဖို့ပြင်တော့အရှုပ်ထုတ်ကောင်ဆိုပြီးချိန်ဆပြီးတော့စွမ်းရည်တန်ကြိုးတွေနဲ့တိုက်လိုက်ပါတယ်ချုပ်နိုင်ပြီလို့ထင်ထားတဲ့အချိန်မှာပဲအနောက်မှာရင်ပေါ်လာပြီးလေစွမ်းအားနဲ့တိုက်လိုက်ပြီလေဒါပေမဲ့တစ်ဖက်လူပေါ်မှာတက်ရောက်မှုမရှိပဲစွမ်းရည်တန်ကြိုးနဲ့တံပြန်တိုက်ခိုင်လိုက်ရပြီးအောက်ကိုပြုတ်ကျသွားပါပြီရသလောက်ပြန်ခုခဲ့ပေမဲ့လဝါကတော့ဓာတ်ကိုအပြတ်ဖြတ်လိုက်ပါတယ်ဝင်းကျင်စွမ်းအားတွေအများကြီးဝါမျိုးထားတဲ့အဆောင်ရှောက်ဘူးကိုရှိသမျှလူကုန်ဝိုင်းတိုက်ရင်တော့မနိုင်တော့တဲ့အကြောင်းကိုရောက်လောင်ကပြောလိုက်ပါတယ်ရှောင်းရံကတော့ဘာပဲဖြစ်ဖြစ်ဆရာကိုသူ့လက်ထဲမထည့်ပေးနိုင်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ငါတင်ပေးနိုင်တာအကုန်တင်ပေးပြီးကျန်တာမင်းကိုမင်းမအားကိုတော့ဆိုပြီးတော့စကားကိုအကုန်ပြောလိုက်ပြီလေရင်တယောက်မနိုင်တော့ဘူးဆိုတာလက်ခံလိုက်ရပါတယ်အဲ့ဒီတော့မှအဆောင်ရှောက်ဘူးကရောက်လောင်ရဲ့ဘက်ကိုလှည့်ပြီးတော့ဒီနေ့မင်းတို့နှစ်ယောက်လုံးဘယ်သူမှပြေးမလို့ဘူးနှစ်ယောက်လုံးရဲ့ဝင်းကျင်ကိုငါယူမယ်ဆိုပြီးပြောလိုက်ပါပြီရှောင်းရံကတိုက်မယ်လို့တော့ရှောင်းလောင်ကဟိုက်လောင်ရဲ့နားမှာသွားနေခိုင်းလိုက်ပါတယ်ရှောင်းရံကနောက်မဆုတ်တော့လက်နဲ့တွန်းထုတ်လိုက်ပါပြီဟိုက်လောင်ကခေါ်သွားပြီးမနှဲချုပ်ထားရပါတယ်အတင်းသွားမယ်လို့တော့ဟိုက်လောင်ကမင်းဆရာရဲ့သဘောထားကိုနားမလည်သေးဘူးလားသူ့ကိုစိတ်ပြက်စေချင်လားလို့ဆိုပြီးတော့နားဝင်အောင်ပြောပြီးတားလိုက်ရပါတယ်အဆောင်ရှောက်ကူကရှောင်းရံကိုပါဖမ်းမဲ့ပြောနေတော့သူ့ကိုလိုချင်ရင်ငါ့ကိုအရင်ဖမ်းပြီးမှပြောဆိုပြီးပြောလိုက်ပါတယ်ငါ့ကိုရဖို့ကပေးဆက်မှုမရှိရင်မရနိုင်ဘူးဆိုတော့ငါပေးဆက်ပြီးပြီမင်းဝင်းကျင်ကိုပေးဖို့အချိန်ရောက်ပြီဆိုပြီးတော့တိုက်ကြပါပြီမြူကိုတွေတဲ့ကိုဝင်သွားတော့ရှောင်းရံကထွက်သွားမယ်အလုပ်ထပ်တားရပြန်ပါပြီသူတွေကိုတွေတိုက်မယ်ဆိုပြီးတော့အသက်နဲ့ရင်ပြီးဒေါသနှစ်ဖျားကြပန်းပြီးတော့ကိုထပ်သုံးဖို့ရှောင်းရံကဆုံးဖြတ်လိုက်ပါတယ်ဟိုက်လောင်ကလည်းအသက်နဲ့ရင်ရပါစေဆိုပြီးတော့တိုက်နေတာကိုကြည့်ရင်စိတ်ထဲကပြောလိုက်ပါတယ်ရောက်လောင်တို့ကတော့ဇတိုက်ကိုတိုက်ခိုက်နေတာပါတိုက်ခိုက်တဲ့တွေကကောင်းကင်မှာမိုးချိတ်တဲ့နေပါထွက်နေတော့အောက်ကလူတွေကနားတွေပါပိတ်ထားရပါတယ်ဒီကြားထဲမှာရှောင်းရံကိုလည်းဆွဲထားရသေးတယ်လေတော်တော်ကြာတဲ့အထိတိုက်ရခက်နေတော့ငါကလည်းအရမ်းညံ့တာပဲလွယ်တဲ့ကောင်ကိုမရှာဘဲနဲ့မင်းဆိုတဲ့ကန့်လန့်ကောင်ကိုမှရှာမိတယ်လို့ပြောပြီးတော့ရှောင်းရံကိုပြေးတိုက်ပါပြီဟိုက်လောင်ကလည်းရှေ့ကနေကာလိုက်ပြီးကြံတဲ့လူတွေကိုထိန်ခိုင်းထားလိုက်ပြီးအကာအကွယ်ပါထုတ်လိုက်ပါတယ်လဝါကြီးရဲ့တိုက်ခိုက်တာကိုတော့အကာအကွယ်ကခံနိုင်ရမရှိပါဘူးကောင်းလေးလိမ့်လိမ့်မမနဲ့ရှောင်းကလန်ရဲ့ပစ္စည်းကိုထုတ်ပေးလိုက်တော့လို့ပြောပြီးတော့လေဘင်းကိုကင်ဖို့လို့မမရဲ့လက်ကလေးထွက်လာပြီးတော့လက်မဲကြီးကိုတားလိုက်ပါတယ်ပြီးတာနဲ့ပြောနေကြတဲ့အတိုင်းသူ့ရဲ့အသက်ကငါးပိုင်မယ်လို့ပြောလိုက်ပါပြီမမကိုကြည့်နေတယ်ဘဒူစာပြေမကအခုချိန်ထိရှောင်းရံဘေးမှာရှိနေသေးတာပဲဆိုပြီးတော့ဖမကအံ့ဩနေပြီလေအဆောင်ရှောက်ကူကလည်းဝင်းကျင်နန်းတော်ရဲ့ကိစ္စကိုဝင်ပါပါနဲ့ဆိုပြီးတော့မမကိုဖြောင်းပြနေပါတယ်အနေရကြလာရင်အရန်တော့ကြသွားလိမ့်မယ်ဆိုပြီးတော့ချိန်ကြောက်လိုက်ပါသေးတယ်မမကတော့သူ့ရဲ့အသက်ကငါးပိုင်မယ်ဆိုပြီးမလျှော့ပါဘူးအဆောင်ရှောက်ကူကစပြီးတိုက်ခိုက်ပါပြီမမကရှောင်းတော့ဇက်တိုက်လိုက်ပြီးတိုက်ခိုက်နေပါတယ်မမကရှောင်းရံလက်ကိုဆွဲပြီးပြေးနေတာပါပြေးနေတော့မှရှောင်းရံကတခုလောက်တောင်းဆိုပြရစီလို့ပြောလိုက်တော့မမကမင်းဆရာကိုကယ်ဖို့ဂုဏ်ကြီးတောင်းနေတာလားဆိုပြီးမေးလိုက်ပါတယ်ခမရတာကယ်ပြီးရင်ကျွန်တော်အသက်ကိုခမရလက်ထဲအဲ့ရလက်ကိစ္စမရှိဘူးလို့ပြောလိုက်ပြီလေဒီလူရဲ့အစွမ်းကမြင်မာလုံးနဲ့ငါလည်းသူ့ရဲ့ပြန်မဲ့မဟုတ်ဘူးလို့ပြန်ပြောရင်းနဲ့တိုက်သမျှကိုရှောင်နေရပါတယ်ရောက်လောင်ပေါ်လာတော့ဝင်းကျင်ကိုယ်တွေကပျောက်ခန့်နေပါပြီဒါပေမဲ့ငါဒီနေ့မင်းကိုအပြစ်ပြတ်ချေမှုမယ်လို့ပြောလိုက်ပါတယ်အဆောင်ရှောက်ကူကလည်းလေလွင့်ကောင်ဆိုပြီးတက်ခိုက်ပါပြီရောက်လောင်ကကာလိုက်ပြီမဲ့စွမ်းရည်တန်ကြိုးတွေကအကာဝယ်ကိုထိုးဖောက်နေပြီလေရှောင်းရံကမျက်နှာပြက်နေတော့မမကကြည့်ပြီးတော့မင်းကိုကယ်မယ်ဆိုရင်မင်းရဲ့ဆရာကိုကယ်နိုင်မှာမဟုတ်ဘူးဆိုတော့ရှောင်းရံကပေါင်းပြီးတိုက်ရင်ရောဆိုပြီးမေးလိုက်ပါတယ်မမကမင်းရဲ့ဆရာကဒဏ်ရာရထားတယ်ငါနဲ့ပေါင်းပြီးတိုက်ရင်လည်းဟိုလူကိုရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်ပြောရင်းနဲ့တန်ကြိုးတွေကိုလည်းတားနေရသေးတယ်လေတကယ်လို့သာသူကနောက်ဆုတ်ပြီးမင်းကိုနောက်တစ်ချိန်ဖမ်းသွားရင်အဲ့ဒီချိန်ကျရင်သူ့ကိုဘယ်သူမှမရှင်းနိုင်တော့ဘဲနေမယ်ဆိုပြီးပြောလိုက်ပါတယ်ရောက်လောင်ကတော့တန်ကြိုးတွေကိုစတိုက်ကနေရတော့မှကျွန်တော်ကိုဂယူးမဆိုင်နဲ့ဆရာကသာကယ်ပေးပါဆိုပြီးတော့ရှောင်းရံကမမကိုတောင်းဆိုလိုက်ပါတယ်မမကတစ်ချက်စဉ်းစားလိုက်ပြီးသဘောတူလိုက်ပါတယ်သူသာရှောင်းရံကိုကောက်ွယ်နေရင်ရောက်လောင်ကတိုက်ခွက်အနေငယ်တွင်ကိုရှုံးသွားမှဖြစ်ပြီးတော့ရောက်လောင်ဖမ်းခံရရင်လေရှောင်းရံကတရားပေါက်ယူသွားနိုင်တယ်မလားရှောင်းရံကကျေးဇူးတင်ကြောင်းပြောတော့မမကငါပြင်းမနဲ့မင်းချားမှာဘာကျေးဇူးတရားမှမရှိဘူးလို့ပြောပြီးခက်ပြက်ပြက်ညင်လိုက်ပါတယ်ပြီးတာနဲ့အာုံမြောက်အောင်လုံးနဲ့ဝေးသွားစမ်းဆိုပြီးတော့တွန်းထုတ်လိုက်ပြီလေကြလာတဲ့ရှောင်းရံကိုတော့ဟိုက်လောင်ကဖမ်းထိထားလိုက်ပါတယ်ရောက်လောင်တို့တိုက်ခိုက်နေတော့မှမမကနောက်ကနေပြီးတော့အဆောင်ရောက်ကူကိုဝင်တိုက်လိုက်ပြီလေကာလိုက်တော့ကြာဘုတ်ကိုထုတ်ပြီးထပ်တိုက်ပါတယ်အဲ့ဒီချိန်မှာတိုက်နေတဲ့ရောက်လောင်ကလည်းဝင်ပြီးနှစ်ယောက်ပေါင်းပြီးတိုက်ခိုက်ကြပါပြီအဆောင်ရောက်ကူကပေါင်းပြီးတိုက်နေတဲ့နှစ်ယောက်ကိုကြည့်ပြီးတစ်ချက်စဉ်းစားလိုက်ပါတယ်နောက်တော့ကြည့်ရတာဟိုအကွက်ကိုသုံးရတော့မယ်ဆိုပြီးပြောလိုက်ပါတယ်နှမျောစရာပဲဒိုစုံစိတ်ရဲ့ဝင်းကျင်ကရဖို့မလွယ်ဘူးဆိုပြီးတော့လက်ကနေပြီးတိုက်ခွက်တွေကိုထုတ်သုံးလိုက်ပါပြီလက်ကနေပြီးတော့လေဝင်းကျင်တစ်ခုကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒါကတော့ရွှေရှမ်းမှာရောက်လောင်ကတော့သူဒိုစုံစိတ်ဝင်းကျင်ကိုဖောက်ခွဲတော့မယ်အမြန်သားဆိုပြီးអော်လိုက်ပါတယ်အ
အဆောင်ရှောက်ဦးကဝင်းကျင်စာပနာကိုတုံးလိုက်တော့ပုံရိပ်ရောင်ကောင်းကြီးကကြီးထွားလာပြီးတော့နေရာတစ်ခုလုံးကိုအနက်ရောင်မျိုးကိုတွေနဲ့ပြည့်သွားပါပြီ။ဘာတွေဖြစ်နေရလဲဆိုတော့ဟိုက်လောင်ကဒီလူကရင်ရှမ်းရဲ့ဝင်းကျင်ကိုဖောက်ခွဲတာအမောင်6ဝက်သက်တော့မဖြစ်နိုင်ဘူးထင်တယ်လို့ပြောလိုက်ပါတယ်။ဖားမကလည်းဒီအမောင်ထဲမှာကြောက်စရာကောင်းတဲ့စွမ်းရည်တစ်ခုတည်ဆောင်ထားတယ်လို့ပြောလိုက်ပါတယ်။မမနဲ့ရောက်လောင်ကတော့တိုက်ခိုက်နေကြပါပြီ။ရှောင်းရံကလည်းဘာဖြစ်နေရလဲသိချင်တာနဲ့မီလီယံမလုံးကိုထုတ်သုံးလိုက်ပါတယ်။တကယ်တော့ပောက်ကွဲတဲ့စွမ်းအားတွေကရောက်လောင်တဲ့မမစီကိုဥတီနေတာပါ။မမရဲ့လှပတဲ့နှက်ခမ်းဆုံးလေးမှလည်းသွေးတွေပေသွားပြီလေရောက်လောင်ကလည်းအနောက်ကိုလွင့်လာပါတယ်အဆောင်ရှောက်ဦးကလည်းဒါကိုခွင်ကောင်းယူပြီးတော့နောက်ကနေဇက်တိုက်လိုက်တိုက်နေပါတယ်မမကလိုက်လာတော့အဆောင်ရှောက်ဦးကတားလိုက်ပါတယ်ရှောင်းနေတော့မှအဖြူရောင်မီးတောက်ကမျက်ခုံးကြားထဲကထွက်သွားပြီးတော့ရှောင်းရရဲ့နှစ်ဖူးကြားထဲကိုဝင်သွားပြီလေရှောင်းရရှိမှရောက်လောင်ပေါ်လာပြီးအချိန်မရှိတော့ဘူးဒီရိုးအေးမီးတောက်ရဲ့မူလာဆွမ်းရင်ကိုမင်းတို့ခြံထားခဲ့မယ်တကယ်လို့ငါတခုခုဖြစ်သွားရင်မင်းရဲ့နှစ်ဖူးပေါ်ကမီးတောက်အမှတ်သားကသူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်ငါရဲ့မိတ်ဆွေဟောင်းကြီးဝိဇ္ဇာဖန်နဲ့စုံတဲ့ချိန်ကျရင်ငါရဲ့လက်စွပ်ကိုသူ့ကိုပြလိုက်မင်းကိုကူညီလိမ့်မယ်လို့ပြောပြီးပျောက်သွားပါပြီအပြင်မှာတော့ရောက်လောင်တယောက်လူလဲခံနေရပါတယ်။ရှောင်းရံကိုလည်းစွမ်းရည်တွေမပြည့်စုံခင်ရှောက်မလို့ဖို့မှာနေရသေးရဲ့လေ။ငါနဲ့မင်းဖေကိုကယ်ချင်တယ်ဆိုရင်မင်းဘာမှမတော်တဆဖြစ်လို့မရဘူးဆိုပြီးပြောလိုက်ပါတယ်။ဆောင်းရှောက်ကူကတော့ဒီတစ်ခါမင်းကိုဘယ်သူမှမကယ်နိုင်တော့ဘူးဆိုပြီးအနိုင်ရသူတွေနဲ့ပြောလိုက်ပါတယ်။နောက်တော့ရောက်လောင်ရဲ့ရင်ဘတ်ကိုဆောင်းရှောက်ကူရဲ့လက်သေးတွေကထိုးပေါက်သွားပြီလေ။ဆရာမင်းသားမှမနေပေးနိုင်တော့ဘူး။မင်းကိုမင်းပဲအားကိုးရတော့မယ်ဆိုပြီးစိတ်နဲ့မှားလိုက်ပါတယ်။အဆောင်ရှောက်ကူတယောက်လိုချင်တာရသွားတော့ပြောနေပါပြီ။မင်းလည်းမင်းဆရာကိုဖော်လာလုပ်လိုက်ဆိုပြီးပြေးတိုက်ပါတယ်။ကြားလောင်နဲ့ဟိုက်လောင်ကချက်ချင်းပြေးတာပြီးဖားမာကရှောင်းရံကိုမနှင်းဆွဲထားရပါတယ်။ကြားလောင်တို့တာမင်ရတော့ကြည်ရံပေါ်လာပြီးရှောင်းရံကိုအမြန်ပြေးဖို့អော်လိုက်ပြီလေအဆောင်ရှောက်ကူကစွမ်းရင်ထက်ထည့်ပြီးတိုက်လိုက်တော့ကြည်ရံမှာလွင့်သွားပါပြီရှောင်းရံတယောက်ဆရာကိုပြန်ပေးဆိုပြီးတောင်းချမ်းနေပါတယ်အဆောင်ရှောက်ကူကတော့သူ့ကိုထွေးချင်ရင်ငါနဲ့လိုက်ခဲ့လေဆိုပြီးတော့အေးဆေးလေးပေါ်တက်သွားပါတယ်တန်ကြိုးတစ်ခုကရှောင်းရံကိုထိုးပြီးတော့မဲ့ချိန်မှာမမကဝင်လာပြီးတားလိုက်ပါတယ်ဟိုက်လောင်နဲ့မမပေါင်းပြီးတော့ရှောင်းရံကိုဆွဲထားရပါတယ်ကောင်းလေးမင်းဆရာကိုပြန်လို့ချင်ရင်ဝင်းကျင်တန်းတော့ကိုလာပါလို့ပြောပြီးထွက်သွားပြီလေရှောင်းရံကအားကုန်ယုံပြီးနောက်ကနေလိုက်သွားတော့မမကဆွမ်းအားနဲ့ဖိနှိပ်ထားလိုက်ရပါတယ်မင်းသားတစ်ခုခုဖြစ်သွားရင်သူ့ကိုကယ်နိုင်မဲ့သူမရှိတော့ဘူးနော်ဆိုပြီးတားလိုက်ရပါတယ်။ရှောင်းရံကတော့နားမထောင်ပါဘူး။အမြဲလိုအေးဆက်နေတယ်မမရဲ့မျက်နှာလေးကပျော်ပြောင်းသွားပြီးတော့ပခုံးကိုလက်နဲ့ကင်လိုက်ပြီးမင်းရဲ့ဆရာကိုကယ်ချင်တယ်ဆိုရင်အစွမ်းကုန်စူးစမ်းပြီးအင်အားကြီးအောင်လုပ်ပါ။သူ့ရဲ့မျှော်လင့်ချက်တွေအကုန်လုံးကိုမင်းစီပုံရထားတာသူစိတ်မပြတ်စေနဲ့လို့ပြောလိုက်ပါတယ်။ရှောင်းရံကငိုးရာကိုတိတ်လိုက်ပြီးရွင်လန်ကိုင်းကိုဒေါသထွက်သွားပါတယ်။နားလန်ရံကဘာလို့မလဲလို့မေးပေမဲ့ယူရင်ကတော့ရှောင်းရံရဲ့အချစ်ဆုံးလူနှစ်ယောက်ကရွင်လန်ကိုင်းရဲ့ဓာတ်ရိုက်ဒါမှမဟုတ်တော်ဝိုင်းတဲ့နီးနဲ့ဖမ်းခံထားရတာကိုသိတဲ့အတွက်သူ့ပဲလေးကိုနားလည်ပေးတယ်လေ။ရှောင်းရံကိုကြည့်နေရင်လည်းရှင်ဘာဖြစ်ချင်သေးရလဲလို့မေးလိုက်တော့ရှောင်းရံကနာကြီးသလိုနဲ့ရေးလိုက်ပြီးတော့ရွင်လန်ကိုင်းကငါ့အဖေကိုဖမ်းတယ်ရှောင်းကလန်ကိုဖျက်ဆီးတယ်အခုလဲငါဆရာကဝင်းကျင်တန်းတော်ရဲ့ဖမ်းသွားတာကိုခံလိုက်ရပြီဒါတောင်ဘာလို့ချင်နေသေးရလဲမေးနေရလားဆိုပြီးអော်လိုက်ပါတယ်ဆရာလောက်တာရှေ့ကိုအများကြီးထိခိုက်စေတယ်ဒါပေမဲ့ရွင်လန်ကိုင်းလည်းဒီလိုဖြစ်သွားပြီလေတကယ်ရှော့ပေးလို့မရတော့ဘူးလားဆိုပြီးငိုတန်လေးနဲ့မေးလိုက်ပါတယ်ရှောင်းရံကတော့ရွင်လန်ကိုင်းကြားမနိုင်ငံတော်ထဲမှာရှိနေသေးတယ်လုံးဝအရှော့မပေးဘူးဆိုပြီးညင်းလိုက်ပါတယ်ရွင်ကလည်းဆရာလည်းတည်သွားပြီဂိုင်းသားတွေလည်းနည်းနည်းပဲကြံတော့တယ်နေရာကလည်းပြည့်စည်နေပြီဒါတောင်မှမလုံလောက်သေးဘူးလားဆိုပြီးអော်ပြောလိုက်ပါတယ်ရှောင်းရံကမလုံလောက်ဘူးဆိုပြီးတပြားမှမလျှော့ပါဘူးဒါနဲ့ရင်ကကျမကရွင်လန်ကိုင်းရဲ့ဂိုင်းချုပ်ပဲရှင်ဂိုင်းကိုဖျက်ဆီးမယ်ဆိုရင်ကျမကိုအရင်တက်လိုက်ဆိုပြီးဒါထုတ်လိုက်ပြီလေအဲ့ဒီချိန်မှာဟိုက်လောင်ရောက်လာပြီးရှောင်းရံမင်းတန်ရပြင်းထန်ရနေတယ်တိုက်မယ်ဆိုရင်ငါတို့ပဲတိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်ရှောင်းရံကတော့လက်မခံပါဘူးတစ်ဖက်ကလည်းဆရာကျမသွားမယ်ဆိုပြီးရန်ရန်ကထွက်သွားပြီလေရန်ရန်ကစကားများနေတော့မှရှောင်းရံကအပိုးလေးမပြောဘဲနဲ့စတိုက်ပါတယ်အနောက်ကနေရိုက်ချလိုက်ပြီးမင်းနဲ့ငါချာကိစ္စကလွန်ခဲ့တဲ့3နှစ်ကလေးကပြီးသွားပြီလို့ပြောရင်းနဲ့မနာတန်တိုက်နေပြီလေရန်ရန်တယောက်ကာလိုက်နာလိုက်ပါပဲနောက်ဆုံးပေတန်နဲ့တစ်ချက်မှအောက်ကိုပြုတ်ကျသွားပြီလေနာကြီးချက်တွေကိုပြောရင်းနဲ့ရန်ရန်ကိုလည်းပဲညှစ်ထားတော့ရန်ရန်ကအော်ပြီးတားလိုက်ပါတယ်အဲ့ဒီချိန်မှာတော်ဝင်စစ်တပ်ကဝင်လာပြီးအကာအကွယ်တွေကိုဖျက်ဆီးပြီးတဲ့အကြောင်းသတင်းလာပို့ပါတယ်နောက်ဆုံးမှာတော့ရှောင်းရံကရန်ရန်ကိုလွတ်လိုက်ပါတယ်ရန်ကလည်းရှင်ကတကယ်ပဲအကုန်လုံးကိုတတ်မှကျင်းနေမှာလားဆိုပြီးအော်ပြောလိုက်ပါတယ်ရှောင်းရံကပြန်တော့တကယ်ပဲရွင်လန်ကိုင်းကိုဖျက်ဆီးမယ်ဆိုရင်ကျမရဲ့အလောင်းပေါ်ကကြော်သွားဆိုပြီးပြောတော့မင်းသိရင်ရှောင်းကလန်ကလူတွေကပြန်ရှင်းမလားမင်းသိသွားရင်ငါအဖေနဲ့ငါဆရာပြန်လာမှာလားဆိုပြီးအော်ပြီးမေးလိုက်ပါတယ်ဒါပေမဲ့ယူရင်ကတော့ကိုတက်သိပြီးဘိုးဘေးတွေကိုတောင်းမမယ်လို့ပြောလိုက်တော့ရှောင်းရံတယောက်တူဝေးသွားပါပြီအဲ့ဒီချိန်မှာဟိုက်လောင်ဝင်လာပြီးတော့ရှောင်းရံရွင်လန်ကိုင်းရဲ့အဓိကတရခံရွင်ရှမ်းကိုတက်ပြီးသွားပြီးသူဝင်းကျင်တဲ့တော့နဲ့ပတ်သက်တာဘယ်သူမှမသိဘူးဆိုပြီးတားလိုက်ပါတယ်အဲ့ဒီတော့မှရှောင်းရံကစိတ်လျှော့လိုက်ပြီးတလအတွင်းရွင်လန်ကိုင်းကိုဖျက်သိမဟုတ်ရင်တယောက်မှမချမ်းဘူးလို့ပြောပြီးထွက်သွားပါတယ်ရှောင်းရံတယောက်ထိုင်ပြီးတော့ဖြစ်ခဲ့တာတွေကိုတွေးနေရင်းနဲ့ဝင်းကျင်တဲ့တော့ကိုလက်စားချေဖို့စဉ်းစားနေပါတယ်အဲ့ဒီချိန်မှာအကိုနှစ်ယောက်ဝင်လာပြီးဒဏ်ရာတွေတက်သွားပြီလားလို့မေးလိုက်ပါတယ်ရှောင်းရံကတော့ရွင်လန်ကိုင်းဘလို့နေသေးလဲဆိုပြီးပြန်မေးလိုက်ပါတယ်နောက်လောက်ဝက်နေရင်လုံးဝဖျက်သိမ်းနိုင်မယ့်အကြောင်းကိုပြန်ပြောလိုက်ပြီလေအကိုနှစ်ကမကျေနပ်တယ်လို့ပြောနေပေမဲ့အကိုကြီးကတော့ရွင်လန်ကိုင်းကိုသွေးချောင်းစီးခိုင်းလိုက်ရင်ရှောင်းရင်တော်ရဲ့ဂုံသိက္ခာကျမယ်ဆိုတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်ရှောင်းရံရဲ့ဆုံးဖြတ်ချက်မှာမှားကြောင်းကိုလည်းထောက်ခံလိုက်ပါတယ်တကယ်လို့ရွင်ကိုတိုင်ရောစင်ရှိရင်သူတို့နှစ်ယောက်ကိုလာတွေ့ခိုင်းလိုက်ဆိုပြီးပြောလိုက်ပါတယ်အင်တော်နှစ်ခုကြားမှာဝင်ပါလာမရှိတဲ့အတွက်ရွင်ကိုတော့ပွေပြူကြဘူးလေကျွန်တော်နဲ့သူနဲ့ကအရင်တုန်းကဇလန်းမှာအခုတော့ပြီးသွားပြီဆိုပြီးတော့ရင်နှွေးချမ်းတောက်ရင်းနဲ့ပြောလိုက်ပါတယ်စိတ်ထဲမှာတော့သူ့အကိုနှစ်အတွက်အသက်ဝါမျိုးဆေးလုံးပဲပြန်ဒီကိုအမြန်တွေးနေပါတယ်အဲ့ဒီချိန်မှာဟိုက်လောင်ရောက်လာပြီးတော့ရှောင်းရံရဲ့အငွေသက်ကိုခံစားမိသွားပြီလေရှောင်းရံကဒဏ်ရာပြင်းထန်ပေမဲ့ဒိုဝမ်အဆင့်ကိုတက်မဲ့အသားစီကိုထီးသေးဝင်ရခဲ့ကြောင်းပြန်ပြောလိုက်ပါတယ်မထင်မှတ်ဖဲရလက်ကောင်ရသွားတာဆိုပြီးတော့ဟိုက်လောင်ကပြန်ပြောလိုက်ပါတယ်ပြီးတော့လူလွတ်ပြီးခေါ်ခိုင်းတာဘာကိစ္စလဲလို့မေးလိုက်တော့ဝင်းကျင်တဲ့တော့ဆိုတာကိုကြားဘူးလားလို့မေးလိုက်ပါတယ်ရွင်လန်ကိုင်းမှာပေါ်လာတဲ့တယောက်လားအဲ့ဒီကိုင်းကအင်အားကြီးတဲ့လူတွေတခါမှမမြင်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ရာဖေးကိုစုံစမ်းခိုင်းထားတယ်လက်တလောဝင်းကျင်တဲ့တော့ကအင်အားကြီးတယ်လှုပ်ရှားမှုတွေကိုတိုးတိုးတိတ်တိတ်ပဲလုပ်လို့ရှိတယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ်
ခန္ဓာကိုယ်ဆုံးရှုံးသွားတဲ့ဝိညာဉ်ကိုယ်တွေကိုဖမ်းရတာကြိုက်တဲ့အကြောင်းလည်းပြောလိုက်ပါတယ်ရှောင်းရံကနောက်ထပ်အင်အားကြီးတဲ့သူတွေထက်လွတ်နိုင်တဲ့အကြောင်းကိုပြောတော့ဟိုက်လောင်ကအမြန်အင်အားကြီးတဲ့သူတွေဖြစ်လာပြီးတော့ဟန်ချက်ညီအောင်ထိနိုင်မဲ့ဆွမ်းအားကိုလိုအပ်ကြောင်းပြန်ပြောလိုက်ပါတယ်လက်ဗလာနဲ့တိုက်လို့မရဘူးဆိုတော့ဟိုက်လောင်ကရှောင်းရံရဲ့နာမည်ကျော်ကြားမှုနဲ့ဆိုရင်ပူပေါင်းမဲ့လူတွေများတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်နာမည်ကြီးတဲ့အုပ်စုတွေကတော့သူတို့အကျိုးမြတ်ရရင်ပေါင်းမဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ရှောင်းရံကဂိုင်းထောင်ဘိုကသူ့ဆန္ဒမဟုတ်ဘူးဆိုတော့အကိုတစ်ကသူကြည့်ပြီးစီစဉ်မဲ့ဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။အဲဒီတော့မှဒဏ်ရာတက်တာသွားရင်ဖားမနဲ့ခေါင်းဆောင်တွေကိုဆက်သွယ်ဖို့ဟိုက်လောင်ကိုမှားလိုက်ပါတယ်။ကြားလောင်တို့ကတော့ရွှေလန်ငိုင်းဆိုတဲ့စကားလုံးကကြားမနိုင်ငံတော်ရဲ့သမိုင်းမှာရှိတော့မှာမဟုတ်ကြောင်းကိုပြောနေကြပါတယ်။ကြားလဲသွားပြီမယ်ပို့ပြီးတော့အင်အားကောင်းတဲ့ချင်းသေးပေါ်လာလို့စိတ်ညစ်နေရပြန်ပြီလေ။တော်ဝင်မျိုးတွေကကန်ကောင်းတာလားကန်ဆိုးတာလားမသေးဝဲဘူးဖြစ်နေပါတယ်။ရွှေရှမ်းရဲ့အကြံကိုလူတိုင်းသိတဲ့အတွက်သူသေးတာတော့နှမျောစရာမရှိဘူးဒါပေမဲ့ရှောင်းရံကနိုင်ငံတော်ထဲမှာအင်အားစုတစ်ခုတည်ဆောက်ဖို့ဆန္ဒရှိနေတဲ့အကြောင်းကိုငါကြားထားတယ်နောက်ကြရင်ရွှေလန်ကိုင်းလိုဖြစ်လာမှာစိုးရိမ်နေဆိုပြီးတော့ကြားလောင်ကပြောလိုက်ပါတယ်ရှောင်းရံကိုရံမစားသင့်ဘူးဆိုတော့ကြားလောင်ကရှောင်းရံရဲ့အင်အားတွေတိုးလာတာကိုထိုင်ကြည့်နေလို့မရတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ရွှေရှမ်းနဲ့မတူတာကိုတော့သူတို့သိကြပါတယ်နောက်ဆုံးမှာရှောင်းရံကိုမဆန့်ကျင်ပဲထောက်ခံပေးဖို့ဆုံးဖြတ်လိုက်ကြပြီလေရောင်ရဲကရှောင်းရံကိုအရင်ယုံကြည်နေတော့အဖို့ဖြစ်သူကမတင်ကတော့ပဲရှောင်းရံကိုကြိုက်နေရလားဆိုပြီးမေးလိုက်ပါတယ်မဟုတ်ပါဘူးဆိုပြီးတော့ရှက်ပြုံးလေးနဲ့ညင်လိုက်ပါတယ်ရှောင်းရံကတော့ကျွန်တော်လောက်နီးနီးကိုစော့ကြည့်တာပါကြားလောင်ကလူလွတ်ပြီးတော့ချူးရနိုင်ငံတော်ကအစိတ်ကိုင်းအကြောင်းကိုစုံစမ်းဖို့ရောင်ရဲကိုခိုင်းလိုက်ပါတယ်။ရောင်ရဲကအစောကြီးတွေကလူလွတ်ပြီးစုံစမ်းခိုင်းသားပေမဲ့အစိတ်နဲ့သမီးဆိုတာပဲတည်သေးတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ရှောင်းရံကတော့သူ့စီယာချန်ခဲ့တဲ့အသက်ဝါမျိုးဆေးလုံးဖက်ပြန်ဒီကိုဖတ်နေပါတယ်။အသက်ကိုယာယီဆွဲဆန့်ထားပြီးအဲ့ဒီအချိန်တွင်းမှာဒိုးဝမ်အဆင့်ကိုထိုးဖောက်နိုင်ရင်ဆေးလုံးရဲ့အာနိသင်လိုလိုပျောက်သွားမယ့်အကြောင်းကိုရေးထားပါတယ်။ပြီးတော့ဆေးညွှန်းလဲပါသေးတယ်အဲ့ဒီချိန်မှာမင်းသမီးရောင်ရဲရောက်လာပြီးအချိန်ချင်းတွေးဖို့ကြိုးစားရလို့တွေးဖို့တောင်မလွယ်တော့တဲ့အကြောင်းကိုနှုတ်ဆက်လိုက်ပါတယ်။ဘာကိစ္စရှိလို့လဲလို့မေးလိုက်တော့တော်ဝင်မျိုးနွယ်ရဲ့ရန်သူကိုဖယ်ရှားပေးခဲ့တဲ့အတွက်ရောင်ရဲကလာကြည့်တာလေတခြားအကြောင်းပြချက်လိုသေးလားဆိုပြီးမေးလိုက်ပါတယ်။အဲ့တော့မှကျေးဇူးတင်ကြောင်းပြောပြီးတော့ဝင်ထိုင်ခိုင်းလိုက်ပါတယ်။လာကြည့်ုံတက်တက်ပဲမဟုတ်ဘူးထင်တယ်လို့ပြောလိုက်တော့ရှောင်းရံကကြားမနိုင်ငံတော်ထဲမှာအင်အားစုတစ်ခုတူထောင်မယ်လို့ကြားထားတယ်ဆိုတော့ဟုတ်တယ်ရှောင်းကလန်ရန်သူကအင်အားမသေးဘူးဒါကြောင့်အင်အားတစ်ခုလိုတယ်ဆိုပြီးပြောလိုက်ပါတယ်။လူကြီးမင်းရှောင်းရံကလည်းအင်အားစုလိုတယ်နိုင်ငံတော်ကလည်းနိုင်ငံကိုစားပြုအင်အားစုတစ်ခုလိုတယ်ဆိုတော့ရီမန်းချက်တူမှတော့ကြားမတော်ဝင်မျိုးနွယ်ကအားဖြည့်ပေးခြင်းပါတယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံကဒါဆိုရင်ဘာတောင်းဆိုချင်တာလဲလို့မေးလိုက်တော့ရောင်ရဲကထလာပြီးတော်ဝင်မျိုးနွယ်သူမှတောင်းဆိုချင်တာမရှိပါဘူး။ရွှေလန်ကိုင်းလိုကိစ္စမျိုးထပ်မဖြစ်ဖို့ပဲမျှော်လင့်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံကလည်းရှောင်းရံကရွှေရှမ်းမဟုတ်တဲ့ကြောင်ပြောပြီးတော့တော်ဝင်မျိုးနွယ်စုသားရှောင်းအိမ်တော်ကိုရံမမှုရင်ရှောင်းကလန်ကလည်းကျေးဇူးကိုအမြဲမှတ်မိနေမယ့်အကြောင်းကိုပြန်ပြောလိုက်ပါတယ်။အင်အားစုအတွက်တေချာစီစဉ်ပြီးမှအချိန်တစ်ခုပေးပြီးပြောမယ့်အကြောင်းပြောလိုက်တော့သတင်းကောင်းကိုစောင့်နေမယ့်အကြောင်းပြောပြီးထွက်သွားပါတယ်။ကြားလောင်ပေးလိုက်တဲ့ဆေးကုံချမ်းတွေကိုလက်ဆောင်ပေးလိုက်ပါတယ်။ပြီးတာနဲ့နှုတ်ဆက်ပြီးထွက်သွားပြီလေ။ခဏကြာတော့နားလည်ရင်ရောက်လာပါတယ်။အကြောင်းကတော့ရွင်ကကြားမနိုင်ငံတော်ကထွက်သွားတော့မယ့်အကြောင်းကိုလာပြောတာပါ။မတော်ခင်မှာမျက်နှာတစ်ချက်လောက်တွေ့သွားခြင်းလို့လဲလို့ပြောပြီးတော့လိုက်လာဖို့ပြောလိုက်ပါတယ်။ရွန်လန်ကိုင်းကိုရောက်တော့ပျက်စီးနေတာတွေကိုကြည့်ပြီးတော့ရှင်ကျင်နေပြီလားလို့မေးလိုက်ပါတယ်။ရှောင်းရံကလည်းရှောင်းကလန်ပျက်စီးတာကိုမြင်ရရင်မင်းဒီလိုပဲပြောနိုင်ဖို့မျှော်လင့်ပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲဒီတော့မှမျက်နှာလေးညှိုးသွားပြီးရှောင်းရင်တော်မှာလာတောင်းကျန်းခဲ့တာကိုနောင်တရတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ရှောင်းရံကတော့ပြီးခဲ့တာတွေပြန်မပြောဖို့တားလိုက်ပါတယ်။ပြီးတာနဲ့ရွင်စီကိုခေါ်သွားခိုင်းလိုက်ပြီလေ။ရွင်စီကိုသွားနေတဲ့လမ်းမှာ3ရက်နေရင်ကြားမနိုင်ငံတော်ကထွက်သွားတော့မယ့်အကြောင်းကိုပြောလိုက်ပါတယ်။ဘယ်သွားမှလဲဆိုတော့မသိဘူးဆရာသွားမယ့်နောက်ကိုလိုက်သွားမှဆိုပြီးတော့ပြန်ဖြေပြီးလက်ထွက်သွားပါတယ်။ရှောင်းရံကိုတွေ့တော့သပင်လေးကိုတတ်ပြီးရှင်းလာပြီလားလို့မေးလိုက်ပါတယ်။တကယ်ထွက်သွားတော့မှလားဆိုတော့ရွင်လန်ကိုင်းမရှိတော့ဘူးဆိုမှတော့ကြံနေခဲ့ဖို့အကြောင်းမရှိတော့ဘူးလေဆိုပြီးပြန်ဖြေလိုက်ပါတယ်။ဒီတော့တွင်းမှာကြားမနိုင်ငံတော်မှာပိတ်မိနေခဲ့တာအပြင်ထွက်ခွင့်ရတာလည်းမစိုးဘူးလေဆိုပြီးတော့သူ့ဘဲလေးကိုတော့ဘလုံးဝမနာကြည့်ပါဘူး။ရှောင်းရံကတော့ဒိုချီကုန်းမြေမှာဆွမ်းအားကြီးတဲ့လူတွေများတယ်နေရာတိုင်းမှာအန်ရည်ကြီးပဲမိန်းကလေးတယောက်တည်းလှည့်လှည့်သွားလာတာကိုဒုက္ခကိုရှာသလိုဖြစ်လိမ့်မှဆိုပြီးတော့တားလိုက်ပါတယ်။ကြားမနိုင်ငံတော်ကတိတ်မလှပေမဲ့မင်းကိုတော့ဘေးကင်းအောင်ကဝယ်နိုင်တယ်လေဆိုတော့ကျမလည်းဒိုဝန်တယောက်ပဲအားရတဲ့မိန်းမမှမဟုတ်တာဆိုပြီးတော့ပြုံးပြီးပြန်ပြောလိုက်ပါတယ်။ရှောင်းရံကတပြင်းချတော့ရင်ကသူ့ကိုမမုန်းတဲ့အကြောင်းပြောလိုက်ပါတယ်။မမုန်းဘူးဆိုရင်ဘာလို့ထွက်သွားမှလဲနေခဲ့ပြီးငါ့ကိုကူညီပါလားဆိုပြီးတော့မျှော်လင့်ချက်တွေနဲ့မေးလိုက်ပါတယ်။ရင်ကရှင်းမေးနေပြီလားကျမအနေထားကအစွမ်းကုန်စူးစမ်းပြီးလက်စားချေတဲ့အနေထားလေးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ပြီးတာနဲ့ရွှေလန်ခိုင်းကရတနာတွေကိုထုတ်ပေးလိုက်ပါပြီ။ရှောင်းရံကယူလိုက်ပြီးတော့တကယ်တော့မှဖြစ်မှာလားဆိုပြီးတားချင်နေပါသေးတယ်။ဒီနှစ်တွေအတွင်းမှာမော်တာရဲ့တောင်မှာတွေးဆုံခဲ့ပြီးတော့တီကျွမ်းခွင့်ရတာကိုအရန်ဝမ်းသာတယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့နှစ်ယောက်သားအကြာကြီးစိုက်ကြည့်နေပြီးတော့မှအကြည့်လွှဲလိုက်ကြပါတယ်။ဒါကိုတော့တစုံတရန်ကကွယ်ကနေချောင်းကြည့်နေတယ်လေ။ရှောင်းရံတယောက်အဆင့်တက်တဲ့ချိန်မှာဘာတွေကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားပေးပါဦးခင်ဗျာ။